အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြန်မာ Audio Book Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ကနေဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းကောင်းလေးရတော့စာရေးဆရာအက္ခဇော်ရေးသားထားတဲ့စုံထီဥပဒါဇာတ်လမ်းအတွဲ3အပိုင်း34ဖြစ်တဲ့စုံထီဥပဒါနဲ့ဇက်လိုက်မင်းသားဆိုတဲ့ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဇာတ်လမ်းလေးမစခင်ပါကျွန်တော်ရဲ့ channel လေးကိုထုံးစံအတိုင်း like and subscribe လေးနဲ့အားပေးခဲ့ကြဖို့လဲတောင်းဆိုပါရစေခင်ဗျာဓမြတွေရွာထဲဝင်လာပြီရောဓမြတွေရွာထဲဝင်လာကြပြီတကြီးရဲ့အမနဲ့ခင်းကြီးကိုမြင့်တယောက်ခொနတန်ရှိအတန်ကုန်ဟဲ့လို့ channel ကိုလည်းပြေးဝင်လာတယ်ဗျာသူ့ကြည့်ရတာလဲအမောတကွန်းနဲ့မစိုးမနိုင်ပေါ်ဝါမနိုင်တဲ့ channel ပြေးဝင်လာတယ်ဗျကျုပ်တို့တောင်မှအခုမှနိုးလို့မျက်နှာသက်မလို့ရှိသေးတယ်ဗျအဖေရေရောက်တော့ကိုမြင့်ကလည်းဟောဟဲလိုက်နေတယ်ငမြင့်ဟာမင်းမလဲဖြဲလိုက်ရင်အသေးအတန်ကြီးပဲကွဒီတခါတော့တကယ်အရေးကြီးတယ်ဗျာသေရေးရှင်ကြီးကိုအရေးကြီးတယ်ဗျအဖေကလည်းမျက်မှောင်ကြောက်လိုက်ပြီးတော့ကဲပြောကွာဘာတွေသေရေးရှင်ကြီးဖြစ်နေတယ်လဲကွာကျုပ်လေမနေ့အိယာထတော့မနေ့4 နာရီလောက်ရှိပြီပေါ့ဗျာခြံအောင်သိမ်းစောင်းခောက်ပြီးတော့မျက်နှာအသေးကိုစင်းတယ်အမေကျွေးတဲ့ထမင်းချမ်းနဲ့ပဲပြုတ်ကိုလည်းစားပြီးဘဲကောင်ငမြင့်တော်စမ်းလူရင်းပြောကွာလူရင်းပြောမယ်ဆိုရင်တော့ရွာကိုဓမြတွေဝင်လာကြပြီဗျဟေးဓမြဟုတ်လားဘေးရဓမြလေကွဒါလောက်တိုကြီးမပြောနဲ့လေကွာမင်းကလေဟာကျုပ်ပြောပြမယ်တကြီးဟာမနေ့ကငုံတော်မယ်ဆိုပြီးတော့ရွာပြင်ကိုလည်းစောစောထွက်လာခဲ့တာဗျရွာပြင်ချောင်းကူးတဲ့ချောင်းရုပ်ကူးတဲ့တက်သားတရားကလေးနာရောက်တော့လေပေါင်းမူကြီးမိုးထားတယ်လော်လီအိုက်တစီကြက်ထားတာတွေ့တယ်ဗျရင်စားမိုးထားတယ်လောက်ပါငမြင့်ဟာမင်းကလေးကြမှာလော်လီကပေါင်းမူတက်ရတယ်လို့ကျုပ်လောသွားလို့ပါဗျာအဲ့ဒီပေါင်းမူလေးဖြင်သားတွေထဲမှာဘာရှိမလဲဆိုပြီးတော့လေကျုပ်အသာကက်ကြည့်လိုက်တော့အထဲမှာလူတွေထိုင်နေရတယ်ဗျနောက်ပြီးတနတ်တွေဓားတွေလန်တွေလည်းပါတယ်ဗျအဲ့ဒါဓမြတွေပဲဖြစ်မယ်ဗျာအဖေကလည်းတစ်ချက်စဉ်းစားနေတယ်ဓမြတွေကနေကင်းကြောင်တောင်ကြီးကားနဲ့လာတိုက်ပါမလားကွယနေ့ထွက်ပြေးတဲ့အမေကလည်းပြသလဲနဲ့အဲ့ဒါဖြစ်နိုင်နေကိုမမောင်ရဲ့ဒေါ်ပြုံးပြောတာကြုတ်ကြားဘူးလေရေဦးဆိုလားခင်ဦးပဲဆိုလားအဲ့ဒီမှာဓမြတွေရွာထဲကိုချက်ကားနဲ့ဝင်လာကြတာတဲ့ရွာရောက်တာနဲ့တခါတည်းတကြီးအိမ်မောင်းဝင်ပြီးတော့လေတကြီးကိုပြစ်တတ်တယ်ဆိုရင်ပြီးတော့တရွာလုံးကိုဓမြတိုက်ပြီးတော့ရသမျှပျက်စီးတွေအကုန်လုံးကိုကားပေါ်တင်ပြီးတော့မောင်းချသွားတယ်တဲ့မဖြစ်ပါဘူးကိုဖမောင်ရှင်ပုံနေမှာဖြစ်မယ်ဟာငါကဘာလို့ပုံရမလဲကွမင်းရလေရှင်ပါသိလို့လေအဲ့ဒီဓမြတွေကတကြီးဖြစ်တဲ့ရှင်ကိုအရင်ပြစ်တတ်ကြမှာတော့ဟာကွာငါတို့မောင်းထုတ်ပြီးတော့ရွာထဲကလူတွေအကုန်လုံးကိုလည်းစုပြီးတော့ပြန်တိုက်ကြမယ်ကိုမြင့်ကလည်းကြောက်နေဟောဖြစ်ဘူးတကြီးမောင်းထုတ်လေဘယ်သူမှလည်းလမ်းမမဟုတ်တော့ဘူးကျုပ်အော်တန်ကြားလို့ရွာသားတွေအကုန်လုံးပြေးတဲ့လူကပြေးပုံးတဲ့လူကပုံးကြပြီတကြီးကအေးဒါဖြင့်ငါတို့ဘလို့လုံးမလဲကွာကျုပ်ပြောတာပဲရှင်အချိန်တွေကနောက်ကျနေပြီဓမြတွေကားနဲ့ဝင်လာရင်တော့ရှော့ဆိုအိမ်ရောက်လာတော့မှရှင်ပုံးနေကြမှာကိုမဝင်ရေအမေကလည်းအဖေကိုအိမ်အောက်ထက်ကအငယ်မတို့အခန်းနဲ့ထိုးထည့်တယ်ဗျအဖေကလည်းဘုံမသိဘာမသိနဲ့အိမ်ထဲဝင်သွားတယ်ကျုပ်ကတော့အိမ်ထဲမှာချိတ်ထားတဲ့ဓာကြီးကိုလည်းပြေးပြုတ်တာပေါ့ဗျအမေကလည်းကျုပ်ကိုကြည်နေတယ်ဟဲ့လက်ကောင်နင်ကအဲ့ဓာကြီးနဲ့ဘာလို့မလို့လဲဟဲ့ဘာလို့ရမလဲမယားဒီတိုင်းတော့အသိမခံနိုင်ဘူးဗျကျုပ်ဒီဓမြတွေကိုလည်းအသက်ချင်းလဲပြင်မယ်ဗျဟဲ့သိနာကောင်ရဲ့နင်ပထွေးတွေကတနတ်တွေနဲ့ဟဲ့နေအနားတော်ကပ်မရအောင်တခါတဲ့ကိစ္စချောပြီးတော့မသာပေါ်နေမယ်သွားတယ်အိမ်ကယောက်ျားသားတွေအကုန်လုံးတော့ပုံနေကြတယ်အကိုကြီးတို့ငယ်ကောင်တို့တွေလေစပားကြီးတွေပြေးပုံနဲ့လူကပုံအိမ်သားတဲ့ဝင်ပုံနဲ့သူကပုံနေပေါ့ဗျာကျုပ်ကတော့ကြောင်တော်ကြီးဖြစ်နေတယ်အမေကလည်းခေါင်းကိုင်းနေတဲ့ဟဲ့ငယ်မအခန်းထဲကကြွက်သက်သေးဖြူလာခဲ့တယ်ဗျာအမေကအဲ့ဒီလူကြီးတော့မလုံကောင်းပါဘူးဗျာအပန်းငါကပါတဲ့အမေမကြောက်ဘူးလားဟဲ့လာကောင်နေပါလိပြောနေလဲဟုတ်မှန်လို့ရောအမေကဓမြတွေတတ်တာတော့မခံဘူးဆိုပြီးတော့ကျွတ်တဲ့စီတောက်ပြီးတော့ဇုံးစီရင်မှုကြံနေရမို့လားဗျနေဟာလီတော်တုံးနေကောင်မေအလက်ကောင်ရေအိမ်မှာဒီနေ့ကျက်သားကလာသားချစ်ထားတဲ့ဟဲ့အဲ့ဒီအထဲကိုကျွတ်တဲ့စေးတွေခတ်မလို့တောင်းတာဒါဆိုစားမိတဲ့လူတွေသေရောမရ
နင်ပထွေးဓမြတွေအင်ကိုရောက်လာရင်စားဖို့တောက်ဖို့ဘာရှိလဲဆိုပြီးတော့တောင်းမယ်မဟုတ်ဘူးလားအဲ့ဒီခါငါအပြောဇွဲလေးနဲ့ကျမတို့အိမ်မှာကြက်ကလာသားချက်ပဲရှိပါလေရှင်ဆိုပြီးတော့အစိတ်ခရတဲ့ကြက်သားဟင်းတွေကျွေးထည့်လိုက်မယ်လေဟဲ့ဒင်းတို့ငန်းငန်းနဲ့စားရင်တော့အစိတ်မိပြီးတော့သေုံညမှာမဟုတ်လားဟာတကြီးကတော့ကျန်လေဖေစိုးလို့လေဗျဒီနေ့ကလည်းဒုတ်သားသုံးစရာမလိုဘဲနဲ့ဓမြတစ်ဖွဲလုံးကိုအသေးသက်နိုင်တဲ့နီးပဲဗျဟဲ့ငယ်မကြွက်သက်စေးကိုဟင်းဟိုတဲ့အကုန်သားထည့်လိုက်ပြီးရင်တော့သေချာမွေးနော်အနံ့ထွက်မှာဆိုရင်လေမဆလာများများသာအုပ်ထည့်လိုက်ဟာအငယ်မလည်းကြက်သက်ဆွေးတွေယူပြီးတော့လေမိဖို့ကြောင့်နဲ့ဝင်သွားတယ်ဗျပြောလို့မှမဆုံးသေးဘူးတဝုံဝုံတဖြောင်းဖြောင်းနဲ့အတန်ကြီးကြားရုပ်ပြုကိုမြင့်ကလည်းနားစွန်ထောင်းနေတယ်လက်ကုန်ကြီးအဲ့ဒါခေါနကလော်လီကာကြီးကြွားတဲ့ဝင်လာတဲ့အတန်ဖြစ်မင်းကွာရွာလေလဲအသက်ကိုင်းတွေနဲ့မလွတ်လို့ပို့ဆိုးတဲ့အတန်နီးမှာကိုမြင့်ပြောတော့ရှိသေးတယ်ဂုံတင်ကားကြီးတစည်းကလည်းအိမ်ရှိမှလာပြီးတော့ထိုးရဲသွားပါလိမ့်ဦးဗျာဂုံတင်ကားဘဝနေယောက်ျားတွေခုံစင်းလာကြတယ်ဗျအမေကလည်းကျုံတဲ့ကိုမြင့်ကိုနတယ်မွေးစောင့်ဆွဲပြီးတော့အဖေထိုင်တဲ့ခုံတန်းအောက်ကိုလည်းထိုးတယ်လိုက်ကြတယ်ကျုံတဲ့ကိုမြင့်လည်းဓမြတွေစင်းလာတော့မထွက်ရဲဘူးပေါ့ဗျာဓမြကောင်းဆောင်လည်းမြင့်မှန်နေဗျရုပ်ကတော့လူကြီးလူကောင်းရုပ်ပဲဒီတိုင်းကျင့်ရင်ဓမြလို့ထင်စရာမရှိတော့ဗျာအင်းလေနေကင်းကြောင်တောင်ကြီးဓမြတိုက်တဲ့အဖွဲ့ဆိုတော့လေဓမြမဲမထင်ရအောင်လို့ဝက်စားတာနေမဟုတ်ဒီလိုဟာလဲအင်ကိုကျင်းအတတ်နဲ့ကာယာကြီးရက်နေတဲ့အမေကိုလည်းတွေ့သွားတယ်ဗျအမကြီးဒီအိမ်ကတကြီးဟုတ်ပါရဲ့နော်မဟုတ်ဘူးတကြီးအိမ်ကချင်းအိမ်အမေပါးစပ်ကနေလော်တဲ့နဲ့ထွက်သွားတယ်ဗျအမေကလည်းချင်းအိမ်ကိုဘလောက်တောင်မျက်မုံးချုံနေတယ်မသိဘူးဗျာဓမြတွေကလည်းတကြီးအိမ်ဆိုပြီးတော့ဝင်သက်အောင်များတမင်ပြောထည့်လိုက်တာများလာပဲဗျအမြကောင်းဆောင်လည်းပြန်လက်ထွက်သွားမလို့လုံနေတဲ့အချိန်မှာပဲလူတယောက်ကပြေးဝင်လာဒါတကြီးဟုတ်ပါတယ်ဗျာအဲ့လူကလည်းအိမ်ဘက်ကိုကြည့်တယ်ဗျအမေကိုလည်းတွေ့ရောရီပြလိုက်တဲ့နဲ့တကြီးကတော့နေကောင်းနေတော့အမေကလည်းမျိုးလုံးကြီးပြုတ်လို့ဗျခြံထဲဝင်လာတဲ့လူကတော့တခြားလူမဟုတ်ဘူးဗျကျုပ်တို့ရွာသားတော်ကြီးလို့ခေါ်တဲ့လူဗျကိုတော်ကြီးကလွန်ခဲ့တဲ့5 နှစ်လောက်ကရွာထွက်ပြီးတော့မန္တလေးမှာအလုပ်သွားလုပ်နေတဲ့လူပေါ့ဗျာကိုတော်ကြီးဝင်လာတော့အမေကလည်းမယုံနိုင်စရာမျက်လုံးတွေနဲ့ကြည့်နေနဲ့တော်ကြီးနေငါတို့လှုပ်ရက်လိုက်တာဟာကျုပ်ကဘာလုပ်နေလို့လဲတကြီးကတော့အေးလေခေကိုကဆွေမျိုးတွေကဓမြတိုက်ဆိုတဲ့ခက်ပြက်ကြီးကိုနင်းဒီလိုလောက်တာမဆန်းပါဘူးလေနီးပါဦးဗျာကျုပ်ကဘာတွေလုပ်နေလို့လဲဗျနင်းဓမြတွေနဲ့ပေါင်းပြီးတော့ငါတို့ရောဓမြတိုက်ဖို့လာမဟုတ်ဘူးလားဟဲ့ဓမြတွေကိုနင်းလက်ထောက်ချတာမဟုတ်လားဟဲ့ဟာဗျာတကြီးကတော့တကုတ်ကိုအထင်လွဲနေပြီထင်တယ်ကျုပ်ကဓမြလက်ထောက်မဟုတ်သလိုဟိုလူတွေကလည်းဓမြတွေမဟုတ်ပါဘူးတကြီးကတော့ဒါဖြင့်နင်းတို့ကဘာတွေလဲဟောဟိုကဆရာကြီးကဒရိုက်တာဗျကျုပ်တို့ရွာကိုဓာတ်ရှင်ရိုက်ဖို့လာတာမဟုတ်တာမပြောနဲ့နော်ဒါနဲ့နင်တို့စီမှာတနက်တွေဓာတ်တွေလှန်နေပါတယ်ဆိုဟောအဲ့ဒါတွေကရုပ်ရှင်နဲ့တုံးနဲ့တနက်တုတွေဓာတ်လန်တုတွေပါတကြီးကတော့အမေမျက်နှာလဲအိမ်မက်ကနေရောင်ပြီးတော့လန်တို့တဲ့လူလိုဖြစ်နေတယ်ဗျကိုတော်ကြီးအနောက်ကနေဂုဏကဓမြခေါင်းဆောင်လို့ထင်ရတဲ့လူကြီးကလည်းလိုက်လာတယ်သူ့နောက်နားကနေပြီးတော့လူတွေ3-4 ယောက်လောက်ပါလာသေးတယ်ဗျဟုတ်ရဲ့ဟာတော်ကြီးရဲ့နေငါတို့လိန်နေတာတော့ဟုတ်ပါဘူးနော်မဟုတ်ပါဘူးဆိုတဲ့ရေကတော့ရာဟောဒီကမြင့်မှန်တဲ့ဆရာကြီးကမန္တလေးကနိုင်မကြီးဒရိုက်တာဘောတာကြီးတယ်ဗျဒရိုက်တာဆိုတဲ့လူကလည်းပြုံးပြပြနဲ့ဟုတ်ပါတယ်တကြီးကတော့ရဲ့ကျုပ်တို့ကဒီဇီးကုန်းရွာကလေးကိုရုပ်ရှင်ရိုက်ဖို့လာခဲ့တာပါကိုတော်ကြီးကလည်းတစ်ချက်ဝေ့ကြည့်လိုက်နဲ့ခေါ်အောက်ဝင်ပုံးနေတဲ့ကျုပ်ကိုလည်းတွေ့သွားတယ်ဟာအလက်ကောင်နဲ့ကာလာသားကောင်ငမြင့်ပါလားကွာနေရောမင်းတို့ဒီခေါင်းမှာဘာဝင်လုံနေကြလဲဟင်ကိုတော်ကြီးပြောတော့မှကျုပ်တို့ရှစ်နဲ့ခေါင်းအောက်ကနေကောက်ထွက်လိုက်ကြတယ်ဟိုဝင်လေဂျဘူးဟုတ်တယ်ဒီခေါင်းကဂျဘူးကြိုက်လို့ဗျကျုပ်တို့ဂျဘူးဝင်ဖမ်းနေတာဗျဟုတ်တယ်နော်ကိုမြင့်အေးဟုတ်တယ်လေဟုတ်တယ်ကိုတော်ကြီးမင်းတို့ဂျဘူးဖမ်းတာလဲငှက်ကြီးတောင်ဓာကြီးနေပါလားကွကိုတော်ကြီးကလည်းကျုပ်လက်ထဲကင်ကြတဲ့ဓာတ်ကိုလည်းကြည့်ပြီးပြောတယ်ကျုပ်လည်းအခုမှလက်ထဲဓာကြီးကင်လက်သားနဲ့ဖြစ်နေတာကိုသတိရောက်သွားတယ်ဗျဓာလားဂျဘိုးတွေခုံကျန်းကြတဲ့ဝင့်နေလဲထိုးထုတ်ဖို့ပဲဗျာဟာမင်းတို့ကြီးပဲလားကွာတကြီးအိမ်မှာမရှိဘူးလားဒီတော့မှအဖေကလည်းတကောက်ရလေးကြီးတဲ့ကနေပြီးတော့တိုးထွဲလာတယ်ဗျတကိုယ်လုံးလဲချွေးတွေပြန်လို့ရဗျာကိုတော်ကြီးကလည်းတန်တော့နဲ့ဟာတကြီးဟာဖြာလေးကြီးတဲ့ဘာဝင်လုံနေရလဲဗျာဟိုလေဟိုကိုလက်မအီတံဖြစ်နေလို့ကွာချွေးပုတ်ထွက်အောင်လို့ချွေးအောင်နေတာပါကွာအဖေကလည်းပြုံးပြပြလုပ်ပြီးတော့ခုံထဲမှာတိုင်းလိုက်တယ်ဗျ
အမေကလည်းဒီတော့မှကိုနှစ်ဖူးကိုလက်ဝါးနဲ့ဖျန်းကနေနဲ့ရိုက်တက်လိုက်တယ်သွားပြီငမင်းခင်ဗျာနင့်ကြောင့်ငါဟင်းကိုပြက်ပြီဟဲ့ငါဟင်းကိုပြစ်ရပြီကိုမြင့်ကလည်းသူ့လက်သေးသူပြန်ခိုင်းနေတယ်မရှိသွားပြဲကလေးနဲ့ရီးနေရဗျဒီကိစ္စလည်းမစိုးစဲမစင်ကျင်ပဲနဲ့အလောကောင်អော်ထည့်လိုက်တယ်ကိုမြင့်ကြောင့်ပြစ်တာမလားဗျာအမေကတော့ဒေါသထွက်ထွက်နဲ့အိမ်နောက်ဘေးကိုဝင်သွားတော့တယ်ဗျကိုတော်ကြီးတို့လူတွေစုကလည်းထိုင်ကုန်မှဝင်ထိုင်နေတယ်တကြီးကိုလည်းမိတ်ဆွေပေးအောင်ဝင်ဗျဟောတာမန္တလေးကဒါရိုက်တာဘောတာကြီးလို့ခေါ်တယ်ဒီဘက်ကတော့ရှူတင်မန်နေဂျာကိုအောင်ပြူတယ်ဗျအိုးဟုတ်လားအဲ့ဒါမျိုးကအောင့်ထိုင်ရင်မကောင်းဘူးဗျအထူးသဖြင့်ယောက်ျားလေးတွေအစိုးဆုံးပဲယောက်ျားမှစီးမိန်းမမှမိတယ်ဗျအိမ်နောက်ဖေးကိုသွားဝင်သွားဟိုးအိမ်နောက်ဘက်မှာအိမ်သာရှိအိမ်သာထိအောင်မအောင်နိုင်တော့ဘူးဆိုရင်လဲဝယုံမင်းနာရင်ထုတ်ခဲ့တော့ဗျအဖေပြောတော့ဟိုလူတွေကလည်းခေါင်းကုတ်တယ်ဗျတကြီးဘာလို့ပြောနေလဲဗျမင်းတို့ပဲရှူတင်လာတယ်ဆိုကွရှူတင်လာတယ်ဆိုအဲ့ဒါပေါ်သွားခြင်းလို့မဟုတ်ဘူးလားအာဘယ်ရလားအပေါ်သွားခြင်းရမလဲတကြီးဟာရှူတင်ဆိုတာတော့ရုပ်ရှင်ရိုက်တဲ့ရိုက်ခွင့်ကိုပြောတာဗျဩငါလည်းမသိပါဘူးကွာငါရှူတင်ဆိုတော့ဟိုဟာပဲထင်နေတာကွာအညာလုံးကားစိလာတော့လဲတင်းနေပြီတင်တာပဲကွာဒါနဲ့ရွာကြီးအများကြီးရှိတဲ့ထဲမှာဘာဖြစ်လို့တို့ရွာကိုတက်ရှင်ရိုက်ဖို့ရွေးလိုက်တာလဲကွာဒဇိုက်တာကြီးကလေဒါဒီလိုရှိပါတယ်တကြီးဟာကျုပ်ကမန္တလေးဘီတူရုပ်ရှင်ထုတ်လုပ်ရေးနဲ့ပူးတွဲပြီးတော့ရုပ်ရှင်ကားတွေအများကြီးရိုက်ကူးခဲ့ပါတယ်ကျုပ်ရိုက်ခဲ့တဲ့ရုပ်ရှင်ကားတော်တော်များများဟာတိုက်တမိုင်းကားတွေနဲ့ရာဇဝင်ကားတွေများပါလေပရိသတ်တွေကလည်းကျုပ်ရိုက်တဲ့ကားတွေကိုတခဲနဲ့အားပေးကြပါတယ်ဗျအခုတခါရိုက်မဲ့ရုပ်ရှင်ကားကတော့အညာဒေသကျေးရွာကလေးတစ်ရွာကိုအခြေပြုတ်ပြီးတော့ဇက်အိမ်တည်ထားတဲ့တိုင်တန်းရှင်ကားလေးတစ်ခုပါဗျဒါကြောင့်ကျုပ်ကလည်းအညာဒေသရှိတဲ့ရွာကလေးတစ်ရွာကိုရိုက်ခွင်းရိုက်ဖို့ရွေးနေတော့မှာဟောဒီယာမောင်တော်ကြီးနဲ့တွေ့တာပါပဲဗျာမောင်တော်ကြီးကလည်းမန္တလေးရောက်ခါစားတုန်းကလည်းစိုက်ကားနေနေအစင်မပြေတော့လဲရေခဲရေပြောင်းရောက်နေအဲ့ဒီကနေကျုပ်တို့ဘီတူရုပ်ရှင်နဲ့တွေ့ပြီးတော့လဲရုပ်ရှင်ကားတွေထဲမှာသရောင်းစားခန်းအနူခန်းတကျင်ရှူပြီးတော့အသက်ခံရတဲ့ရာဇဝတ်သားခန်းတိုက်ပွဲခန်းတွေမှာစန့်စန့်ကြီးလဲသေးပြတဲ့မသားခန်းတွေကနေတရုပ်ဆောင်မှုပါတယ်ဒီလောက်ပြောစရာလုံးလုံးလားတိုက်တာကြီးဟာငါအကုန်လုံးလည်းသိအောင်ရှင်းပြတာပေါ့ကွအဲ့ဒီလိုမသားခန်းတွေရိုက်နေရနေပြီးတော့ရုပ်ရှင်အဖွဲ့တွေမှာဂူလီထမ်းတယ်မှန်ထိုးမိထိုးလုပ်တယ်အဲ့ဒီကနေတဆင့်တပြေးပြေးနဲ့အခုတော့ရိုက်ခွဲမှာဒုမပိုင်မဖြစ်တဲ့ယာရုနေရာတစ်ခုကိုရခဲ့ပါလေဇလန်တစ်ခုရိုက်ရင်းနဲ့နောက်ရိုက်မဲ့ဇလန်အတွက်လဲမောင်တော်ကြီးနဲ့ဆွေးနွေးဖြစ်ရာကနေသူ့မွေးရဇာတိဖြစ်တဲ့ဇီးကုန်းရွာကလေးမှာရုပ်ရှင်လာရိုက်ပါဆိုတာနဲ့မောင်တော်ကြီးစကားယုံပြီးတော့လဲလာရိုက်တော့ပါတကြီးခမညာအဖေကလည်းခေါင်းငိတ်နားထောင်ရင်းနဲ့ရိုက်ခွင့်အတွက်တော့ဘာမှမဘူးနေပြီကျုပ်တို့ရွာကလေးကအညာဒေသအငွေ့အသက်စစ်တွေရှိသလိုဒေါ်တောင်ရင်မြေတဘာဝတွေလည်းရှိတယ်ဗျဘာပဲဖြစ်ဖြစ်ကျုပ်တို့ရွာမှာဓာတ်ရှင်လာရိုက်တယ်ဆိုတော့ကျုပ်တို့ရွာအတွက်လည်းဂုဏ်ယူစရာပဲပေါ့ဗျာရိုက်တာကြီးတို့လိုအပ်တာသာပြောပါကျုပ်တို့အကုန်လုံးကူညီပေးပါမယ်ဗျတိုက်သမိုင်းကဆိုတော့ကျုပ်တောင်မှစိတ်ဝင်စားပါတယ်ဗျခင်ဗျားတို့သိပါတယ်ကျုပ်ကဒါမျိုးတွေဆိုသိစိတ်ဝင်စားတယ်ဆိုတာကျုပ်တို့ငယ်ငယ်ရွာမှာဖျားပွဲရှိရင်လဲဓာတ်ရှင်ပွဲဆိုပြီးတော့လဲတွင်းနေဗျဗိတ်ကားကြီးထောင်ပြီးတော့ရုပ်ရှင်ပြဆက်ကြီးနဲ့ညာလုံးပေါက်ပြတာလေအဲဒီလိုပြရင်လဲအချက်ကားအလွမ်းကားတဲ့တောကြိုက်ရာဇဝင်ကားတိုင်နှန်းရှင်ကားတနက်ပြစ်ကားစစ်ကားတွေပြတာများတယ်ဗျကျုပ်တို့တော့ပဲကြတော့လဲအချစ်တွေလမ်းနေအနှုတ်ရွာတွေမကားစားတတ်ဘူးဗျရာဇဝင်ကားဆိုရင်နန်းဝင်နန်းစားတွေဝက်ပြီးတော့စစ်တိုက်ခန်းဓာချင်းရှင်ခုတ်ခန်းမြင်းစည်းခန်းတွေပါတယ်ဗျတိုက်ကားဆိုရင်လဲကင်မရာထရိတ်တွေနဲ့လူကိုလဲနှစ်ကိုခွဲပြတာဆက်လက်နဲ့တွေနဲ့ဝုန်းကနေဒိုင်းကနေနဲ့ပြည့်ပြတာတွေကိုဖြောက်ပြတာတွေပါတယ်မို့လားဗျစစ်ကားတနက်ပြစ်ကားကြတော့လဲပြစ်ကြခတ်ကြထိုးကြကြိတ်ကြနေအားရစရာကြီးဗျကျုပ်ကတော့တခြားကားပြတဲ့အချိန်သာအိမ်ငိုက်ရင်အိမ်ငိုက်ပဲတိုင်နှန်းကရာဇဝင်ကားဆိုရင်တော့မျက်စိပြူးပြီးတော့ရအောင်ကြည့်တာဗျတိုက်စရာကြီးကလဲတိုင်နှန်းရှင်တွေကိုချုပ်ထားတဲ့အခန်းတိုင်နှန်းရှင်ဘိမကျော်လေးတွေငိုတဲ့အခန်းဆိုရင်လဲသိသနာစရာကောင်းတာဗျတိုက်ထဲကနေတိုက်ဆောင်ဘလူးကြီးတိုက်ဆောင်တာတေကြီးထွက်လာတဲ့အခန်းဆိုရင်လဲကြောက်ရသေးတယ်ဗျတခါတလေကြည်ရင်းနဲ့စဉ်းစားမိတယ်ဒီလူတွေဒီလိုဖြစ်အောင်လို့ဘလို့အများရိုက်ကြတယ်ပေါ့ဗျအခုတော့ရွာမှာတိုင်နှန်းရှင်ကလာရိုက်မိတယ်ဗျကျုပ်အတွက်တော့ဒါဟာအခွင့်အရေးကောင်းတစ်ခုပဲဗျဒရိုက်တာကြီးကလည်းဘယ်ကားမှာဘလို့ကင်မရာထရိတ်သုံးတာဘလို့နည်းနဲ့လူကိုလည်းနှစ်ကိုခွဲလေးကိုခွဲတာတွေကိုလည်းပြောပြနေတယ်ဗျ
ကျုပ်ကတော့သူတို့ပြောတာတွေကိုနားထောင်နေတယ်ငင်းကြည့်နေမိတယ်ဗျာဒါနဲ့ခမည်းတော်ကရုပ်ရှင်ရိုက်မယ်သာပြောတယ်မင်းသားမင်းသမီးလည်းမပါပါလားဗျမင်းသားမင်းသမီးတွေကခဏနေရောက်လာပါလိမ့်မယ်အလာတော့ကတော့အတူတူလာကြတာပါဗျာသူတို့ကလည်းစစ်ချုပ်ရင်းနေရနဲ့ရိုင်းသားမြို့မှာပြင်ရင်းနဲ့ကြံနေခဲ့လို့ပါတော်ကြောင်ပြောပြီးတော့မှကိုတော်ကြီးကလည်းဒရိုက်တာကိုလက်ကုပ်တယ်ဗျဆရာကြီးဟိုကိစ္စလေးပြောပါဦးဗျာဩဟုတ်သားပဲကျုပ်တကြီးကိုလည်းပြောစရာတခုရှိလို့ဗျအကူကြီးတောင်းနေဆိုရင်လည်းမမှားဘူးဗျာပြောပါဒရိုက်တာကြီးကျုပ်ရဲ့ထုံးစံကမင်းသားမင်းသမီးလောက်ပဲနာမည်ကြီးတဲ့လူတွေတုံးတက်ပြီးအကျန်တဲ့ဇက်ဖို့ဇက်ရနေရာတွေမှာကြတော့ဒေသခံတွေကတရုတ်ဆောင်ဝါသနာပါတဲ့လူငယ်ရွယ်ပုံးသေးလေးတွေကိုလည်းရွေးချယ်ပြီးတော့သူတို့လည်းအသုံးချတတ်ပါတယ်တကြီးရဲ့အခုလဲကျုပ်တို့မှလည်းဇက်ဖွဲ့ရဲ့မင်းသားမင်းသမီးရဲ့ပါပေမဲ့ကျန်တဲ့အရန်ဇက်ကောင်တွေကိုတော့ဒီရွာသူရွာသားတွေကပါရမီရှိတဲ့ဝါသနာရှင်တွေကိုရွေးချယ်ပြီးရိုက်ကူးဖို့စီစဉ်ထားပါတယ်အဲ့ဒါကြောင့်ရွာသူရွာသားတွေကရုပ်ရှင်တရုတ်ဆောင်ဖြစ်ခြင်းတဲ့လူများရှိရင်ပါဝင်နိုင်အောင်လို့တကြီးကလည်းတဆင့်ကြော်ညာခိုင်းမလို့ပါဗျဒီစကားကြတော့ကြောက်ရွံ့နေဒိန်းကနေခုံသွားတယ်ဗျဒရိုက်တာကြီးတို့နားသွားပြီးတော့လဲကိုရင်ဘက်ကိုပုတ်ပြလိုက်တယ်ဗျအဖေကလည်းကျုပ်ကိုအသာနေစမ်းပါဆိုတဲ့အကြည့်နဲ့ကြည့်တယ်ဖြစ်ပါမလားဒရိုက်တာကြီးရဲ့ကျုပ်တို့တော်သူတောင်သားတွေဆိုတာဓာတ်ရှင်တောင်တစ်နှစ်တခါပွဲစည်းတင်မှာကြည်ဘူးတဲ့လူတွေပါဓာတ်ရှင်ရိုက်တယ်ဆိုတာတစ်သက်နဲ့တကူတခါမှမကြဘူးဗျဒီလိုလူတွေနဲ့ဓာတ်ရှင်ရိုက်လို့ဖြစ်ပါမလားဗျာဖြစ်ပါတယ်တကြီးဟာတကြီးဆိုရင်လည်းသဘာဝကျပါတယ်ဒါပေမဲ့ကျုပ်ရဲ့ဗီဇကအနုပညာဝါသနာပါတဲ့လူတွေကိုမြေတောင်မြောက်ပေးခြင်းတဲ့သဘောရှိတယ်ဗျကျုပ်ရိုက်ခဲ့တဲ့ကားတိုင်းဗမာပြည်အနဲ့ကျေးရွာတွေဟာလူငယ်ဝါသနာရှင်ကလေးတွေကိုခေါ်ပြီးတော့သုံးခဲ့ပါတယ်ပဲခူးဒေးစွန်ပါတိုက်ကားရိုက်တုံးကလည်းဖះကြီးရွာမိန်းကလေးတယောက်ကိုလည်းအရန်ဇက်ဖို့မင်းသမီးဖြစ်သင်ကြားပေးခဲ့တာအခုဆိုရင်ရုပ်ရှင်လောကထဲမှာနာမည်ရစာပြုတ်နေပါပြီတိုက်ကြီးဂျိုးပြူတောင်တိုက်ကားရိုက်တုံးကလည်းမော်ဘီနွားကြောင်သားလေးတယောက်ကိုလည်းအရန်မင်းသားဖြစ်တင်ပေးလိုက်တာအခုဆိုနာမည်ရနေတဲ့မင်းသားဖြစ်နေခဲ့ပါပြီတကြီးရဲ့ဒရိုက်တာကြီးရဲ့စိတ်ဓာတ်ကိုတော့ကျုပ်လေးစားပါလေဗျာကျုပ်ကလည်းဝါသနာပါလို့ပါတကြီးရဲ့တရုတ်ဆောင်ဆိုတာမြို့ပေါ်မှာပဲရှိတာမဟုတ်ဘူးကျေးလက်ဒေသတွေမှာလည်းအထုံပါရမီရှိတဲ့ဝါသနာရှင်ရွယ်ပုံသေးလေးတွေအများကြီးရှိနေတယ်ဆိုတော့ရုပ်ရှင်လောကသားတွေသိအောင်သက်သေပြခြင်းနဲ့စိတ်လည်းပါပါတယ်ဘာပဲဖြစ်ဖြစ်ရုပ်ရှင်တရုတ်ဆောင်ဖြစ်သွားရင်အရင်လိုနွားကြောင်းစရာကောက်ဆိုင်စရာမလိုတော့ဘဲနဲ့တက်တောင်တက်တာနဲ့ငွေကိုလည်းတိမ့်ချီတောင်းချီဟောကနေရှားနိုင်နေမဟုတ်လားဗျဒရိုက်တာကြီးစကားကြားပြီးတော့ကျုပ်အားတက်သွားတယ်ဗျဖေးဒီတခါတော့ကျုပ်ကိုမတားနဲ့တော့မြို့ဒရိုက်တာကြီးကျုပ်ကိုကြည့်ပါဗျာကျုပ်ရုပ်ရည်ကဘလို့နေသလဲရွာလူတွေကတော့ကျုပ်ရုပ်ရည်ကနှခါပြန်ကြည့်ရတဲ့ယုံမျိုးတွေဗျဒရိုက်တာကြီးရဲ့ရှူတင်းဆိုလားအဲ့ဒီလူကလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ဒရိုက်တာကြီးနဲ့ရှူတင်းဆိုလားဗျအဲ့ဒီလူနဲ့တယောက်မျက်နှာတယောက်ကြည့်ပြီးတော့မျက်ခုံးပင်းပြကြတယ်ဗျဒရိုက်တာကြီးကလည်းကျုပ်ကိုသေးချာစိုက်ကြည့်ပြီးတော့အေးကွာမင်းရဲ့ရုပ်ရည်ဟာတကယ်ကိုနှခါပြန်ကြည့်ရတဲ့ယုံမျိုးပဲမျက်နှာအမူအရာသေးကြီးဆိုတော့လေပထမတစ်ခါကြည့်လိုက်တာနဲ့လူသေးလို့တော့ထင်ရတယ်ကွာနောက်တစ်ခါပြန်ကြည့်တော့မှဟာဒီလူမသေးသေးပါလားလို့ထင်ရတဲ့ရုပ်ကွာဗျာဆရာကြီးကပြောရလိုက်တာဗျာငါတို့ကလက်ကားစားတာပါကွာဇက်ကားမှာမျိုးကြိုက်ကားနဲ့တောကြိုက်ကားဆိုပြီးရှိတယ်ကွာဗမာပြည်မှာမြို့နေလူတန်းစားထက်တောနေလူတန်းစားများတယ်မို့လားဒါကြောင့်မျိုးကြိုက်ကားရိုက်တဲ့မင်းသားတွေထက်တောကြိုက်ကားရိုက်တဲ့မင်းသားတွေကတိုင်းသိပြည်သိပြီးတော့ပို့ပြီးတော့အောင်မြင်ကြတယ်တောကြိုက်ကမင်းသားကတော့ရုပ်သိပ်ချောစရာမလိုပါဘူးကွာမလှတောင်းထောင်မောက်ရှိရင်ရပါတယ်ကွာမင်းရဲ့ရုပ်ကတော့သိပ်ပြောစရာမလိုပေမဲ့မလှတော့နည်းနည်းသိနေသလားလို့ကွာဟာဗျာဘာသေးရမှလဲဒရိုက်တာကြီးဟာကျုပ်ကအင်ကြီးဘွားကြီးဝတ်ထားလို့ဗျဒီမှာကျုပ်ရဲ့ဘလောက်ကြည့်လိုက်စမ်းပါဗျာကျုပ်ကလည်းအင်ကြီးကောက်ချုပ်ပြီးတော့လက်မောင်းနှစ်ဘက်ကကြွက်သားတွေကိုလည်းဖြစ်ညင်ပြလိုက်တယ်ဗျအောင်ပြူးဆိုတဲ့လူကလည်းကျုပ်ကိုကြည်ရင်နဲ့ခေါင်းတညိနေမင်းကိုကရနဲ့မင်းသားတော့ဖြစ်နိုင်ပါလေကွာတောအုပ်ထဲမှာလမ်းပြောက်ပြီးတော့9ရက်လောက်ထမင်းငတ်ခဲ့ရတဲ့ဇလန်းရိုက်ရင်တော့မင်းကိုမင်းသားတင်ရိုက်လို့ရတယ်ကျုပ်စိတ်ဓာတ်တွေဘုံလဲကျသွားတယ်ဗျာငါလည်းကပြောတာပါကွာမင်းကိုဒီဇာကားတဲ့ထည့်ပြီးတော့ရိုက်တဲ့မရိုက်တဲ့ဆိုတာအခုတစ်တိုင်းနဲ့ဆုံးဖြတ်လို့ရတဲ့ခြေနေမဟုတ်သေးဘူးကွာငါတို့ကဒီကြားထဲမှာလူရွေးပွဲလုံအောင်ပါဇလန်းနဲ့ပါမဲ့ဇက်ကောင်ရေအတွက်ရဲ့အဲ့ဒီအတွက်လိုအပ်တဲ့လူရေအတွက်ရဲ့ကိုတွက်ပြီးတော့ရွေးရမှာ
လူရွေးပွဲကြတော့လဲမင်းဝင်ပြိုင်ဖို့ကွာဒုဇက်ကမှဒုတိယဇက်လိုက်မင်းသားနေရာလိုးနေတယ်ကွာကံကောင်းရင်တော့အဲ့ဒီနေရာမင်းအတွက်ဖြစ်သွားနိုင်တယ်ဟုတ်ပြီလားဘုံဘုံလဲကြသွားတဲ့ကျုပ်ရဲ့စိတ်ဓာတ်တွေကလေသွေးညီနဲ့လဲရလိုက်တဲ့ကြွက်တွေလိုမျိုးငေါက်ခနဲ့နဲ့ပြန်ထောင်တက်လာပါတော့ဗျာကျုပ်တို့တရွာလုံးကတော့အဲ့ဒီရုပ်ရှင်ရိုက်ဖို့အကြောင်းတွေကြီးပြောပုံကြတော့ဗောဗျာအဲ့ဒီခေတ်တုန်းကလည်းရုပ်ရှင်လို့မခေါ်တတ်ကြသေးဘူးဗျတရွာလုံးခေါ်ကြတာဓာတ်ရှင်ပဲခေါ်တာကားပေါ်ကနေစက်ဖွဲ့တဲ့လူတွေလည်းဆင်းလာကြတယ်ဗျာလူကတော့တိတ်မများဘူးဗျ5-6ယောက်ပဲပါတယ်သူတို့ကလည်းရုပ်ရှင်ပစ္စည်းတွေတည်ကြလာတယ်လက်တာကြီးတွေမှာရုပ်ရှင်ရိုက်တဲ့ကင်မရာတွေပစ္စည်းတွေအစုံပါတယ်ဗျာနောက်ပြီးတိုင်နှန်းကားမှာဝက်ဖို့နန်းဝက်နန်းစားတွေအဲ့ဒါတွေလည်းပါတယ်ဆိုပဲဗျကိုမြင့်တွေးခဲ့တဲ့ဓာလန်တွေလည်းပါတယ်ဓာလန်တွေကလည်းအဆက်နဲ့အတော်တူတယ်ဒါပေမဲ့အပါသားတွေဗျတနတ်တွေလည်းပါတယ်ဗျတနတ်တွေကတော့တကယ်အဆက်တွေလားထင်ရတယ်ဗျတက်သားကိုလည်းခွေပြီးတော့တန်ချောင်းနေပါတယ်နဲ့လှုပ်လာတာဗျအဲ့ဒီရုပ်ရှင်ရိုက်မယ်ပစ္စည်းတွေချလိုက်တာကျုပ်တို့အိမ်အောက်ထပ်တစ်ခုလုံးပြည့်ရှင်သွားတာပဲဗျာနေ့လေလောက်ကြတော့လဲဂျကားတစည်းကလည်းရွာထဲဝင်လာတယ်ဗျဂျကားဘွားကနေယောက်ျားချောချောတယောက်နဲ့မိန်းမချောချောလေးတယောက်ကလည်းဆင်းလာတယ်တရိုက်တာကြီးမိတ်ဆက်ပြီးတော့မှသူတို့ကလည်းဒေဇာကမှာခေါင်းဆောင်နေရနေတရုတ်ဆောင်မဲ့မင်းသားနဲ့မင်းသမီးဆိုပဲဗျာမင်းသားနာမည်ကကျော်စိုးတဲ့မင်းသမီးနာမည်ကတော့မြနန္ဒာဆိုပဲမင်းသမီးရဲ့ဘိန်းနာမှာတော့ပြိုးပြိုးပြက်ပြက်တွေဝက်ထားတယ်အချောင်းမတယောက်ပါတယ်ဗျမင်းသမီးကတော့သူ့ကိုမာမီနဲ့ခေါ်လို့ကျုပ်တို့ကလည်းမာမီပဲလိုက်ခေါ်တော့ပါဗျာကားမောင်းတဲ့လူတွေကတော့မင်းသားရဲ့တပည့်တယောက်ပေါ့ဗျာမင်းသားလည်းတကယ်ကိုမင်းသားပေသားပါပဲလေဗျာအသားဖြုတ်ပြီးတော့ရုပ်ကလည်းကန်းလုံးလူဗျဗလားလည်းတောင်းတယ်မစုတခါရာဘူးတွေပြောတာပဲအလားဆုံးကတော့မင်းသမီးပေါ့ဗျာအသားဖြုတ်နဲ့ကိုလုံးကိုပေါက်ကလည်းဂက်တာရှိတ်လို့ပြောရမလားသဲနာကြီးကိုလုံးလို့ပြောရမလားပဲဗျအောက်ပိုင်းအလှလေစကိုင်းအိုးလေးလူပဲဗျာခါသေးရင်ကြီးကလေးနဲ့ကြည့်လို့အတော်လှတာဗျရွာသားတွေကတော့မင်းသမီးကိုပဲမျက်လုံးကြော့ကြအောင်ကြည့်နေကြတယ်ရွာသူတွေကြတော့လဲမင်းသားကိုကြည့်ပြီးတော့အဖြစ်သေးနေလိုက်ကြတာဗျာမင်းသားကတော့ခက်ချေချေပဲဗျမင်းသားနေဖို့ထိုင်ဖို့ကိုရွာထဲကအိမ်တိမ်မှာစီစဉ်ပေးတယ်ဗျမင်းသမီးကိုကြတော့လဲအိမ်မှာမိန်းကလေးဖော်တွေရှိတော့အိမ်မှာပဲတဲခိုင်းတယ်ကျုပ်ကတော့ပျော်သွားတော့ဗျာမရမန်းတော့သိပေမဲ့မင်းသမီးနဲ့ခင်ခွင့်ရတယ်လဲအတိုင်းထက်လွန်ဖို့လားဗျအကိုကြီးလည်းပြောငယ်ကောင်လည်းပြောပေါ့ဗျာအဖေကလည်းကျုပ်တို့ကိုကြည်ပြီးတော့အေးကောင်လေးကိုရွာကိုလာတဲ့ဧည့်သည်ကိုလေကိုကြောင့်စိတ်နှောက်ရှင်းမဖြစ်စေနဲ့ကွာကြားလားကြားပါလေဖေအေးအဲ့ဒါဆိုရင်မင်းတို့ညီကိုတွေဘုန်းကြီးကြောင့်သွားအိတ်ကွာဗျာဟိုလေဖေအိမ်မအိတ်လို့မရဘူးလားဟင်ဒါကြီးရဲ့ရှူတင်းရဲ့ရှိသေးတယ်ကွာမင်းသမီးနဲ့အိမ်မာမီလဲပါတယ်ဆိုရင်တော့တို့အိမ်မှာလုံနေဖို့မလောက်တော့ဘူးမင်းတို့ညီကိုတွေဘုန်းကြီးကြောင့်သွားအိတ်ကွာဆဲပွဲသွားတွေကိုပါဒီမှာနေရာချပေးရမှာကွာကျုပ်တို့တော့ခဲလေသည်မြတ်တဲ့ကြရတာပါပဲဗျာအကိုကြီးကလည်းအိမ်မကက်ရအောင်ရှာဘူးမကြီးကလည်းဘုန်းကြီးเจ้าမှာ3-4ရက်လောက်သွားအိတ်ဆိုတာနဲ့ခေါင်းပိုက်ပြီးတော့အိမ်မောကနေဆင်းလာရရှာတယ်ဗျအဲ့ဒါလည်းသိပြီးတော့ရေးမကြည့်ပါဘူးဗျအဲ့ဒီရေးကြည့်တာတော့မင်းသားဖြစ်ဖို့ဇကားတဲ့ပါရဖို့ပဲဗျဒရိုက်တာကြီးတို့ကလည်းမင်းသားရွေးမယ်လဲပြောလိုက်ရောကျုပ်တို့ရွာလဲနေလေအောင်မြင်းဆောင်ပါမကြမ်းဓာတ်ရှင်မင်းသားပိုးတွေလည်းထလာကုန်ကြတယ်ဗျအကိုကြီးတောင်မှအလှတွေပါတယ်ပြင်းဓာတ်တွေပါတွေထိုးနေဗျဗလာတွေထွက်အောင်လို့ကြက်သားတွေကိုလည်းတားညက်ပြီးတော့ကစားနေဟိုကြီးလုံးလာရဗျာအေးလေကွာမင်းသားဖြစ်မဲ့လူဆိုတော့လေဒီလိုပဲလုံးရတာပေါ့ကွာဗျာအကိုကြီးကမင်းသားဝင်ပြန်လို့လားအကိုကြီးကမြေးလာဖို့ထင်ပါလေဗျာအကိုကြီးကအိမ်အောင်တယ်ယူ့ဗျဟာမင်းသားဖြစ်တာနဲ့အိမ်အောင်တယ်ဖြစ်တာနဲ့ဘာဆိုင်လဲကွာနာမည်ကြီးတဲ့မင်းသားတွေအကုန်လုံးလဲမရကိုစီနဲ့အိမ်အောင်ကိုစီနဲ့မဟုတ်လားတချို့ဆိုရင်အိမ်အောင်ကြပြီးတော့မှပုံနာမည်ကြီးတာလားကွာကြောက်တော့ခေါင်းကိုလိုက်မိတယ်ဗျာဒီတိုင်းဆိုရင်တော့တရွာလုံးများမင်းသားဝင်ပြန်ကြမလားပဲဒုတိယမင်းသားနေရာလဲတနေရာလေးဗျပြိုင်မဲ့လူကလည်းအယောက်100လောက်ဖြစ်နေပြိုင်လူများလေကြောက်တော့ခွင်ရင်းနဲသွားလေပဲကိုဟာဘိုးကလည်းအင်ကြီးချိုးကြီးနဲ့ပစိုးကလောင်းကြိုက်ပြီးတော့လဲရွာတဲ့လက်ပတ်သွားနေတယ်ဗျာကျုပ်ကလည်းသူ့ကိုဖမ်းပြီးတော့မေးရတယ်ငါလည်းမင်းသားရွေးခံမလို့ကွာဒရိုက်တာကြီးကဘလောက်တောင်းတဲ့လူကိုပိုကြိုက်တယ်လို့ပြောတယ်ဒီမှာကြည့်ရလားကောငါဘလောက်လောင်းနေဆိုရင်တော့ဖြစ်တယ်မို့လားကိုအောင်ဘိုးကလည်းတက်လုံးရေထန်းထင်းကိုအလုံကျန်းကြီးလောက်ခဲ့ရတော့လေဗလာရေးတွေကလည်းနေရပဲဗျာကျုပ်ဗလာထက်3-4စားလောက်ရှိမယ်တင်နေတကယ်ကိုရာဇဝင်ကားတွေကထောထောကြမ်းကြမ်းမင်းသားကြီးတွေပုံမျိုးဗျကျုပ်ကသူ့ကိုအကဲခိုင်းနေတယ်ဒရိုက်တာကြီးကဗလာတောင်းတော့တိတ်တယ်ဗျဒါပေမဲ့အရက်ဘူးတော့မကြိုက်ဘူးတဲ့ဟေးဟုတ်လားဖြေသေးပါဦးကွာငါအရက်မြောင်လုပ်ရမယ်အရက်မြောင်ဘာအားစားလုပ်ရမလဲ
အရင်မြင်ရင်တော့ဝိန်ပါခွင့်ခိုးရတယ်တဲ့ဗျဟာအေးဟုတ်သားပဲဟာရွာဦးเจ้าမှာကိုရင်နေခိုးခိုးနေတဲ့ဝိန်ပါခွင့်ရှိတယ်မလားဟုတ်တယ်ငါလည်းအဲ့ဒါကြီးသွားခုံပါပဲကွာတလက်မှာပဲမြင့်နှစ်လက်မှာပဲရှည်ထွက်လာမြင့်ဖို့ကလည်းရည်ကြည့်တယ်ကွာကိုအောင်ဖို့ကလည်းเจ้าနောက်ဘက်ကိုလည်းဝင်တော့ပါဘူးဗျာเจ้าနောက်ဘက်မကြီးကိုင်းမှာသင်္ကန်းဟောင်းတွေနဲ့ကြည်ထားတဲ့ဝိန်ပါခွင့်ရှိတယ်ဗျကိုရင်လေးတွေမောင်เจ้าသားလေးတွေလည်းခိုနေကြပေါ့ဗျာအခုလဲကိုအောင်ဖို့ကလည်းဝိန်ပါခွင့်ကိုဆွဲပြီးတော့အပေါ်လည်းခိုတက်လိုက်တယ်ဗျလို့လဲကွာငါအရင်နည်းနည်းများရှိလာသလားကွာဟိရှိတော့မယ်ဗျဆက်တာကိုမြတ်တာကိုဗျာကြောင်မြောက်ပေးလိုက်တာကိုအောင်မှုကလည်းအသာကုန်ခိုးတယ်ဗျာကိုနေနဲ့ဝိန်းပါခွင်းနေကြည်ကြတယ်တင်ငန်းဟောင်းတွေကလည်းတကြစ်နဲ့ပြေးကြလာတယ်ဗျနောက်တော့လဲဝုန်းနဲ့ပြုတ်ကြတော့ဗျာဝိန်းပါခွင်းကိုလည်းအာရဖာရခိုနေတဲ့ကိုအောင်မှုလည်းမြောက်တကိုင်းလွတ်ပြလို့ဖြစ်ပြီးတော့လေညီပေါ်လည်းခွေးကြကြတော့ပါပဲမကြပဲရှိမလားဗျာဝိန်းပါခွင်းကလည်းကိုရင်တွေចောင်းသားတွေခိုးတာလीသူကလည်းသူ့ခန္ဓာကိုအရဘောကြီးနဲ့လေအတကုံဆွဲကုန်မှတော့ကြပြီပေါ့ဗျဖြစ်တာတော့နင်းနေသေးတယ်ကြာအာလက်တော့ကျိုးပြီနေတူရတယ်လက်ကုန်ရအဲ့ဒါဆိုရင်တော့သွားပြီပြုတ်ဒရိုက်တာကြီးကကြောက်ပဲတီးစီးထားတယ်လူကိုမင်းသားနေရပေးမထင်ဘူးဗျကျုပ်ကတော့ရည်ကြက်နဲ့ပဲလုံနေလိုက်ရတယ်တကယ်တော့ကျုပ်ကဒီလိုဖြစ်မယ်ဆိုတာသိပြီးသားဗျအဲ့ဒါကြောင့်လဲကိုအောင်ဖို့အချုံနဲ့မထလိုက်တာကိုပြိုင်မဲ့တယောက်ပြုတ်သွားရင်လေကိုကအခွင့်အရေးပိုရလာမယ်မဟုတ်လားဗျာဟိုကျုပ်ဘလာတွေထွားတက်လောင်လို့ဘာလို့ရမလဲဗျာလွယ်လေးပါလက်ကောင်ရအလေးမပေါ့ကွာအလေးမလာတော့ဟုတ်ပါပြီဗျာဘယ်မလဲအလေးတော့အေးမင်းပြောတာလေဟုတ်တယ်ကွာငါကြံရပြီဟဲ့အေးရေထမ်းမုံနှစ်ဖက်ထဲကိုလေရေပြည့်အောင်ထဲကွာပြီးတော့လဲအလဲကနေတဘိုးနဲ့ကင်ပြီးတော့အဲ့တဘိုးလက်နဲ့မပေါ့ကွာအဲ့ဒါလေအလေးပဲမဟုတ်ဘူးအကိုကြီးပြောတာအကြံရပြီးတော့ရေပုံးရေဖြစ်ပြီးတော့တဘိုးလည်းပကုံးနဲ့မထမ်းမဲနဲ့လက်နှစ်ဖက်နဲ့မြောက်ပြီးတော့တင်ကြည့်တယ်ဗျတဘိုးကလည်းပကုံးမဲထမ်းတော့လားထမ်းနိုင်ပြီမဲ့လက်နှစ်ဖက်နဲ့မြောက်တော့လဲသိမ့်မမြောက်နိုင်ဘူးဗျဒါပေမဲ့မင်းသားမဖြစ်မှာဆိုလို့အာတင်းပြီးတော့မြောက်ရတယ်ဗျကျုပ်လက်မောင်းကလည်းကျက်သွားတယ်လုံးကနေနဲ့ကြီးတက်လာတာကိုကြီးနေနေကိုကကိုအာတင်းနေတာဗျဘလားတောင်းကျင်တော့အားကစားကြီးနဲ့မရဘူးကွအစားဖက်မှရမယ်ကိုထွားအောင်လို့ထမင်းမြစားမပြောသည်မြစားဟိကပ်ပြကြီးကလည်းဝင်ပြောလာတယ်သူပြောတာလည်းဟုတ်တယ်ဗျာဒါနဲ့ညနေဆောင်ကြတော့အင်ရဆန်နေသွားယူပြီးတော့ဘုန်းကြီးကျောင်းမှာပဲထမင်းချက်စားရတယ်ဗျာအကိုကြီးကလည်းဗလားတောင်းကျင်လို့ဆိုပြီးတော့ထမင်း3လုံးချက်လောက်ကိုလည်းတယောက်တည်းစားထည့်လိုက်တာဗျာကျုပ်ကတော့ထမင်းသိမ့်မစားပါဘူးဗျာထမင်းထက်ငါပြောသည်ကလည်းခွန်အားပိုဖြစ်တယ်ဆိုတာနဲ့ကပ်ပြကြီးစီကဖီးချမ်းငါပြောသည်မဲ့တပီးလည်းဝယ်ပြီးတော့တယောက်တည်းတပီးလုံးကိုအောင်ထိုင်စားထည့်လိုက်တယ်ဗျာအစားလွန်တော့လို့လားမသိဘူးပြုစားပြီးတော့လည်းမထက်နိုင်တော့ဘူးအနာတိုင်ုံလဲကင်ပြီးတော့မနေ့ကိုထားယူရတယ်ဒီချိန်ဥပသာကြီးလည်းကြောင်းဝင်းနဲ့ဝင်လာတယ်ဗျာကြောင်းအောင်မှထိုင်နေတဲ့ကျုပ်တို့ညီကိုလည်းတွေ့သွားတယ်ဥပသာကြီးဘယ်လဲဗျဘယ်တော့မဟုတ်ပါဘူးကွာမင်းတို့တွေမင်းသားလောင်းဖြစ်အောင်ကြင့်နေကြတယ်ကြားလို့လာကြည့်တာပါကွာနေသေးမောင်မင်းတို့မျက်နှာတွေကလည်းအိမ်မသာနဲ့ပါလားကွာဟေးဟုတ်ရဲ့ဥပသာကြီးဗလာတက်အောင်ဆိုပြီးတော့ထမင်း3လုံးကျက်လောက်တယောက်တည်းစားရလိုက်တာဗိုင်လေးပြီးတော့ပြည့်နေလို့ဗျဟုတ်တယ်ဥပသာကြုံလဲငါပြောသည်ကိုလေလူတော်ထားတယ်ဆိုလို့လေထမင်းမစားပဲနဲ့ငါပြောသည်ဖီးချန်တဖီးကိုလေတယောက်တည်းနဲ့ကိုအောင်စားရလိုက်တာဗျစားပြီးတော့ဗိုက်တဲဘလို့ပြည့်လာတယ်မသိဘူးဗျရင်းနဲ့လေပြုတ်လာသလိုပဲမင်းတို့ကတော့မင်းသားလောက်မဖြစ်ပဲနဲ့မသားလောက်နေဖြစ်ကုန်ကြအောင်မေကွကြည့်လေလုံးတော့ယောဂအစာမကြေချင်းရတယ်ကွလုံးအောင်ဥပသာရရစားလေးမှလေးမရှိဘူးလားဗျရစားမလို့ပါဘူးကွဥပသာလည်းသူ့လွယ်ကလေးတွေလက်နိုင်ကြည့်တယ်ဗျလွယ်ထဲကနေထညက်ခဲနှစ်ခဲပါလာတယ်အဲ့ထညက်ခဲကိုလည်းအကိုကြီးစီလက်ပေးလိုက်နေတယ်ထမင်းရစားလို့ရင်ထညက်နဲ့ဖြေရတယ်ကွဟောဒီထဖို့ထညက်ကလေးနှလုံးလောက်စားလိုက်စမ်းဟိရစားမလို့ပဲနဲ့ကောင်းသွားလိမ့်မယ်ကွအကိုကြီးကလည်းထညက်ကဲစားတယ်ဗျဥပသာလည်းကျုပ်ပဲလှည့်ပြီးတော့မင်းကငါပြောသေးရစားလွန်တာကွငါပြောသေးစားတာများရင်ဘိုက်ပြည့်ရင်တောက်ပြီးတော့အပြားဝင်တတ်တယ်ဇွန်ကျဲဆောင်နဲ့တွင်သွားပြီးတော့စားကွန်းသည်လုံးလောက်မရှိတရှိကိုလဲရေအေးနဲ့တောက်ချလိုက်စမ်းကွာအဲ့ဒါလဲငါပြောသေးအစာလွန်တဲ့အခါဖြစ်တဲ့ဖြေတဲ့နီးပဲကွဥပသာပြောတဲ့အတိုင်းကြုံလဲစားနိုင်ပြီးတော့ရေစိမ့်နဲ့လဲတောက်ချလိုက်တယ်ဗျတောက်ပြီး15မိနစ်လောက်နေတော့လဲလေတွေတပူပူနဲ့လဲလာတာဗျခေါနက်ကရင်ထဲတောင်းတောင်းပြင်းနေတာလေနည်းနည်းရော့သွားသလိုခံစားလိုက်ရတယ်အကိုကြီးကလည်းခေါနက်ကလောက်မအီမတန်ဖြစ်တော့ဘူးဥပသာနီးကလည်းကောင်းလိုက်လာဗျာစင်းနေဆိုတာတို့လက်တကမ်းမှာရှိပါတယ်ကွာဒီလင်္ကာကလေးကိုသာမှတ်ထားလိုက်ဓမင်းစားရဲ့ဝါအားကြီးလက်ထညစ်ထပ်ပါဝမ်းချောက်ရာဤတဲ့တခါ
ဝါစွာလွန်ပြီးငါပြောသည်ကြောင့်ဘေးကြီးနှိပ်စက်စားကိုရက်ကကြေပြစ်ပြောက်ရာမက်ပါကြက်ကြက်တဲ့ရှိလူကြီးတွေစက်ခဲ့တဲ့လင်္ကာကလေးပေါ့ကွာနောက်တဲ့လင်္ကာတစ်ခုရှိသေးတယ်ကွာထောဘက်စီဦးအစိမ့်စုကြောင့်ဒုက္ခမမီမအီမသာကြိုက်ခဲလာတော့တမယာရီတောက်စီဓာတ်လျှောက်အစိတ်ပြောက်ဤတဲ့အစီစိတ်များတဲ့စားတွေထောဘက်ထမင်းတို့အုံထမင်းတို့ဓံပေါက်တို့လိုအစာတွေစားပြီးတော့မအီမသာဖြစ်ရင်လဲတမယာရီချင်းချင်းလေးဖြော်ပြီးတော့တောက်ချရတော့ကွာသွေးတို့ရှိတဲ့လူဆိုရင်တော့အီစိတ်နေစားပြီးရင်တမယာရီလည်းဖြော်တော့တမယာသိညစ်ထားတဲ့အချမ်းကလေးကိုလည်းဝါတမယာသိလေးတွေကိုလည်းမျိုးချပေးရင်သွေးမတိုးတော့ဘူးကွာဥပဒါကေလို့တော့ပေါ့ဗျာနောက်တော့ကိုရှိသေးတယ်ကွာစီကြော်မုံတွေအစားများတာမတက်တဲ့စီတွေမကောင်းတဲ့အပြန်သုံးစီတွေနဲ့ကြော်ထားတဲ့မုံတွေစားမိရင်လေเจ้าမှလည်းချစ်ကက်ကက်ရှာတာတာဖြစ်နေတတ်တယ်ကွာအဲ့လိုဖြစ်တဲ့ကတမယာရီကိုလည်းစားမများထည့်ဖြော်ပြီးတော့လဲအာလုတ်ချင်းရတယ်လေเจ้าမှလည်းဂလုတ်လှုပ်ပေးပြီးတော့ထွေးထုတ်ရတယ်ကွာအဲ့လိုလေးထွေးထုတ်လိုက်ရင်တော့ရှာတာလေเจ้าရတာတွေလည်းပျောက်တယ်အစာလဲစေးလဲစားတဲ့ဒါပေမဲ့တန်စေးလွန်ပေးဆိုတာကိုလဲရှိသေးတော့လဲအစာကိုချင်းချင်းစားကြဟိအိမ်မောင်းထောင်ဆရာတော်ကြီးကလည်းတခါဟောဘူးတယ်ကွာဒုက္ခမဖြစ်ခြင်းတဲ့လူဟာအယုံမရှိတဲ့အရာနှစ်ခုကိုလည်းထိန်းချောင်းရမယ်တဲ့အယုံမရှိတဲ့နှစ်ခုဆိုတာဘာလဲဗျာတစ်ခုကတော့ရှာနောက်တစ်ခုကတော့အောက်ကဟာပေါ့ကွာဥပဒါလည်းသူ့ဟာသူရင်းနဲ့ထွက်သွားတော့တယ်ဗျတကယ်တော့ဥပဒါပေါ့ပါလေးပဲပြောသွားပြီမယ်ဥပဒါအတော်ဒီစကားကလည်းဥပဒါပြောတဲ့စကားကလည်းအတော်လေးနဲ့တယ်ဗျရှာဆိုတာအရသာပဲဗျလူတွေကလည်းအဲ့ဒီအရသာတွေနောက်ကိုလည်းခံစားလိုက်စားမိလို့လည်းမတဲ့တာတွေစားမိရှောင်တဲ့နာတွေမရှောင်ဘဲနဲ့ဒုက္ခဖြစ်ကြတယ်မဟုတ်လားဗျာလူရွေးပွဲကြီးစတင်ပါပြီဗျာရွာဦးကျောင်းကနေစပြီးတန်းစီလိုက်တဲ့လူတိုင်းဟာဟိုးရွာလေလောက်ရောက်မယ်ထင်နေဗျဒီကြားတဲ့ဂျားဝင်ဖြက်လို့ငါနေရဝင်ယူလို့ဆိုပြီးတော့လေပြဿနာတွေတောင်ဖြစ်ကြပါသေးတယ်ဒုတိယမင်းသားနေရာကိုဝင်ပြိုင်ကြမဲ့အထင်းမှာဦးမဲကြီးတို့ဦးတရုတ်ကြီးတို့တောင်ပါသေးတယ်ဗျာဒရိုက်တာကြီးတွေစိတ်တော့ညစ်ကုန်ပြီပေါ့သူတို့လိုရတဲ့အခန်းကျရင်လေခေါ်ရိုက်ပါမယ်ဆိုပြီးတော့လေနှစ်သိမ့်ပြီးတော့ပြန်လို့ရတယ်ဗျဒုတိယခေါင်းဆောင်မင်းသားနေရာကအသက်20နဲ့25နှစ်ကြာအရွယ်လောက်မှအစဉ်ပြေမယ်ဆိုလို့အကိုကြီးတို့လိုအိမ်အောင်တွေနဲ့အသက်30ကျော်တဲ့လူတွေအကုန်လုံးပြုတ်သွားတယ်ပေါ့ဗျာငယ်ကောင်တို့လို18-19မိကောင်ပေါက်တွေလဲတခါတဲ့အော်တိုညင်းပယ်ပြီးသားဖြစ်သွားတယ်ဗျနောက်ဆုံးဒုတိယမင်းသားနေရာကိုရွေးဖို့လူရောက်20လောက်ပဲကျန်တော့တယ်အဲ့ဒီထဲမှာကြုံလဲပါတယ်ပေါ့ဗျာအရွေးတာနေတစ်ပိုင်းကျိုးသွားလို့တော့မှနောက်နေမှစိတ်ရွေးမယ်ဆိုပြီးတော့လဲရက်ဆိုင်ထားလိုက်ရတယ်ဗျကျုပ်ကလည်းအိမ်မှာညာအိတ်ခွင့်တော့မရှိပေမဲ့မနေ့ပိုင်းတော့သွားလို့ရတယ်ဗျအိမ်မှာတဲကိုစားတောင်းနေတဲ့ဥအောင်ပြို့လဲကံမေးရတယ်မန်နေဂျာကျုပ်ကမင်းသားရွေးမယ်မဟုတ်လားဗျာမင်းငါဘလို့ခေါ်လိုက်တယ်မန်နေဂျာကြီးလို့ခေါ်လိုက်တာလေဗျာဘယ်ကလာမန်နေဂျာမလေးကွာမန်နေဂျာဗမာလို့ဆိုရင်တော့ကြည့်ကြသူတို့အတိတ်ပဲရတယ်ကွာမသိလို့ပါမန်နေဂျာကြီးရေမင်းတို့သားဖာနေတော့ခက်ပါလေကွာမင်းဖေးတကြီးကလည်းငါ့ကိုရှူတင်လို့ပဲခေါ်တယ်ကွာမခေါ်ပါနဲ့လို့လေပြုံးမရောက်ဝေးဥအောင်ပြောလဲခေါင်းတပြင်းပြင်းကုတ်တယ်ဗျအဲ့ဒါအသာထားပါမန်နေအဲ့လေမန်ကြီးရဲ့ဒုတိယမင်းသားပြက်ကလည်းဘယ်သူ့ကိုရွေးမယ်စိတ်ကူးထားလေဗျာအေးကွာကာလာသားကောင်မောင်မြင့်ကိုလည်းရွေးမလားလို့မောင်မြင့်ကလည်းပြောတယ်ကွာသူသာမင်းသားဖြစ်ရမယ်ဆိုရင်နေတိုင်းကြက်သားရင်ချက်ကျွေးမယ်ဆိုဝေးဒီကဘေးမှာထိုင်နေတဲ့ဒရိုက်တာကြီးကလည်းဟာမောင်မြင့်တော့ရွေးလို့မဖြစ်ဘူးကွာရွေးမယ်ရွေးမောင်ဦးကိုရွေးရမှာမောင်ဦးကငါ့ကိုကပ်ပြောတယ်တို့သာမင်းသားဖြစ်ရွေးမယ်ဆိုရင်ငွေ1000ကြော့ပါမယ်လေကွာအေး1000ဆိုတာလည်းမနေဘူးကွာတို့ရုပ်ရှင်အတွက်အရင်ဒီဖြစ်တာပေါ့ကွာဒါဘောဒရိုက်တာကြီးဟာအခုမှသိတော့တယ်ဒီလူတွေကမင်းသားရွေးတယ်ဆိုပြီးတော့တကယ်တမ်းကျတော့သူတို့လည်းလက်ထိုးတဲ့လူကိုရွေးတာဟုတ်ဗျဒါဆိုရင်တော့ကျုပ်မှမျောလင်းချက်မရှိတော့ဘူးထင်ပါတယ်ဗျာကျုပ်ခေါင်းကိုက်စိုက်ချပြီးတော့ပြန်မယ်လှုပ်တဲ့အချိန်မှာမာမီဆိုတဲ့အကြောင်းမှလည်းကျုပ်ကိုချုပ်ခနဲ့နဲ့လှုပ်ပြီးတော့လေလန့်ခေါ်တယ်ဗျသူခေါ်တဲ့နောက်လည်းကျုပ်ကခိုးချောင်ခိုးရနဲ့သွားရသေးတယ်ဟိတ်တငယ်လေးမဟုတ်ပါဘူးဗျကျုပ်ကကြီးပါပြီဗျဟင်သူကြီးမင်းသူလည်းသိပါလေလူတငယ်လေးဆိုတာချစ်လူခေါ်တာချစ်လူဗျာ
မင်းသားအဖြစ်ရွေးမခံရလို့စိတ်ညစ်နေရတယ်ခမရဓမ္မတငယ်လေးကမင်းသားဖြစ်ချင်တာလားတသက်မှာတခါရဖို့တော့မဖြစ်နိုင်တဲ့အခွင့်အရေးပဲဗျာဖြစ်ချင်တာပေါ့ဗျဒါဆိုဒုက္ကူညီမယ်ကြောက်တစ်ချက်ခေါင်းထောင်ကြည့်လိုက်တယ်ခမရကြောက်ကဘလို့ကူညီပါလဲဗျအောင်မလေးဒရိုက်တာပေါ်ပေါ်ကြီးဆိုတာမာမီနဲ့လက်တွဲလာတာကြာလာပါပြီတဲ့ရှင်မာမီကလည်းဒါလှုပ်ဆိုရင်လှုပ်ဒါကင်ဆိုရင်ကင်တဲ့လူပါအခုလေဟောရီကတငယ်လေးကိုမာမီကထောက်ခံတယ်တငယ်လေးကိုလည်းမင်းသားရွေးပါလို့ပြောလိုက်ရင်ပေါ်ပေါ်ကြီးကလည်းခေါင်းငိမ့်ပြီးလက်ခံအောင်ပါသိလားဟာခင်ဗျတကယ်ပြောနော်တကယ်ပြောတာပေါ့တငယ်လေးရဲ့တကယ်ဆိုရင်တော့ကျုပ်ကိုပြောယူပါဗျာဟဲ့ဟောဒီလောကကြီးဆိုတာအယောရှိရင်အစားရှိတယ်အပေးရှိရင်အယူလည်းရှိတယ်တငယ်လေးအရေးတဲ့အချောင်းမလည်းဈေးကင်နေပြန်ပါဗျာကဲပြောဗျာကျုပ်ဘာလုပ်ပြရ1500အဲ့တော့များတယ်ကျုပ်မှ1500ပြောနေ900တော့မရှိဘူးဗျကျုပ်လက်တော့မလုပ်တော့မမီကလည်းကျုပ်လက်ကိုတင်းဆွဲတယ်ဗျဟဲတငယ်လေးကလည်းစုံအောင်နားမထောင်ဘူးဘာကြီးလည်းမသိဘူးအများပဲ1500ဆိုဗျတို့ပြောတဲ့1500ဆိုတာပတ်စံပြောတာမဟုတ်ဘူးအဲ့ဒီတငယ်လေးရဲ့ရင်ထဲအသေးတွေက1500တိတိရှိတဲ့အချစ်တွေကိုပြောတာသိပြီလားမမီပြောတော့မှကျုပ်တစ်ချက်နှုတ်သွားမိတယ်ဗျဘာလဲတငယ်လေးကမလုပ်ချင်တော့ဘူးလားမလုပ်ချင်လဲနေဖို့တသက်မှာတစ်ခါရတဲ့အခွင့်အရေးကိုတငယ်လေးလက်လော့ခံလိုက်ချင်တယ်ဆိုရင်လေလုပ်ဖို့မမီကတော့ကျုပ်စကားနဲ့ကျုပ်ကိုအကြက်ကင်နေပါဗျာကျုပ်ဘာလို့ရမှမသိဘူးဖြစ်နေတယ်ဗျမင်းသားမဖြစ်ချင်ဘူးလားဆိုတော့လေဖြစ်ချင်တယ်ဒါပေမဲ့ဓာကြီးနဲ့ကြတော့လေစိတ်ထဲကြောက်နေမိတယ်ဗျမမီဆိုတာလူကလည်းခက်ဖို့ကဘိုင်ဘိုင်ဗျာအသက်ကတော့40လောက်ရှိမှာပေါ့မျက်နှာမှာလည်းကြောက်ပေါက်မှာတွေရှိတယ်ဗျဒီကြားထဲတော့လည်းခေါ်နေသေးတယ်ဗျသပင်တူကြီးဆော့ပြီးတော့နှကန်းတွေတွေကိုလည်းရဲတင်းနေအောင်စိုးထားတာဗျပန်းနေတွေမိတ်ကတွေလည်းလိမ့်ထားလဲပြန်နေလို့ဗျမျက်တောင်တူကြီးတထားလဲမျက်တောင်ပေါ်စဘာစိမ်မပြောနဲ့စဘာပင်ကြီးတစ်ပင်လုံးဖြဲ့တင်တိုင်းတော့မှရမယ်ပုံမျိုးဗျဗလာကြီးကလည်းကြုတ်တဲ့တောင်မှတောင်းနေသေးတယ်ဗျမိန်းကလေးတွေဝက်တဲ့ဇာအင်ကြီးလိုအင်ကြီးကြက်ကြက်ကိုလည်းဝက်ထားလိုက်တာများကောင်းချင်းတုပ်ကိုလည်းကျိုးနဲ့စီးထားသလိုပဲဗျာစိတ်ကူးမလွဲနဲ့နော်တငယ်လေးသာမင်းသားဖြစ်ရင်အခွင့်အရေးတွေအများကြီးရတယ်အခွင့်အရေးတွေလည်းအများကြီးရှိတယ်မင်းသမီးကိုလည်းအသားယူလို့ရတယ်လို့တကယ်လို့ဒီဇက်ကသာဝက်ဝက်ကွဲအောင်မြင်သွားရင်တငယ်လေးကဒီလိုတော့ရမှာလဲလုံနွားကြောင်းစရာမလိုတော့ပဲနဲ့မျိုးကြီးပြကြီးမှာကာယီတဝီဝီနဲ့စီးပြီးတော့နေနိုင်တော့မှာတငယ်လေးသူမျက်နှာကိုကြည့်ပြီးတော့နောက်ဆုံးရေနံနာနဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ရပါတော့တယ်ဗျာမလုပ်ဘူးဗျာမလုပ်ဘူးကျုပ်ဒီမှာပဲတစ်သက်လုံးလဲလုံနွားကြောင်းလှုပ်ဆိုလဲလုံးနိုင်မယ်ခမည်းလိုနွားချေးပုံထုံးပြူထားတဲ့မျက်နှာကြီးနဲ့တော့9မိနစ်တောင်ဆက်ပြီးတော့မနေနိုင်ဘူးဗျတော်ပြီဗျမလုပ်တော့ဟဲဘလို့ပြောလိုက်တော့လဲတငယ်လေးရေမာမီကိုများပြောရလိုက်တာကွယ်ကျုပ်လက်ထက်လာခဲ့လိုက်တော့တယ်ဗျမာမီကတော့ရင်ဘက်ကိုလက်နဲ့ဖီးရင်းနဲ့ကြံနေကြတော့တယ်ကျုပ်ကတော့စိတ်ထဲငိုရင်တာပဲသိတယ်ဗျာအိမ်နောက်ဘေးမိဖို့ဆောင်ဘေးနားမှာကတ်လိုက်ပြီးတော့စိတ်ထဲကြိတ်မိတ်မျိုးတိတ်ထားတာတွေကိုလည်းအန်ချလိုက်ရတော့တယ်အမေကလည်းမိဖို့ဆောင်တဲ့ကနေထွက်လာတယ်ဗျဘသူငိုနေတာလဲမှတ်တယ်လက်ကောင်မလားဟဲ့ပြောစမ်းဘာဖြစ်လို့ငိုနေရလဲအမေသားမဖြစ်တော့ဘူးအမေသားမဖြစ်တော့ဘူးတဲ့ဗျကျုပ်ကလည်းသတဲ့ရလို့ငိုချင်းကလေးနဲ့ပြောလိုက်လို့ငိုလိုက်နဲ့လှုပ်ထက်လိုက်တယ်ဗျအမေကလည်းတစ်ချက်ငြိမ်သွားပြီးတော့ကျုံငိုတာကိုလည်းတေချာကြည့်နေတယ်ဗျဘာဖြစ်လို့လဲလက်ကောင်ရဲ့ဘာဖြစ်ရလဲမယားကိုမင်းကလည်းသူသာမင်းသားဖြစ်ရင်ဒရိုက်တာကြီးကိုကြက်သားရင်နေတိုင်းကျွေးမယ်တဲ့ဗျကိုဦးကလည်းသူသာမင်းသားဖြစ်မယ်ဆိုရင်ငွေ1000ကတော့မယ်တဲ့ဗျကြည်စမ်းဒင်းတို့ကဒီအချိုးမျိုးချိုးတယ်ပေါ့ဟုတ်လားလာလက်ကောင်လိုက်လာခဲ့အမေကလည်းကျုပ်လက်ကိုလည်းဆွဲပြီးတော့အိမ်ရှိတော့သွားတယ်ဒရိုက်တာကြီးနဲ့မန်နေဂျာကြီးကတော့စကားပြောရင်းနဲ့ဆွေးနွေးနေကြတယ်ဗျအဖေကတော့ဘယ်ထွက်သွားလဲမသိပါဘူးအမေကဒေါင်းတင်မောင်းတင်အတန်နဲ့ဒီမဲ့ဒရိုက်တာကြီးတို့ကကျမသားအလက်ကောင်မင်းသားနေရမရွေးဘူးဆိုရွေးရှင်ပါလေဗျာဒါပေမဲ့တခြားလူတွေလည်းရှိနေသေးတော့ရပါတယ်တခြားလူတွေဦးစားပေးလိုက်ပါဒရိုက်တာကြီးတို့လည်းကျမအိမ်ကနေပြီးတော့စင်းကြအဲ့ဒီငမြင့်တို့ငါဦးတို့အိမ်မှာသွားနေကြဟုတ်ပြီလားအလက်ကောင်သူတို့ထုတ်ပိုးတွေခြံရှိပုံပေးထားလိုက်ဒီတော့မှဟိုလူတွေကလည်းမျက်နှာပြေသွားကြတယ်ဒီလူတော့မလုပ်ပါနဲ့တကြီးကတော့ရေအထုတ်ပိုးတွေကပြန်ရွှေ့ရပြုတ်ရနဲ့မလွယ်လို့ပါဒါဆိုကျမရှင်းမဲမေးမယ်ကျမသားကိုမင်းသားဖြစ်တင်ရိုက်တာလွယ်မလားအထုတ်ပိုးတွေအကုန်လုံးပြောင်းရွှေ့တာလွယ်မလားအမေကတော့ပြတ်တယ်ဗျာကျုပ်ဆိုအမေကိုလည်းကြည့်ပြီးတော့အံ့ဩနေမိတာဗျရိုက်တာကြီးနဲ့မန်နေဂျာကြီးကလည်းခေါင်းချင်းဆိုင်ပြီးတော့မှခေါင်းငိမ့်နေဗျရပါတယ်တကြီးကတော့ဒါဆိုကျုပ်တို့
တကြီးသားကိုပဲခေါင်းဆောင်နေရနေရွေးလိုက်ပါမယ်ကျုပ်ရင်ပြောလို့ဓာတ်ခုံမိမတက်ပဲဗျာအမေရဲ့တင်းမာနေတဲ့မျက်နှာထားလဲအခုမှနည်းနည်းပြုံးနေအောင်ဖြစ်သွားတယ်ဗျရှင်တို့အမြင်မဲ့ရသွားတာကောင်းပါလေရှင်ဒီမဲ့အလက်ကောင်ကသာမင်းသားတင်ရိုက်လို့ကတော့အိမ်မှာကြက်သားဟင်းကိုလည်းနင့်ညမပြတ်သေးရဘူးဟာအမေအိမ်ကချက်တွေကုန်ပါဘောဗျကောင်းအေးနင်မင်းသားဖြစ်ဖို့ရည်ကြည့်တယ်အလက်ကောင်ရဲ့အမေရဲ့စေတနာတွေအမေရဲ့အချက်တွေကိုလည်းကျုပ်ရင်နဲ့လှက်ခနဲ့ခံစားမိတယ်ရှင်တို့ငွေတစ်ထောင်ကတော့မဲ့အပြင်ပြန်မဲ့အချိန်ကျရင်တော့လက်သစီတိုက်စမ်းတွေစီးတွေလက်ဆောင်တွေအကုန်ထည့်ပေးလိုက်မယ်ဟုတ်ပြီလားရပါတယ်ဗျာကျုပ်တို့ကဒါတွေမလိုပါဘူးဗျဘလို့လဲအလိုက်တိတက်ရမှာပေါ့ရှင်ကိုယ်ရင်လာတဲ့ဧည့်သည်တွေမဟုတ်လားအမေရလည်းအောင်နိုင်သူပြုံးလေးနဲ့ပြုံးပြီးတော့အိမ်ထဲပြန်ဝင်လာခဲ့တယ်ဗျကျုပ်ပြင်းဟိုလူတွေ꿰တော့မှပျော်ပြီးတော့ထားကားမိတယ်ဗျာအမေကိုလည်းဖယင်းနဲ့အမေပေါ့ကိုလည်းနှစ်ချက်လောက်အာဘွားပေးလိုက်တယ်ထောင်မငါအမေကွာကျေးဇူးတင်လိုက်တာအမေဟာအမေတို့သာသိချင်သွားပြီအေးကျင်းတော့ဒီတကားတဲ့နဲ့ပေါက်အောင်ကြိုးစားဟုတ်ပြီလားမိဘနေအောင်မြင်ဖို့ကြက်တစ်ချံလုံးကုန်အောင်ရင်းနှီးပေးလိုက်ပြီဟဲ့နင်းသားနိုင်ငံကျော်မင်းသားကြီးဖြစ်အောင်လုပ်မင်းသားဖြစ်ရင်တော့ရသည်မရတရုပ်ဆောင်ကားတွေကိုငါ့အောင်အကုန်အဲ့ရမယ်ဟုတ်ပြီလားဟင်အမေဟာလည်းထောင်မြင်လို့ရာစွန်းတာပဲဗျကျုပ်ကိုချစ်တာမဟုတ်တာထောင်မြင်ရာစွန်းတာမဟုတ်ဘူးဟေ့သားသမီးပေါ်ရင်းနှီးမြုပ်နှံနေလို့ပဲခေါ်တယ်ဟာအမေရဲ့စီးပွားရေးဈေးကွက်မြင်မို့တော့အမခံပါပဲဗျာကလားနဲ့တရုပ်စက်ကြရသလားထင်ရတယ်ဗျဒါတော့ရွာမနေလို့မြို့ကြီးမှသာနေလို့ကတော့တထေးမကြီးဖြစ်နေလောက်ဗျာအမေကျေးဇူးနဲ့ကြုတ်လဲအော်တိုငုတ်တုတ်ဒုတိယခေါင်းဆောင်မင်းသားဖြစ်သွားပါလို့လေဗျာကျန်တဲ့လူတွေကိုလဲလိုအပ်တဲ့အခန်းကျရင်လိုအပ်တယ်လို့ခေါ်ရိုက်မယ်ဆိုပြီးတော့လဲကျွေးသိမ့်လိုက်ရတယ်ဗျလူရွယ်ပြီးတော့ဇကားကြောင့်တိုင်ပင်ကြတာပေါ့အဲ့ဒါတော့အိမ်မှာပဲတိုင်ပင်တာဗျဇကားရိုက်မယ်တော့ဟုတ်ပါဇလန်းကဘသူရေးတယ်ဝတ္ထုလေဗျဒရိုက်တာကြီးကလည်းရင်ဘက်ပုတ်ပြပြီးတော့ငါရေးတာလေကွာဒါပြင်ဇညွန့်ရောအဲ့ဒါလည်းငါပဲကွာတကားလုံးဒရိုက်တာကြီးလက်ရနေပါပဲလားဗျာဒါတော့မှဇလန်းဇညွန့်နေရှိသေးတာကွာအေးတကယ်ကတော့ကာကူကာစီတီးပြက်ထုတ်လို့အကုန်လုံးငါလုံးမှာကွာဟာအစဲပါလားဗျာမင်းတို့အနေနဲ့တော့စမ်းမှာပေါ့ငါအတွက်တော့မစမ်းတော့ဘူးကွာဒရိုက်တာဆိုတာလဲအေးလိုလျင်ကြံစနေလန်းရဆိုသလိုလုပ်တတ်ရတယ်တခြားစာရေးဆရာစီကဝတ္ထုဝဲရင်ဝတ္ထုဝဲကဘေးနေအောင်မေးလေကွာဒါကြောင့်ဟိုဝတ္ထုကအခန်းထဲနဲ့ယူဒီဝတ္ထုကအခန်းထဲနဲ့ယူပြီးတော့လဲကိုယ့်ဘာသာဇလန်းရေးကိုယ့်ဘာသာဇညွန့်ထုတ်ပြီးတော့ကိုယ်တိုင်ရိုက်မှာကွာဒါဖြင့်ဒရိုက်တာကြီးနာမည်ကိုလဲဂျိုကာကြီးလို့ပြောင်းလိုက်သိနေဗျာဟာဘာဖြစ်လို့လဲကွာဘိုကာတောင်းတဲ့အခါဂျိုကာလိုက်ရင်ဘာလာလာတောင်းတယ်မလားဗျအခုဒရိုက်တာကြီးကလည်းနေရတကပါလို့ဂျိုကာကြီးလို့ပြောရတာဗျကျုပ်ပြောတော့ကြံတဲ့လူတွေကဓာတ်ကြီးပါဗျာမရင်နိုင်တာကတော့ဒရိုက်တာကြီးပဲဗျမင်းကွာဒရိုက်တာဆိုတာရိုက်ခွင်းမရင်ကွာရိုက်ခွင်းနဲ့ကင်းလို့ရတာတခုမှမရှိဘူးဆိုတာနားလည်တာဟုတ်ပလားဟုတ်ပါပြီဒရိုက်တာကြီးရေဒါနဲ့အခုရိုက်မယ်ဇကားနာမည်ကဘာလဲငါလည်းအချောသက်တုံမပေးရသေးဘူးကွာလောလောဆယ်တော့သုံးဘဝတိုင်နှန်းရှင်လို့ပေးထားတယ်ဘဝသုံးခုမှာဒီလူတွေပြန်တွေ့ပြီးတော့သုံးပွင့်ဆိုင်80လန်ပုံစံပေါ့ကွာတိုင်နှန်းအကြောင်းတွေလဲထိုက်ရဲ့ထဲရိုက်မယ်စိတ်ကူးထားတယ်ကွာကောင်းပါတယ်ဗျာဒရိုက်တာကြီးကိုနဲ့ကပြောသလိုတခြားဝတ္ထုသုံးပုဒ်ကနေပြီးတော့ခိုးချတာဖြစ်မယ်ဗျဒီကောဒါခိုးချတာမခေါ်ဘူးကွာအနုပညာကိုရင်ဘတ်နဲ့ခံစားပြီးတော့ပြန်လေတင်ပြပုံဖော်တယ်လို့ခေါ်တယ်ကွာကျုပ်ကသူ့ကိုကြီးတဲ့နှစ်တယ်လို့ဖြစ်နေတယ်ဗျာဒီအခါမင်းသားကျော်စိုးကလည်းကျုပ်ပဲလဲလာပြီဒါနဲ့ငန်းကြီးကအခုမှအနုပညာလောကတွေကိုစဝင်မှာဆိုတော့အနုပညာနာမည်စဉ်းစားထားပြီလားကွာညရုံကတော့စဉ်းစားထားတယ်ဗျအနုပညာနာမည်ကိုဝရစိန်မောင်လို့တွေးထားတယ်ဗျအဲ့ဒါမှမဟုတ်ရင်တော့စိန်ခဲမောင်ပေါ့နောက်ဆုံးမရဘူးဆိုရင်တော့အလင်းကကြောစွာခင်မမို့ဗျာမင်းဟာအနုပညာနာမည်တော့ဟုတ်ပါရဲ့ဇမင်းသားနာမည်တွေဖြစ်နေရဲ့ကွာနေစမ်းမောင်မင်းနာမည်မှာအလင်းကကြောစွာတက်ရအောင်မင်းရောဘသူကအလင်းကကြောစွာပွဲပေးထားလို့လေကွာဟေးမသိဘူးလေဗျာသမ ्या တွေထည့်တာတွေ့လို့လीဟာအဲ့ဒါနိုင်ငံတော်အစိုးရအနုပညာပိုင်းမှာထက်မြက်လွန်းလို့အလင်းကကြောစွာပွဲပေးထားတာကွာအဲ့ဒီပွဲရတဲ့လူတွေမှအလင်းကကြောစွာဆိုပြီးတော့နာမည်ရှိမှတက်တာမင်းလိုဘာမှမဟုတ်တဲ့ကောင်ကတော့အလင်းကကြောစွာတက်မရဘူးအလကားကြောစွာပဲတက်လို့ရမယ်အလကားကောင်ခင်းမောင်ကြီးခင်ဗျားတို့ကလည်းဗျာကျုပ်ကိုဆိုရင်ဝိုင်းပြုံမယ်ဆိုတာကြီးပဲဒါဝိုင်းနေကိုတည်းမခေါ်ဘူးကွစီနီယာတွေကဂျူနီယာတွေပေါ့ဂယုဏဒေါသောနဲ့
ဆုံးမတယ်ပညာပေးတယ်လို့ခေါ်တယ်သူတို့ပညာပေးတယ်လဲနှိတ်ကိုတာပါဗျာနောက်ဆုံးမင်းသမီးမြတ်နန္ဒာလဲကျုပ်ကိုကြည်နေတယ်ကဲပါရှင့်နာမည်ကခင်မောင်ဆိုတော့ခင်မောင်တိုင်းထားရင်လည်းမကောင်းပြန်ဘူးနုပညာလောကထဲမှာခင်မောင်ဆိုတဲ့နာမည်တွေရိုက်တက်လို့မကုန်ဘူးမို့လားရှင့်အိမ်နာမည်ကအလက်ကောင်ဆိုတော့ဒီနာမည်နှစ်ခုကိုပေါင်းပြီးတော့ခင်မောင်လက်လို့ပြီးမယ်ဆိုရင်ရောအရင်တော့ကလည်းခင်မောင်ရင်တို့ခင်မောင်ဆွေတို့ပေါ်ခဲ့ဘူးတယ်လीခင်မောင်လက်ကောင်းနေဗျာတိတ်ကောင်းနေဒါဆိုကျုံနာမည်ကိုခင်မောင်လက်လို့ပြီးလိုက်ယူကျုပ်ပြောတော့ဝိုင်းရင်ကြတယ်ဗျာမနေ့ပြန်ရိုက်ခွင်းစမယ်သူတို့တွေရိုက်ခွင်းရိုက်ဖို့အတွက်တိုင်ပင်နေကြတယ်ကျုပ်ကလည်းဘာမှနားမလဲတော့သူတို့ပြောတာတွေကိုလည်းနားထောင်နေတယ်ငိုက်လို့ပေါ့ဗျာတက်ရှိရိုက်နေပြီဟေးအလက်ကောင်ကမင်းသားနောက်တနေ့မိုးလင်းတာနဲ့တရွာလုံးအော်တောင်းနေဖြစ်နေကြပြီဗျာကျုပ်တို့ရွာလူတွေရောက်ရှင်ရိုက်တာဝါသနာပါသလားတော့မမေးနဲ့မိုးမလင်းခင်တည်းကထချက်ပြုတ်ပြီးတော့ထမင်းကြိုက်ထမင်းတောင်းကိုစီထက်လူရိုက်ခွင်းကိုလည်းရောက်နေကြပြီတချို့ကလည်းတကြောပြာကြီးခင်းပြီးတော့ရနွေကရဘန်းနေပါနေနဲ့သေချာထိုင်ပြီးတော့နေရာယူနေကြပြီဗျာဟာလူတွေမနှဲပါလားကွာဒါတော့မှဟိုဘက်ရွာလူတွေမလာသေးဘူးတိုက်တာကြီးကျုပ်တို့ရွာမှာတက်ရှင်ရိုက်တဲ့တရင်ကလည်းမနေ့ပြန်လောက်မှအဲ့ဘက်ရွာကိုရောက်မှကဲမာမီကြီးဟောဒီကအလက်ကောင်အဲ့လေခင်မောင်လက်ကိုလည်းအဝက်စားလဲပေးလိုက်တော့ဒီနေ့ဇက်ဝင်ကန်ကလည်းပကံခက်တုံးကဇက်ဝင်ကန်တော့မာမီကလည်းကျုပ်ကိုတိတ်တော့မကြည့်ဘူးဗျအဝက်စားသတားကြီးကနေကျန်စသားအင်ကြီးအနီရောင်ကြီးထုတ်လိုက်တယ်အဲ့ဒါကြီးကျုပ်ကိုဝယ်ပေးတယ်ဗျဝက်စားတွေကလည်းဘော်ကျယ်တွေကတ်ထားလို့ဝဲရတယ်လည်းရာကြီးနေဗျအနေရောင်ဝက်စားတွေရဲ့ခေါင်းဆောင်ကတော့ရွှေရောင်ဗျအနေရောင်ဝဲယုံရှည်ကြီးလဲဝဲလို့ပေါ့ဗျပြီးတော့ကျုပ်ကလည်းမိတ်ကက်ပြင်ပေးမယ်ဆိုပြီးတော့လည်းမိတ်ကက်တွေပြင်ပြီးတယ်မိတ်ကက်တွေကလည်းပူလိုက်တာပြောနေပါလေတော့ဗျာအားလုံးပြင်ဆင်ပြီးတော့မှန်ထဲမှာလည်းကိုပြန်ကြည့်မိတယ်ဗျမာမီကလည်းကျုပ်ကိုသေချာကြည့်နေတယ်ဟဲတူတယ်တငယ်လေးကတော်တော်တူတယ်ဘာနဲ့တူတာလဲဗျာရာဇဝင်နဲ့ကြံစသားနဲ့တူတာလားဗျမဟုတ်ဘူးပကံခက်ကချီးပန်းပြီးသေးတယ်အချောင်းမိုင်းနဲ့တူတာကျုပ်မာမီကိုလည်းလှမ်းပြီးတော့ရိုက်တယ်လိုက်တယ်အပြင်ကနေမင်းသားဆိုပြီးတော့အော်နေတာနဲ့ကျုပ်လည်းထွက်လာခဲ့လိုက်ရတယ်ဗျကျုပ်ကမြင်တော့တရွာလုံးကလည်းလက်ခုပ်တီးပြီးတော့အားပေးကြတယ်ဗျအလက်ကောင်ကျန်စသားလက်ကောင်ကွာကျုပ်ပြေးသွေးနဲ့တင်ရောက်တင်သွားတယ်ဗျာလူတွေအားလုံးကလည်းကျုပ်ကိုကြည့်ပြီးတော့အားကြနေပြီးနဲ့တူတယ်ဗျနန်းဝဲနန်းသားတွေကလည်းနေအောင်အောက်မှာဆိုတော့တပြက်နေပေါ့ဗျသိမကြဘူးမျက်နှာနဲ့လည်းပကံသူဝက်စုံလေးဝက်ပြီးတော့ထွက်လာတယ်ဗျပကံမင်းသမီးဝက်စုံလေးပေါ့ဗျလာကျဲကတော့မိုးဘွားနတ်သမီးလေးနတ်သက်ကြွေလာသလားထင်ရတယ်ဗျလူတွေအားလုံးရဲ့အကြည့်ကလည်းကျုပ်စီမှာမရှိတော့ဘဲနဲ့မင်းသမီးစီကိုလည်းရောက်သွားတယ်ဗျဒရိုက်တာကြီးကလည်းကျုပ်ကိုလန့်အောင်တယ်ကဲဒီလိုလားကျုပ်တို့ဒရိုက်တာကြီးနောက်လည်းတိုးသွားတယ်ဗျဒရိုက်တာကြီးကလည်းဗျာနှုတ်ထဲတဲ့ဂရုံကြီးနဲ့ဘာလုပ်နေရလဲဗျဟင်ဟာအဲ့ဒါကတော့မဟုတ်ဘူးကွာအော်လန်လို့ခေါ်တယ်ဒရိုက်တာတွေကအော်လန်နဲ့အော်ပြောတာထုံးစံပဲကွာဒါကြီးကအော်လန်နဲ့လားဗျာမသိပါဘူးကျုပ်ကဥပဒါနွားနှုတ်ထဲတဲ့ဂရုံကြီးမှန်နေမင်းကတော့ပြောလိုက်သမျှဒေါ်လဲပါပဲလားကွာကဲအလုံကြောင့်ပြောမယ်အခုရိုက်မဲ့စင်းဟာပကံမင်းသမီးကလေးကိုတန်မှုကလေးကလည်းရီရသားကပြောပြီးတော့ဒီစီကလေးလောက်တဲ့အခန်းပေါ့ကွာဟုတ်ပလားငါတိုင်ရလောတွေတင်ပေးမယ်နော်ဟုတ်ပလားကဲသွားကြဟောသက်ပင်နာမှာမင်းတို့နှစ်ယောက်သွားရကြဒီနေရာကဖြူကောင်းနေကွာအနောက်မှာလဲကွင်းကြီးနဲ့ဟိုဝေးမှာလဲတောင်တန်းကလေးနဲ့လွမ်းမောစရာကလေးရေကျုပ်တို့နှစ်ယောက်သက်ပင်နာသွားရဗျကျုပ်ကတော့သက်ပင်ဘေးနာညောင်းနေကိုလဲခုံဆင်းလိုက်တယ်ဟာမင်းသားဘလို့ပြပြီးတော့မောင်းနေခုံဆင်းရတာလေကွာဒရိုက်တာကြီးပဲစင်းဆိုဗျအာခဲတာပဲကွာစင်းဆိုတာရိုက်ကွက်ကိုပြောတာကွာမင်းကိုမြောင်းနေစင်းခိုင်းတာမဟုတ်ဘူးတော်သေးတာပေါ့ကွာမြောင်းနေရေမရှိလို့ရေများရှိရင်တော့ဘွယ်လူမင်းသားဖြစ်အောင်ပါလူတွေကလည်းဝါကလေးနဲ့ဝိုင်းရရတယ်ဗျာကဲဒိုင်ယာလော့တွေတိုင်ပေးမယ်နော်ဒိုင်ယာလော့ဆိုတာစကားပြောကွာအေးငါမလဲမင်းသားလဲအောင်ဗမာလိုကြီးပြောနေရတယ်ကဲနားထောင်နော်ပထမစာကြောင်းကညရဲ့မျက်လုံးလေးတွေကပလဲနဲ့မဟူရပေါင်းဆက်ထားသလိုပဲညရဲ့သားလေးတွေကတော့ပလဲလုံးလေးတွေစီထားသလိုပဲညဟိုဒီရမောင်ကြီးကတိတ်ရှင်းနေမိပါပြီကွာဟိုကလည်းပြန်ပြောဘာတွေလာပြောနေတာလဲမောင်ကြီးရေဒီဘက်ကလည်းပြန်ပြောမယ်တကယ်ပါမြရေရုံမှာကွယ်ဟုတ်ပြီလားကဲဖလင်ဆိုတာလက်ကားမြောက်ဝေးမားရိုင်မိရင်တော့ဖလင်တွေဖြတ်ထုတ်ပြည့်ရမှာဖလင်ကုန်ရင်တော့လွယ်နဲ့ဝေလို့ရတာမဟုတ်ဘူးဒီတော့အစမ်းလေးချင်းကြည့်မယ်ကဲစားမယ်နော်လူတယောက်ကလည်းအမဲရောင်စင်းနေပါတယ်ကဲပြားကြီးကိုလည်းဂျက်ခနဲ့လာလုတ်တယ်ဗျဟဲ့ကောင်ကြောင်နေနဲ့လေကွာပြောလေဘာပြောရမှာလဲဘာပြောရမှာလဲကွာဝနကအတင်ပေးတာပြောလေကွာအော်ဟုတ်ပြီညားရဲ့မျက်လုံးလေးတွေကပလဲတစ်လုံးရွဲတစ်လုံး
မြရဲ့သွားကလေးတွေကြတော့လေမဟူရာတွေစီချေထားသလိုဟာရဲစမ်းရဲလိုက်စမ်းမင်းဘာလို့ပြောနေလဲကွာမဟူရာတွေချေထားမှတော့လေသွားတွေကမဲနေပေါ့ကွာရုပ်တရက်တွေတော့မေသွားလို့ပါရိုက်တာကြီးဟာရော့မင်းကငါမသိတော့မင်းစာဖတ်တတ်တယ်မို့လားဒီစာကိုဖတ်ပြီးတော့လွတ်ကျထားလိုက်ဒါတော့ကတော့ရပါတယ်ဗျာကျုပ်စာရဲ့ရုပ်ပြီးတော့3-4កောက်လောက်အလွတ်ကျက်တက်လိုက်တယ်ဟာရပြီမပြီရုပ်အေးပြန်စမယ်အရှင်းမြရဲ့မျက်လုံးလေးတွေကပလဲနဲ့မဟူရပေါင်းဆက်ထားသလိုပဲမြရဲ့သွားလေးတွေကတော့ပလဲလုံးလေးတွေစီထားသလိုပဲမြကိုဒီရမောင်ကြီးကတိတ်ချင်နေမိပါပြီကွာဘာဒီလာပြောနေတာလဲမောင်ကြီးရေတကယ်ပါမြရဲ့ယုံပါကွယ်ဟာဘာလို့တယောက်တည်းကွက်စိတ်ဟောသလိုအုံပြောပြလိုက်ရတာလေကွာဟေးစိုက်တိုင်းပဲအလွတ်ကျဲဆိုဗျာငါစိတ်ညစ်တယ်ငါစိတ်ညစ်တယ်အဲ့ဒါတွေကတယောက်တစ်ခွန်းပြောရမှာကွာဟုတ်ပြီလားပြန်ဆက်မယ်ဒီတကားတော့အဆင်ပြေတယ်ဗျကျောင်းစကားပြောနေနေရလာလို့ကုန်နေရတယ်ဗျနေရလဲပူချွေးရလဲထွက်တော့ကက်ကရအောင်မင်းသားဘာဖြစ်လို့ကုန်နေရတာလဲကွာလူထူလို့အနုထလာလားအင်းကြီးကရားတယ်ဗျခဏလောက်အောင်ထွက်ကွာပြန်ရမယ်ဟဲ့ဒီတကားတော့ကျုပ်လက်နှစ်ဘက်ကိုလေဘေးကလို့တတိဆိုနေတယ်စကားပြောတယ်လိုက်တယ်ငါတို့သိချင်းတော့လေကွာမင်းပုံကလေမောင်ကန်ကြောက်ကြီးအသက်ဝင်လာပြီးစကားပြောလို့ဖြစ်နေတယ်ကွာစိတ်တိုင်းရအောင်ထားဆိုဗျာဟာစိတ်ညစ်တယ်ဟေးငါမဒီရောမလာရိုက်မိတယ်ငါမပါကွာပြန်လို့မယ်ဒီတခါတောင်းကြီးမနေနဲ့နော်နည်းနည်းအလိုက်တင်လေးနေစမ်းပါကွာဒီတခါတော့ကျုပ်ကိုလည်းတက်တောင်တက်တာထားပြီးတော့ပြန်ပြောတယ်ဗျာရိုက်တာကြီးကလည်းထားခုံပါလေရောဟာဟေးကောမင်းဆောင်လုံးကဘယ်ကြည့်နေလဲကွာစိတ်တိုင်းပဲပြောတယ်လေဗျာကင်မရာကိုကြည့်ဆိုမင်းမေကြီးတို့ကမင်းမေးနာမှာကွာအဲ့ဒါမကြည့်ဘဲနဲ့ကင်မရာကိုကြည့်ပြီးတော့ရီးသားကပြောလို့ရမလားဖြစ်မလားကျုပ်လည်းစိတ်တွေညစ်နေဗျာဒီချိန်ညနန္ဒာလည်းကျုပ်လက်ကိုဇွဲလိုက်တယ်ဗျဒီမဲရုပ်ရှင်တရုပ်ဆောင်ဆိုတာတရံလို့တရုပ်တူအောင်ဆောင်ရတယ်ရှင်အခုတရုပ်ဆောင်မဲ့အခန်းကလည်းကျမကိုရီးသားကပြောပြီးတော့ AC ကလေးလုံးရမယ်အခန်းရှင်မိန်းကလေးတယောက်ကိုရီးသားကမပြောဘူးလား AC ကလေးမလုပ်ဘူးလားဒါမှလုပ်ဘူးတာပေါ့ဗျလုပ်ဖို့ရင်လည်းအဲ့ဒီတိုင်းစိတ်ထဲမှာခံစားပြီးတော့လုပ်ကြည့်ပါရှင်အစတော့ဒီလိုပဲပေါ့တရုပ်ဆောင်တဲ့ကစိတ်ခံစားချက်ကလည်းအရေးကြီးဆုံးပဲရှင်သူပြောမှကျုပ်နဲ့သဘောပေါက်သွားတယ်ကျုပ်တက်နိုင်တော့ကြိုးစားရမယ်ဗျာကဲပြန်လုံးမယ်ဒီတခါတိတ်ချလုံးတော့ဂျာကြီးကျုပ်တို့တော့ဒီတစင်းနဲ့နေလေစားထမင်းစားချင်းရောက်တော့မယ်ထင်တယ်ဒီတခါတော့ကျုပ်စိတ်ထဲကနေမြနန္ဒာကိုလေမိန်းကလေးတယောက်လို့မြင်လိုက်ပြီးတော့အေးစီကလေးစကားတွေပြောရင်းနဲ့ဟန်ပန်အမူအရာအပြည့်နေတရုပ်ဆောင်လိုက်တော့လေရိုက်တာကြီးကလည်းလက်ခုပ်တီးပြီးတော့ထအောင်နေဗျဟာကောင်းတယ်ဒါဆိုအဲ့ဒီတိုင်းလေးပဲရိုက်မယ်နော်အေးမှန်တို့မီတို့လေးတွေကြကင်မရာဖွင့်ပြီးရိုက်မယ်ဒီတခါမလို့မရဘူးနော်ကျုပ်တို့အဲ့ဒီကွင်းဆက်ကတပ်ပင်အောင်နှမ်းမှာရိုက်ကြတယ်ဗျအနာလူတွေပါနေလို့တော့မှခဝေးကိုဖယ်ခိုင်းရသေးတယ်ဗျအားလုံးလည်းပြီးရောတကယ်အစိန်ကြီးရိုက်ကြတယ်ကျုပ်ကလည်းအေးစီကလေးမှုဝင်နေပြီဆိုတော့လေတရုပ်ဆောင်ချက်တွေကတကယ်ပြီးနေဗျဒီလိုနဲ့အေးစီကလေးလုံနေနဲ့အရှဲနဲ့နာမုတ်တန်ကြားလိုက်ရတယ်ဗျလဲကြည့်လိုက်တော့ကွင်းထဲကနေနသိုးကြီးတကောင်ဒုံဆိုင်ပြီးတော့ကျုပ်စီပြေးလာတယ်ကျုပ်ကိုကျုပ်ပြန်ကြည့်လိုက်တော့လူကလည်းတကူလုံးအနီဝဲဆက်ဗျဝဲယုံနီကြီးကလည်းလေတိုက်လို့လွင့်နေသေးတယ်ကွင်းထဲအသာသွားနေတဲ့နသိုးကြီးကလည်းကျုပ်ကိုဘယ်ချိန်တည်းဝှေ့ချင်နေလဲမသိဘူးဗျကျုပ်လည်းသရုပ်တော်ဆောင်နေရသေးတယ်အနာရောက်တော့မှမနေနိုင်တော့တာနဲ့တကြိုးနဲ့ထပြီးရတယ်ဗျာဒရိုက်တာကြီးကလည်းအတန်ပြင်းနဲ့ထပါတယ်ဟေးမရဲလိုက်နဲ့နော်ဆက်ရိုက်ကွာဒီခက်သဘောကတိတ်ကြတယ်ဟေးဇညိုးနဲ့မပါပြီးမဲ့နောက်မှတိုင်နဲ့ကနေတိုင်နှွားကြီးလွတ်ပြီးတော့လိုက်တိုက်ခိုင်းနေဆိုပြီးတော့ထပ်ပြေးမယ်ဟဲ့သူတို့ကလည်းရှင်နေမယ်ကျုပ်ကတော့အနေဝမ်းစကြီးဝက်ပြီးတော့နွားကြီးလက်ကနေလွတ်အောင်လေကိုလွတ်ယုံပြရပါဘူးဗျာအဲ့ဒီပြီးသွားပြီမယ်လူတကိုယ်လုံးကိုလည်းညောင်းလိုက်တာပဲဗျာဥပသာလည်းကြုံကြောကုန်းလည်းစေလူပေးတယ်ဗျဥပသာရမင်းသားဆိုတာကြီးကလည်းမစားတော့ဘူးဗျာကျုပ်ဖြင့်စိတ်ပြည့်နေပြီမင်းကလည်းကွာငေါ့မိသေးတိုင်တက်နိုင်ဖျားရောက်တယ်ကွာရှုံမပေးပါနဲ့ကွာငါဖြင့်မင်းတရုပ်ဆောင်တာကိုလည်းတိတ်အားရတယ်ကွာအသိုးကြီးလိုက်လို့ပြေးတဲ့အခန်းဆိုရင်လေတကယ်ကိုအသက်လူပြေးနေရတာနဲ့တူတယ်ကွာဥပသာလည်းမနှောက်ပါနဲ့ဗျာလှုပ်ရှားပါကွာမဲပါတဲ့ကယုံတင်လဲထိုးတရွာလုံးမြိုင်တော်လဲတွားကြည့်ကြမလို့တိုင်ပင်ထားပြီကွာဒီတို့ရွာမင်းသားတယောက်ထွက်လာတာနဲတကုံလားကွာဥပသာအားပေးတာနဲ့ကျုပ်ကလည်းအားတောင်တက်သွားပါလေဗျာနောက်တနေ့ကျတော့လဲဂျပန်ခက်သက်ဝင်ကရိုက်မိတယ်ဗျဂျပန်ဝယ်စားတွေထုတ်ပြီလေဟဲ့လိုက်မနေ့ကကျတော့ဗကန်ခက်ဒီနေ့ကျတော့ဘလို့လောက်ပြီးတော့ဂျပန်ခက်ပြည့်သွားလေဗျာမင်းဘာမှနားမလဲပါဘူးကွာရုပ်ရှင်ပညာမှာက
ကာကူကာစစ်တီးပြက်ဆိုတာရှိတယ်ကွာရုပ်ရှင်ရိုက်တဲ့အခါမင်းတို့ရုပ်ရှင်ကြည့်တယ်လို့တခန်းပေးတခန်းတပိုင်းပြီးတပိုင်းအစင်လိုက်လာတာမဟုတ်ဘူးကွာအစင်ပြေတဲ့အခန်းတွေအရင်ရိုက်ပြီးတော့အခန်းခွဲထားရတာနောက်ဆုံးအားလုံးရိုက်ပြီးပြီဆိုတော့မှဟိုအခန်းနဲ့ဒီအခန်းကိုလည်းပြန်ဆက်ကြည့်ရတာကွာအခုကလည်းရွာထဲမှာရိုက်ရမယ့်အခန်းတွေကိုအရင်ရိုက်မယ်ကွာပြီးတော့မှတော်တယ်ဝင်ရိုက်ရမယ့်အခန်းတွေရိုက်မယ်ဟုတ်မလားသူပြောမှကြုံနားလဲလို့ရဗျာဒီနေ့ဇက်ဝင်ခန်းကလည်းဂျပန်နေရွာထဲဝင်လာတဲ့အခန်းကွာမင်းကနောက်ဘဝကြတော့လဲဂျပန်စစ်ဘုံဖြစ်သွားမယ်မင်းသမီးကလည်းရွာသူလေးပေါ့ကွာမင်းသားရွေးပွဲတုန်းကဝင်ပြိုင်တဲ့မင်းကိုကြီးတို့မောင်မြင့်တို့မောင်ဦးတို့ပါခေါ်လိုက်ကွာဒီကောင်တွေကိုလည်းဂျပန်ဝက်ဆောင်ဝက်ပေးရအောင်ဒါရိုက်ကိုလေတခုခုတော့လွဲနေပြီထင်တယ်နော်ဘာလွဲတာလဲကွာကျုပ်ကြားဘူးလားဂျပန်နေဆိုတာဖြူဖြူဖိုးဖိုးကြီးတွေပါဗျာအခုကျုပ်တို့အညာသားမဲမဲတဲတဲတွေကဂျပန်ပြည်တရုတ်ဆောင်မယ်ဆိုတော့ဒါဖြစ်နိုင်မှာမလားဗျဖြစ်နိုင်ပါတယ်ကွာဖြူတယ်ဆိုတာပြည်ကြီးဂျပန်ကိုပြောတာကွာအခုဒီဇလန်တွေကဂျပန်တွေကလည်းအထက်ညာဒေသကိုတာဝန်ကျနေတဲ့ဂျပန်တွေနေလောင်ပြီးတော့အသားမဲကုန်တယ်လို့ရွှေ့လိုက်မှာပေါ့ကွာအော်ဂျပန်လည်းနေလောင်ပြီးတော့အသားမဲတာပဲနော်အဖိုးတွေပြောမနေနဲ့ဝက်စုံတွေလဲကြတော့ကွာအဝက်စားသက်တာတွေကနေဂျပန်စစ်သားဝက်စုံတွေထုတ်ရတယ်ဗျကျုပ်တို့မဲမဲတဲတဲလူတတိုင်းဂျပန်စစ်ဝက်စုံတွေဝက်ရတယ်ဗျစစ်ဝက်စုံတွေကလည်းကြီးတဲ့ဟာကြီးသေးတဲ့ဟာသေးနေဗျအကိုကြီးဝက်တဲ့ဝက်စုံလေးဆိုသေးလုံးလို့ကျယ်သီးတော့မှသေးချာစီမရောက်ဘူးကိုမြင့်ဝက်တဲ့ဝက်စုံကလည်းလက်ကလည်းတူတူကလေးအင်ကြီးလက်ရှိကလည်းလက်စကအရွယ်လောက်ကလေးပြင်းနေကြတယ်ဗျဘယ်တက်နိုင်ပါလဲဗျာဒရိုက်တာလည်းဇွတ်ဂျပန်ဆိုတော့လဲချုပ်လို့လဲဇွတ်ဂျပန်ရတော့ဗောအကိုကြီးကလည်းဝက်စုံတွေဝက်ကြည့်ပြီးတော့ရီးကျရက်နဲ့အလဲဝင်ငါတို့တွေကအညာဂျပန်တွေဖြစ်ကုန်ကြပြီအင်းဗျာဂျပန်ဆိုတော့လေဂျပန်ဗောညင်းကွာဂျပန်စစ်ဘူကမုတ်စင်မွေးနှကမ်းမွေးမပါတော့လူရုံမှပုံစံမပေါက်ဘူးဖြစ်နေတယ်ကွာသွားအိုးမဲနဲ့နှကမ်းမွေးသွားဆွဲပေးလိုက်စမ်းအိုးမဲနဲ့ဆွဲစီရလားဗျာမိတ်ကန်နဲ့လှုပ်လို့မရဘူးလားဇက်ကလည်းအဖြူမဲကကွာအထဲရောင်လဲအိုးမဲနဲ့ဆွဲထားမယ်လဲလူသိမှာမဟုတ်ပါကွာအိုးမဲနဲ့နှကမ်းမွေးဖြစ်သွားတော့တယ်ဗျာဒါလည်းချင်းကိုလေတေချာရှင်းပြမယ်မင်းတို့ဂျပန်တွေကရွာထဲကိုပြေးဝင်လာမယ်ရွာသားတွေကထွက်ပြေးပေါ့ကွာမင်းသမီးကလည်းအိမ်ထဲမှာကြံနေခဲ့မယ်ကွာအဲဒီမှာမင်းသားလှုပ်တဲ့ဂျပန်ဘိုကနေပြီးတော့မင်းသမီးကိုအတင်းတွန်းလှဲပြီးတော့မဟာရယာလှုပ်တဲ့ခန်းပေါ့ကွာဗျာအဲ့ဒါတကယ်လှုပ်ရမှာလားအေးလေဟာအဲ့ဒါကိုလေတရံလှုပ်တရုတ်တူအောင်လှုပ်ရမှာလားဗျာအေးပေါ့ကွာတကယ်ဖြစ်နေတဲ့အတိုင်းတူရင်ကောင်းတာပေါ့ဗါလေမင်းကဒီအခန်းတရုတ်မဆောင်နိုင်ဘူးလားတရုတ်ဆောင်နိုင်ပါလေဗျာဒီအခန်းကိုတရုတ်ဆောင်ရင်လို့စောင့်နေတာမဘူးနဲ့တိုင်းကျုပ်ဒီခန်းကိုအပြင်နဲ့အတူဆုံးပြအောင်ပြုံးဆောင်ပြမယ်ဗျာညနေတာကတော့ရှင်းနေရလားမသိဘူးခေါင်းကလေးငုံလို့ဗျကျုပ်အတွက်တော့ခွင်ပဲဗျအခွင့်ရေးရတော့မင်းသမီးကိုလည်းအသားယူရမယ်လို့တွေးထားမိတယ်ဗျဒရိုက်တာကြီးကလည်းဇရက်တရက်နဲ့အနာကက်လာတယ်။ဒါရောက်လည်းတင်မိမယ်နော်။တိတ်မများတော့ပြောဖို့မလိုပါဘူးကွာ။မင်းတို့ဂျပန်နေတန်းစီပြီးတော့ပြေးလာမယ်။မင်းကလည်းခါမှချိတ်ထားတယ်ကင်တိုဓာတ်ထုတ်ပြီးတော့လည်းလေတဲ့မြောက်ရမယ်။ပြီးတော့လေဝါတာရှိဝါနေဝကြည့်တဲ့လူပြောရမယ်ကွာ။ရွာသားတွေကတော့ဓာကြီးကြတော့လေလက်အောင်ကြမယ်ကွာ။အဲဒီတော့မှဒိုရှိကိုကတိအတန်ကျင်းနဲ့អော်ရမယ်ကွာ။အဲ့ဒီဒိုရှိကိုကကိဆိုတာဘာလဲဗျာရဲဘော်တွေတိုက်ကြပေါ့ကွာအဲ့လိုអော်လိုက်ရင်ကြံခဲ့တဲ့ဂျပန်တွေကလည်းသူអော်တဲ့တိုင်းလိုက်អော်ပြီးတော့လေရွာထဲပြေးဝင်လာမယ်ဟုတ်မနော်ဒိတ်တော့မခဲပါဘူးဗျာရပါတယ်ဝါတာရှိဝနေအိုကြီးဒိုရှိကိုကတိရပါတယ်ကဲစားရိုက်မယ်ဟေ့အားလုံးအသိမြေတော့ကျုပ်တို့အညာဂျပန်တတိုက်တော့ရွာဝင်လမ်းမှာတန်းစီပြီးတော့နေရာယူထက်လိုက်ကြတယ်ဗျနောက်တော့ကင်မရာကြီးဖွင့်ပြီးတော့ရိုက်ပါလိမ့်ရောရွာသားတွေကလည်းဂျပန်နေဝင်လာပြီလို့អော်ရင်းနဲ့ပြေးကြတော့ဗောဗျာကျုပ်တို့ကလည်းရွာသားတွေနောက်ကနေပြေးလိုက်တာလေကျုပ်ကဒုတိယမင်းသားဆိုတော့လေအရှိဆုံးဗောဗျာခါမှချိတ်ထားတဲ့ကင်တိုဓာတ်အတူရုပ်လေရွှမ်းကနေနဲ့မြေအောင်ဆွဲထုတ်ပြီးတော့လေပေါ်လေထောင်လိုက်တယ်ဗျပါဇက်ကအော်မယ်လှုပ်တဲ့အချိန်မှာစာသားလည်းတင်းတင်းမိတ်သွားတယ်ဝတ်တရှိဝဒိုင်တာကြီးကလည်းဆက်အော်လေးဆိုပြီးတော့လက်နဲ့လှုပ်ပြတယ်ဗျခက်တာလည်းကျုပ်လည်းဘာဆက်ပြောမှမသိတော့ဘူးဗမာလိုဆိုရင်တော်သေးတယ်ဗျာအခုကလည်းဂျပန်လိုပြောရတော့မှာမရင်လေဒရိုက်တာကြီးကလည်းဖလင်ဖြက်ရလို့ဘာလို့ဆိုပြီးတော့လဲစူးအောင်မယ်ဒါလည်းမထူးတော့ဘူးဗျအဲ့ဒါလောက်မဲ့ဒါလောက်អော်ရတော့မှာပဲကျုပ်အားအောင်စူးလိုက်နေတဲ့ဝမ်းကောင်းတိုင်းနဲ့ဝါတာရှိဝကိမချီအဲ့လိုအော်ပြီးတော့ပြေးဝင်သွားလိုက်တယ်ဗျာကျုပ်ကိမချီလို့တော့ကိုကြီးကလည်းကိမချီလို့တဲရောက်ဟင်းနဲ့ရွာထဲဝင်လာကြတာဗျဟာဆက်ရိုက်ထားဟေးမရဲလိုက်နဲ့နော်ဆက်ရိုက်ဒီကောင်းနေမအောင်နေတာမဟုတ်လားဗျမအော်လေအိုဘောကွာဖလင်ကဈေးကြီးတယ်ကွာရုပ်ရှင်ကြီးတဲ့လူတွေကလည်းဂျပန်စာတတ်တာမဟုတ်တာ
ဒီကောင်လေးဘာအော်မန်သိမှာမဟုတ်ပါဘူးကွာကင်းမကြီးဆိုတာတော့ကြုံလည်းမသိဘူးဗျာပါဇက်တဲ့ရှိတာရှော့အော်ထိလိုက်တာခင်ဗျားတို့သိရင်တော့ဂျပန်စာတက်တဲ့လူမေးကြည့်တာဒီလိုအော်ပြီးတော့လည်းပြေးလာတော့မင်းသမီးကလည်းခြံထဲကနေပြေးထွက်လာတယ်ကြုံလေးဘေးရမလဲဗျာစိတ်ထဲငါသားဂျပန်ဘူကြီးဆိုရင်တော့ဒီမိန်းကလေးကိုဘယ်လိုတော့တဘောထားမလဲဆိုတော့မှုအပြည့်သွင်းပြီးတော့မင်းသမီးကိုလည်းရကနေနဲ့ခုံအုပ်ထလိုက်တယ်မင်းသမီးကလည်းတော့သူကလည်းအောက်ကကျုပ်ကလည်းအပေါ်ကခွာလေသားကြီးပေါ့ဗျာမင်းသမီးကလည်းကျုပ်ရင်ဘက်ကိုသူ့လက်သီးစုပ်ကလေးနဲ့ဖွက်ဖွက်ထုတယ်ဗျာကျုပ်ကတော့လူယုံမှရည်တိုင်းနဲ့ရှီလို့ပေါ့ဗျာကဲရတော့ဟဲ့ဒါရိုက်ဘာဖြစ်လဲရက်လိုက်တာလေဒီမှာတတန်လို့တရုတ်ရမ်းတူနေပြီလေဗျာအေးပါပြီးရင်အဲ့ဒီအခန်းကိုလည်းစိတ်ရိုက်မှာပါအခုတော့လူစားလဲမလို့ဟိဘယ်သူနဲ့လူစားလဲမှာလဲဗျာမင်းသမီးကဒီလိုဗလာကာရလောက်တဲ့အခန်းကိုလေမင်းဝင်တယ်ကွာအဲ့ဒါကြောင့်မင်းသမီးနေရာမှာမိတ်ကပ်ပြင်းနဲ့မာမီကလူစားလဲပြီးတော့ဝင်ရိတ်မှာကွာဗျာအဲ့လိုရမလုပ်ပါနဲ့ဗျာကြောက်ပြောလို့တော့မဆုံးသေးဘူးမာမီကလည်းမင်းသမီးဝက်တဲ့အင်ကြီးလုံးကြီးပုံစံမျိုးတပုံစံနဲ့တူတာဝက်ပြီးတော့လေပြေးထွက်လာတယ်ဗျကြောက်ကလည်းတခါတည်းပြေးပေးလိုက်တယ်တန်ငယ်လေးရုပ်ရှင်ဆိုတာတဒံလို့တရုတ်တူအောင်လုပ်ရတယ်နော်မာမီကိုလည်းဗလာကာရလှုပ်လိုက်ဆမ်းပါကွယ်ဒီမျက်နှာကြီးကြည့်ပြီးတော့ကျုပ်စားရသမျှပြန်အန်ထွက်ရှင်လာတယ်ဗျာနောက်တော့ပြန်ရိုက်ကြပါဦးကျုပ်လည်းမင်းကိုလည်းမာမီကတခါတည်းတန်းဖက်လိုက်တယ်ရုပ်ပါတငယ်လေးရဲ့တဒံလို့တရုတ်တူအောင်လုပ်လीကျုပ်ခေါင်းကာလက်ခါနဲ့မလုပ်ဘူးဒါကြီးနဲ့တော့ပြင်မရဲပါဘူးဗျာဘေးကကြည့်နေတဲ့ဂျာကြီးကလည်းဂျပန်ဘူကြီးကဘာဖြစ်နေလဲမသိဘူးကွာစော်ရဲလိုက်စမ်းပါကွာအခုကဂျပန်ဘူကမင်းသမီးကိုဗလာကာရလုံနေတာနဲ့မတူဘူးမင်းသမီးကဂျပန်ဘူကြီးကိုလည်းဗလာကာရလုံနေလို့ပဲဟိအဲ့ဒီအခန်းပြီးသွားတော့လေနောက်တစ်ခန်းဗျာနောက်တစ်ခန်းမှာကျတော့မင်းသားကျော်စိုးကဒေါ်လန်ရေးရဲဘော်တယောက်ပေါ့မင်းသမီးကိုလည်းဗလာကာရလုံနေတော့မှပြေးဝင်လာပြီးတော့ကျုပ်ကိုထိုးတယ်ကျုပ်တို့အတူတူဘာတပြန်ကြားတပြန်နဲ့ပြန်ထိုးကြကြိတ်ကြမယ်အရှင်ခဲပေါ့ဗျာမင်းသားကျော်စိုးကလည်းကျုပ်ဘေးဝင်လာတယ်ဗျကျုပ်ဘာကိုလည်းခြေထောက်နဲ့ကန်ထလိုက်တာဖြောင်းနေတဲ့အတန်မြည်ပြီးတော့ကျုပ်လွင့်ထွက်သွားတယ်အသားနာတော့လူလဲဒေါသထွက်လာတယ်ဗျတဒံလို့တရုတ်တူအောင်ဆိုပြီးတော့လဲကျုပ်လဲထွက်လာတဲ့ဒေါသတွေကိုလဲပေါက်ကွဲပေးလိုက်တယ်မင်းသားကျော်စိုးကလည်းလက်သီးနဲ့ထိုးပေးလိုက်တာမင်းသားကျော်စိုးကလည်းလွင့်ထွက်သွားပါလိမ့်နောက်တော့ကျုပ်စီပြေးလာပြီးတော့မင်းကဘာကောင်လဲဘာလဲညာလဲလုံနေတာကျုပ်ကလည်းကီမှုရှိပဲတောက်လျှောက်ပြန်အောင်နေပြီဗျာဟာရဲတော်လီမင်းတို့ကတကယ်မစိုးရနေကွာဒရိုက်ဒီလူကကျုပ်ကိုတကယ်ထိုးလေဗျအာဗျာဒရိုက်တိုင်းပြောတာမဟုတ်လားဗျတရန်လို့တရုတ်တူဆိုတာလေအလက်ကောင်လေကွာမင်းသားဆိုတာရုပ်ရည်နဲ့လှုပ်ရှားရတာကွာမင်းသူ့ကိုတကယ်ထိုးလို့ဖြစ်ပါမလားသူ့ကိုထိုးတဲ့အခါကျတော့လေမထီအောင်ဟန်လုပ်ပြီးတော့ထိုးဟုတ်လားကွာဒါနဲ့ဖိုက်တင်ငန့်ပြန်ရိုက်ကြတယ်မင်းသားလည်းကျုပ်ပေါ့ကိုကန်လိုက်ပြန်လေဗျကျုပ်လွင့်ထွက်သွားတယ်တကောင်းလည်းပြန်ထိုးတဲ့အခါညာထိုးရမယ်ဆိုလို့လေမထီအောင်ဟန်မဲ့လုပ်ပါတယ်ဒီကောင်လည်းကျုပ်ကိုပြန်ထိုးတော့လေအားကြီးနဲ့ထိုးတာမို့လို့လေပါမို့လေထိပြီးတော့လေခွာကနေနေဗျာအလုံးတရန်လို့တရုတ်လူနော်ဒရိုက်တာကြီးကလည်းအော်တယ်ဗျကျုပ်ကလည်းသူ့ကိုတော့ဟန်မဲ့လုပ်ပါတယ်ဗျာသူကတော့ကျုပ်ကိုတရန်လို့တရုတ်လူဆိုပြီးတော့တကယ်ထိုးတာဗျာကျုပ်မှအလဲကွဲပဲနောက်ဆုံးကျုပ်မှောက်ပြီးတော့ပြန်မထနိုင်တော့ဒီကောင်ငါလည်းလက်သီးလက်မောင်းတန်းပြီးတော့အော်တယ်ဗျအဲ့ဒီအချိန်မှပဲရိုက်ခွင်းပြီးတော့တယ်ဗျအကိုကြီးဆိုလည်းကျုပ်ကိုပြေးလာထူးတယ်ဗျာဒေါသကြီးလည်းထွက်နေတယ်ဒီကောင်မင်းကိုတကယ်လောက်တာပဲကွာငါတကောင်သွားထိုးမယ်ကွာမလုပ်ပါနဲ့ကိုကြီးဟာတရုတ်ဆောင်ဆိုတာတူအောင်တရုတ်ဆောင်ရတယ်ဗျမင်းကွာဟိုကောင်ကတကယ်လောက်တာဟာမင်းကမထီအောင်လောက်ရတာဒါတော့ तू ကရုံနဲ့လှုပ်စားတဲ့မင်းသားကိုဗျကျုပ်ကမင်းသားမှဖြစ်သေးတာပဲသူဝါလိုက်တော့ကွာဒေါသတိုင်းမှာကိုကြီးဟာခံရတာကျုပ်ပါဗျကျုပ်ခံနိုင်ပါတယ်ရိုက်ခွင်းပြီးတဲ့ညကျတော့ဥပသာအိမ်မှာထုံးစံအတိုင်းဈေးထည့်ရတော့ဗျဥပသာလည်းကြက်ထုတ်တွေထိုးပေးဈေးတွေလူးပေးနေပေါ့ဥပသာမျက်နှာကြီးကလည်းမဲ့လို့ဗျမနဲ့ပြန်တိုင်တဲ့ခိုင်ရိုက်မယ်တဲ့ဥပသာရဲ့တောင်ရိုးဘက်မှာတော့ရိုက်မယ်ပြောတယ်ဥပသာလာကြည့်မလားမကြည့်တော့ပါဘူးလားကောင်ရာငါမင်းအထိုးခံနေရတော့မကြည့်ရဘူးကွဒီနေ့တောင်မှမနဲ့စိတ်လျှော်ပြီးပြန်လာတာဘယ်နေကွာသူ့ကြတော့ထိမှကြောက်လို့တဲ့သမယောက်ကြတော့လည်းအတကုံလှုပ်တာငါပြူစားလိုက်ရင်တော့ဒီကောင်အိမ်ကိုအလောင်းပြန်မတင်နိုင်မဲ့နဲ့ဖြစ်သွားမယ်ကွလောက်ပါလေဥပသာရာဒါလည်းတရုတ်ဆောင်နေရပါဗျဥပသာတော့တပြင်းတစ်ချက်ခိုးပြီးတော့လဲချရပါတယ်ဗျတရွာလုံးကတော့ကျုပ်ကိုထိလို့လဲနာရတာကြီးပဲဗျမင်းသားကိုလဲမြင်ကန့်နေကြပြီမင်းသားရုပ်ရည်ကိုကြည့်ပြီးတော့ငန်းတက်နေတဲ့မိမတတိုက်ကလွဲလို့ပေါ့လေအမေတော်မှကျုံမျက်နှာဖူးရောင်နေတာကြည့်ပြီးတော့လဲဒေါသတွေထွက်နေတယ်အလက်ကောင်နင်ရုပ်ရှင်စစ်မရိုက်နဲ့တော့နင်စိတ်ရိုက်မယ်ဆိုရင်အဲ့ဒီကောင်ရဲ့ခေါင်းငါရိုက်ခွင့်မိမယ်ဟဲ့မေရလေဗျာကျုပ်တောင်ဘာမှမဖြစ်ပါဘူးဗျဘာမှဖြစ်တာမဟုတ်ပါဘူးအမေပဲပြောတယ်မဟုတ်လားဒီဇလန်နဲ့နာမည်ကြီးအောင်လှုပ်စုဗျမင်းသားလှုပ်ပြီးတော့ငွေရမယ်ဆိုတော်ပါတော့လက်ကောင်ရေနင်ထိုးကြိတ်ခံနေရတာကြည့်ပြီးတော့ငါလည်းအဲ့ဒီငွေတွေမလိုချင်တော့ပါဘူး
သမီးထိုးချိတ်ခံပြီးတော့မင်းသားလုံးမနေပါနဲ့ရွာမှာပဲအေးလူဒေဆိုင်စမ်းပါဟဲ့ကျုပ်ကတော့အတန်တန်တားရတယ်ဗျမတားလို့လည်းမရဘူးဗျတော်ကြပြဿနာတွေဖြစ်ပြီးတော့ရွာပြန်သွားရင်ဒီဇလန်ပြီးမှမဟုတ်တော့ဘူးဗျအဲ့ဒီကကြတော့လေအသားနာခံထားရတဲ့ကျုပ်ကလည်းရှုံးပြီပေါ့ဗျာကျုပ်ကအမေတို့ထက်မပေါ်ရင်တော့မှအမေတို့လောက်တနာနေတဲ့လူတယောက်တော့ရှိတယ်ဗျအဲ့ဒါတော့မိတ်ကပ်ပြင်းနဲ့မာမီပဲကျုံမျက်နှာမြင်တော့လဲမြေကြီးတွေပါဝဲတက်လာတယ်တငယ်လေးရေနေတလောက်ခံပဲခံရသလားဟဲ့စက်မခံနိုင်တော့ရင်လည်းလက်ထောင်ပြလိုက်ပါလားဘာဖြစ်ပါ့မာမီရဲ့ဘာမှမဖြစ်ပါဘူးဒါပြောနေတာနေမျက်နှာအညုံမဲတွေကလည်းမိတ်ကပ်နဲ့ဖုံးရင်တော့ဖုံးမရတော့ဘူးတငယ်လေးရဲ့ဒီကျော်စုကလည်းတရားလုံးပါလေအေးမင်းသားလည်းမဟုတ်ဘဲနဲ့နင်းကန်ဖီထိုးနေရသလားဘာလေးဗျကိုကျော်စုကမင်းသားမဟုတ်လားဟုတ်တော့ဟုတ်တယ်မဟုတ်တော့မဟုတ်ဘူးအဲ့ဒီငါလည်းဘယ်လိုပြောရမလဲမသိတော့ပါဘူးတငယ်လေးနောက်တစ်ခါထိုးခန်းကြိတ်ခန်းပိုင်တငယ်လေးနေရနေငါလူစားလဲပြီးတော့ဝင်ထိုးပြီးမယ်တရောင်းစားကျော်စုတိတ်ဖို့လာပြင်လားလောကနဲ့မာမီရဲ့မာမီကိုလုံးနဲ့ကျုပ်ရဲ့ကိုလုံးကလည်းတူမမတူလားဘယ်လိုလုပ်ပြီးတော့လူစားလဲလို့ရမလဲဗျကျုပ်ကတော့ဗျာကျုပ်ဘက်ကနေဝင်ပြီးတော့လဲနာပေးနေတဲ့လူအလုံးကိုလည်းကျေးဇူးတင်ပါတယ်မင်းသမီးကလည်းကျုပ်နဲ့စကားသိမ့်မပြောရင်သူ့မျက်နှာလည်းသိမ့်မကောင်းဘူးဗျကျုပ်ကမတောင်းမဲ့တဲ့လူကတော့ကြော်စိုးပါဗျသူကတော့အေးစေးပါပဲဗျနောက်တစ်နေ့ကျတော့လဲကျုပ်မျက်နှာတွေဖူးရောင်လာတယ်ဗျကြော်စိုးကလည်းဒါကိုလည်းတွေ့ရောအလုပ်သဘောကြီးကထိတာခိုက်တာတော့ရှိတာပဲကွာဒါကိုလည်းတိတ်ပြီးတော့စိတ်ဆက်ထားမနေပါနဲ့ကွာကျုပ်ကလည်းအဲ့ဒီတခုံပဲပြောရှာတယ်နောက်တစ်နေ့ကျတော့လဲရုပ်ရှင်ချက်ချင်းမရိုက်သေးဘူးဗျကျုပ်တန်ရာတွေကလည်းကောင်းမှမကောင်းသေးတယ်ဗျသူတို့တွေကတော့location ကြည့်ဖို့ဇိုလာတောင်ရုပ်ဘက်ကိုလည်းသွားကြတယ်2ရက်လောက်နားလိုက်ရတယ်ဆိုတော့ဒရိုက်တာကြီးတို့ကတော့ဒေါဘွားနေပြီဗျရုပ်ရှင်များရိုက်ရင်များရင်လေသူတို့အတွက်တက်ချွေမကြိုက်ဘူးလေဗျတကယ်တော့သူတို့တပွဲသားလုံးကိုကျုပ်တော့တရွာလုံးကလည်းတင်ကြွေထားတာဗျမင်းသားကျော်စိုးဆိုရင်လေမျက်နှာပွင့်သလောက်မင်းနဲ့သူ့ထမင်းဝိုင်းလည်းဖုံးကြီးဝိုင်းဟာဟင်းကွက်လူမျိုးစုံနေဗျတကောလေလူပါဗျမင်းကလေးတွေဆိုရင်ပတ်ချွန်းနေခြင်းနဲ့တိတ်ပြောတာမင်းကလေးတွေထက်မိန်းမကြီးကလည်းပိုခဲ့တယ်ဗျကြတာလဲဒါမန်အပြိုတွေထက်အဲ့ဒီမိန်းမကြီးကပိုကြတာဟုတ်ဗျအဲ့ဒီညကျတော့လူတွေလည်းတိုင်ပင်ကြပြန်နေဗျနောက်နေ့တိုက်အကြောင်းခန်းတွေတိုက်အကြောင်းအခန်းတွေလည်းရိုက်မယ်လေကျုပ်လည်းတော်တော်ကောင်းနေပြီဆိုတော့လေဝင်ရဲအောင်ပေါ့ဗျတိုက်အကြောင်းကျတော့လည်းကျုပ်ကတိုက်စီရတဲ့မျက်နှာတာလည်းတိုင်နေရှင်ပေါ့မင်းသားကျော်စိုးကတော့တိုင်နေရှင်နဲ့ချစ်ကြိုက်နေတဲ့ကောင်လေးတိုက်စီရဖြစ်တဲ့ကျုပ်ကလေညနေတာကိုဖဲပြီးတော့တိုက်တူးတဲ့အခန်းရိုက်ပါအဲ့ဒီမှာမင်းသားကျော်စိုးကလည်းသူ့ချက်သူတိုင်နှန်းရှင်မထိခိုက်ရအောင်လို့ကျုပ်တို့တိုက်သမားတွေကိုလည်းဝင်တိုက်ကြိုက်တဲ့အခန်းပေါ့ဗျာအဲ့ဒီညကျတော့လေမာမီကလည်းကျုပ်ကိုတဲခိုးနေတယ်ရွာဦးเจ้าကိုလည်းရောက်လာတယ်ဗျဖျားတွေဘာတွေရှ िख ိုးပြီးတော့ကြုံနာကက်လာတယ်ဒါနဲ့တငယ်လေးမှရှိတဲ့အတွင်းပစ္စည်းတွေကိုအပြင်ကိုထုတ်ထားလိုက်ပါဗျာအတွင်းပစ္စည်းတွေအပြင်ကိုထုတ်ရမယ်ဆိုတော့လူမြင်လို့မကောင်းပါဘူးဗျာအဲ့ဒါကိုပြောတာမဟုတ်ဘူးတငယ်လေးတို့အိမ်မှာလူကြီးမိဘတွေစုဆောင်းထားတဲ့ကျွေးငွေတွေလက်ဝက်လက်စားတွေရှိတယ်မလားကျုပ်ကောင်းငိမ့်ပြလိုက်တယ်ရှိတယ်ဆိုရင်အခုညပဲအဲ့ဒီရှင်ငွေလက်ဝက်လက်စားတွေကိုလည်းရွာအပြင်ဘက်ကလူမသိနိုင်တဲ့တနေရာမှာသွားပြီးတော့ဖွက်ထားလိုက်တော့ဘာဖြစ်လို့လဲဗျပြောရရင်တော့ခက်တယ်တငယ်လေးမမီးကတငယ်လေးကောင်းဖို့အတွက်ပြောတာပါမန်တိုင်းပြောရရင်မမီးဒီရွာလေးကိုပြောတယ်ဒီရွာလေးကလူတွေရှားရွာတွေကလူတွေနဲ့မတူဘဲနဲ့ရင်ကြီးဖော်၍နှွေးထွေးကြတယ်တငယ်လေးရဲ့အခုတငယ်လေးကိုဒီအကြောင်းခေါ်ပြောတာလဲတငယ်လေးကိုမမီးကတိတ်ခင်လုံးလို့ပါကျွားကိုခင်တာကျုပ်ကိုခင်တာဟုတ်ပါတယ်လက်ဝက်လက်စားနေနဲ့ဘာဆိုင်လို့လဲဗျမမီးလေးတိတ်အများကြီးပြောလို့မရဘူးတငယ်လေးရဲ့ကြည့်ရမယ်မျက်နှာတွေကလည်းရှိသေးတယ်မမီးပြောတာနားထောင်ပါကွယ်မမီးပြောတဲ့အတိုင်းလုပ်ရင်လေတငယ်လေးတို့ခန်းသားမယ်ကွမဟုတ်ရင်တော့ပြောင်းပါပဲအဲ့လိုပြောပြီးတော့မမီးကလည်းထွက်သွားပါလိမ့်ဗျာကိုရင်နေဘုန်းကြီးကျောင်းသားတွေကလည်းအချောက်ကြီးဆိုပြီးတော့ဝိုင်းစားနောက်ကြတယ်ပါတယ်ဗျကျုပ်ကတော့မမီးပြောခဲ့တာတွေကိုလေတခုမှအကျိုးအကြောင်းဆက်လို့မရဘူးဗျသူဘာကြောင့်ဒီလိုပြောခဲ့တာလဲဘာကြောင့်ဒီလိုလောက်တာလဲဆိုတာလဲစဉ်းစားလို့မရဘူးလက်ဝက်လက်စားတွေကလည်းကျုပ်ပိုင်တာမှမဟုတ်ပဲဗျအမေတို့အဖေတို့သိမ့်နေတာမို့လားအကြောင်းမရှိဘဲနဲ့ဒီလက်ဝက်လက်စားတွေကိုရွာပြင်ထုတ်ခိုင်းနေဆိုရင်တော့ကျုပ်ကိုယူနေတယ်လို့ပဲပြောကြမှာပေါ့ဒါနဲ့ပဲကျုပ်ရင်ကုန်နှောက်ပိတ်ပြီးတော့နေလိုက်ပါတော့တယ်ဗျာနောက်တနေ့မနေ့စောစောပါပဲတိုင်နှန်းရှင်ကရိုက်ဖို့ဆိုပြီးတော့လဲရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တွေရွာနေလဲထွက်ကြတယ်ဗျရွာတွေကရုပ်ရှင်ရိုက်ဖို့လိုက်ကြည့်တဲ့လူတွေထွက်လာလိုက်ကြတာတရွာလုံးကိုကုန်ပြီးနေဗျာဒီလူတွေကြည့်ကျင်တာလည်းမပြောနဲ့လေဗျာဒီနေ့ကလည်းတိုင်ကြောင်းရိုက်မယ်နေမို့လားဗျဟိုလူတွေကြည့်ကျင်တာလည်းမပြောနဲ့လေဗျာဒီနေ့ကလည်းနန်းဝဲနန်းစားတွေနဲ့ရိုက်မှာဗျရွာတွေကထော်ထော်ချင်းချင်းလူတွေကိုလည်းတိုက်ဆောင်ဘလူးနေရနေရိုက်ခိုင်းမယ်လေဗျ
ဒါအပြင်ကင်မရာထရိတ်တွေစတန့်တွေလည်းပါမယ်ဆိုတော့လေရွာလူတွေကြည့်ပြီးပေါ့ဗျာသူတို့အတွက်အထူးဆန်းဖြစ်နေတာကိုကလေးရင်ခွင်ပိုက်သားတဲ့အမေရစလေပြက်လို့ကိုတချမ်းသိနေတဲ့လူအစုံထွက်ကြည့်ကြတယ်ဗျာရိုက်ကူးကြီးကလည်းတောင်ရိုးမှရိုက်မှာဗျရောက်ရှင်လာရိုက်မှာပဲတောင်ရိုးမှာလူတွေစီတော့တယ်ဗျာတောင်ရိုးအရှိကလည်းတောအုပ်ထဲမှာဆိုရင်လူတွေကိုလည်းအုံထားနေရပဲဗျအဖေတို့မေတို့လည်းမလိုက်စဘူးလိုက်ကြည့်ကြတယ်ဗျဟိုရောက်တော့လည်းမင်းသားမင်းသမီးတွေကိုနန်းဝဲနန်းသားတွေစင်ပြီးတယ်ကျုပ်ကတိုက်စီရနေရနေတရုတ်ဆောင်ရမှာဆိုတော့လည်းတိတ်တော့ပြင်းစရာမလိုဘူးဗျတိုက်ပုံဝက်ချိန်လုံးတစ်ချောင်းကိုင်းပစိုးရုပ်တွေထည့်ထားတဲ့လွယ်ဖောင်းဖောင်းကြီးကိုလည်းဝက်လို့ပေါ့တိုက်ကြောင်းလည်းရိုက်ပြီးတော့ရိုက်ခါနီးတော့လဲတိုက်ကြောင်းလည်းရိုက်ခါနီးတော့လဲကျွန်းသက်တာကြီးတစ်လုံးကိုလည်းဖွင့်လိုက်တယ်ဗျသက်တာထဲမှာရှင်းဝေကျနာတွေမျိုးစုံပဲဗျရွာသားတွေအကုန်လုံးလက်ပြက်သွားကြတယ်ဗျရွှေရင်ငွေတွေမနေပါလားဗျာတိုက်တာကြီးကလည်းရီမောနဲ့တိုက်ကြောင်းရိုက်မယ်ဆိုတော့လေရွှေတဲ့ငွေတွေပါလာရတာပေါ့ဗျာဒါတွေကဆက်တွေတော့မဟုတ်ပါဘူးအဆက်နဲ့တူအောင်လုပ်ထားတဲ့အထုတွေဗျအဖေတို့ကလည်းကင်ကြည့်တယ်ဗျဆိုးကျိုးတွေလက်ကောက်တွေဆိုတာအဆက်နဲ့မချပါဘူးဗျာရွှေတဲ့ပစ္စည်းတွေကြီးအတော်များတယ်ဗျသက်တာသလုံးပြည့်ဆိုတော့လေစဉ်းစားသာကြည့်ပြီးတော့ပြုဇလန်ရက်ခါနေတော့အငယ်မလည်းဂျုံနာကက်လာတယ်ဗျအခုလက်ကတော့တကယ်ကိုတိုက်စရာကြီးနဲ့တူတယ်တိုက်တူလို့ရရင်လေညီမလေးတို့လေခွင့်ပြုနော်ပေးပါပါနင်တို့လည်းဟိုရွှက်သားကြီးရွှေသက်တာကြီးတယောက်တစ်လုံးစီပေးမယ်ဟုတ်ကလားကျောက်တော်စားတော်ရင်နဲ့ရီမောနေကြတယ်ဗျငယ်မဩဒါနဲ့ညတော့ရိုက်ကူးရေးအဖွဲ့ကလူတွေအိမ်မှာစကားများကြသေးတယ်ဟင်ဟုတ်လားဘာဖြစ်လို့စကားများကြလဲမန်နေဂျာဆိုတဲ့မျက်လုံးပြူးပြူးလူကြီးနဲ့မာမီကြီးနဲ့လေရန်ဖြစ်တာကိုလည်းအိမ်ချင်းရင်းမှာအတန်တွေကြားလို့သွားနာထောင်တာမန်နေဂျာကြီးကလည်းမာမီကြီးကိုခမရတက်စာဖောက်တယ်တဲ့ဘာဖြစ်လို့ဒီလိုရှောက်ပြောတာလဲတဲ့ခမရကိုကြောက်တက်လိုက်လို့ရတယ်နော်ဆိုပဲပြောတာတွေကလည်းကြောက်စရာကောင်းလိုက်တာဟုတ်လားဘာတွေဖြစ်ကြပါလိမာမီကြီးကဘာပြောလဲငိုပဲငိုနေရှာတယ်ကိုလည်းရေမာမီကြီးကလည်းတကယ်တော့စိတ်ကောင်းရှိပြီးတော့ဖော်ရွေးရှာပါတယ်ညီမတို့နဲ့လည်းတယုံယုံနဲ့နေတာအေးဟာသူတို့ချင်းချင်းမကြည့်လေတာတခုခုရှိမှာပေါ့ဟာတိတ်မကြခင်ရိုက်ကွင်းစတယ်ဗျကျောက်ကလည်းမာမီကိုကြည့်လိုက်တော့မျက်နှာတော်တော်မကောင်းဘူးအရင်တော့ကပြောပြောရွှင်ရွှင်ရှိတတ်တဲ့သူကလည်းအခုတော့မမိုင်တွေနဲ့ဗျဒီနေ့ရိုက်ကူးကြီးကလည်းတရက်လုံးကြောင်ရိုက်ပါတယ်ဗျနေ့လေထမင်းစားနားတဲ့အချိန်ရောက်တော့မာမီကြီးကလည်းထမင်းမစားနိုင်မဲနဲ့အရေးစိမ့်စိမ့်ကြီးအမ်းပါလီကိုနောက်တော့မူးတယ်နဲ့ဗျအဲ့ဒါနဲ့ပဲမာမီကိုလည်းလက်တစီပေါ်တင်ပြီးတော့ရွာပြန်ပို့လိုက်ရတယ်ကျောက်ကတော့ရုပ်ရှင်သာရဲရတယ်စိတ်ထဲသိမ့်မပါဘူးဗျအရင်ကတော့မမားတော့မင်းသမီးကိုလည်းဖမ်းဆီးပြီးတော့ချိန်လုံးနဲ့ရိုက်လို့နှိပ်စက်ရတဲ့အခန်းတွေပါတယ်ဗျမင်းသမီးကလည်းငိုရှာတာပေါ့ဘေးကကြည့်နေတဲ့လူတွေလည်းရုပ်ရှင်ရိုက်နေတယ်ဆိုတာမေ့သွားပြီးတော့လိုင်းငိုတဲ့သူကလည်းငိုရတယ်နောက်တော့ထုံးစံတိုင်းမင်းသားလည်းဝင်ချလာပြီးတော့အုံပွဲငပြောပွဲတွေလည်းမှောက်တယ်ကျုံတဲ့မင်းသားထိုးကြကြိတ်ကြလုံးကြထွေးကြပေါ့ဗျာမင်းသားလည်းဟိုနေ့တုန်းကတော့လက်သေးသိမ့်မပြင်းပေမဲ့တကယ်ထိုးတာတော့ထိုးရပြီဗျာကျုပ်ကလည်းအထီးနာရတာပေါ့ဇလန်းရလည်းကျုပ်ကခံရမယ်လူလေဗျာကျုပ်တော်နာသွားတော့မှကျုပ်စီကနေစေးမုံတွေတောင်းပြီးတော့တိုင်တန်းရှင်ကိုလည်းကြိုးပြပြီးတယ်တိုင်တန်းရှင်ကလည်းမင်းသားကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့သူနဲ့အတူတူလိုက်ခဲ့ပါဆိုပြီးတော့လေခေါ်သွားတယ်ဗျအဲ့ဒီမှာတခန်းရက်တယ်ဗျအချိန်ကတော့နေကြချိန်ညနေ3 နာရီလောက်ပေါ့ဒီနောက်ပိုင်းခန်းကတော့ကျုံပါတော့ဗျမင်းသားလည်းတိုင်တန်းရှင်အဝယ်စားဝက်မင်းသမီးကလည်းတိုင်တန်းရှင်အဝယ်စားဝက်ပြီးတော့နှစ်ပါးသွားလိုမျိုးကကြဆိုရတဲ့အခန်းပေါ့ဗျဒရိုက်တာကြီးကလည်းသူတို့ယူလာတဲ့ကက်ဆက်ကြီးကိုလည်းစောင်းပေါက်နဲ့ဖွင့်နေဗျနှစ်ပါးသွားသချင်းတစ်ခုဖွင့်ပြီးတော့လည်းရိုက်ပါလိရောဇက်ပွဲအငိမ်ပွဲကြိုက်တဲ့ကျုပ်တို့ရွာလူတွေအတွက်တော့သူတို့နှစ်ပါးသွားကန်ရိုက်တာဇက်ပွဲလက်ကကြည့်နေရတယ်လို့ပဲဗျသချင်းတန်ကြားလိုက်ရကြတဲ့ရွာမှာကြံနေတဲ့လူတွေပါအကုန်သွားကြည့်ကြတယ်ဗျကျုပ်ကပါတော့တဲ့အခန်းကိုလေကျုပ်လည်းစက်မကြည့်ကျင်တော့ဘူးဗျကျုပ်စိတ်ပူတာတော့အစိမ်းရွတွေအန်နဲ့မာမီကိုပဲမာမီရွာမှာတယောက်တည်းအစဉ်ပြေမလားဆိုတာလေသိကျင်လို့ရွာကိုလည်းထွက်လာခဲ့လိုက်တယ်ဂျာကြီးတို့ကိုလည်းမတွေ့တော့ဘူးဘယ်သွားကြလဲမသိပါဘူးဗျာကျုပ်တယောက်တည်းရွာဘက်ကိုလည်းထွက်လာနေတဲ့ရွာကိုရောက်လာခဲ့တယ်ဆိုတော့ကျုပ်ရောက်တော့ညက်နေနဲ့စောင့်နေပြီဗျအိမ်မှာလည်းဒူတယောက်မှမရှိလို့တိတ်ဆိတ်နေတာပဲဗျာမာမီကလည်းအငယ်မတို့နေတဲ့အိမ်အောက်ကခန်းမှာနေတာဗျကျုပ်ခန်းတကားဝမှာရက်လိုက်တော့မာမီကလည်းဟိုဘက်လဲပြီးတော့ကိုကလေးအိတ်နေကျုပ်ရိတ်ကိုမြင်တော့လဲလန်သွားပုံရတယ်ဗျကိုဗျူရှင်ကျမကိုတတ်ဖို့လာခဲ့တာလားကျုပ်စိတ်ထဲထိတ်ကနေနဲ့ဖြစ်သွားတယ်ဗျကျုပ်ဘာမှမပြောဘဲနဲ့ဆက်ပြီးတော့ပေပြီးတော့ရက်နေလိုက်တယ်မာမီကလည်းတတ်မယ်ဆိုရင်လည်းမြင်နာတတ်ပါရှင်ဒါပေမဲ့ကျမကိုဂရီးတစ်ခုတော့ပေးပါရှင်ပညာနဲ့ရွာပစ္စည်းတွေအားလုံးယူမယ်ဆိုရင်တော့ငယ်လေးတို့အင်္ဂါပစ္စည်းတွေကိုလည်းခြံထားပေးခဲ့ပါရှင်ဒါကျမရဲ့နောက်ဆုံးတောင်းဆိုချက်ပါဘာဗျခင်ဗျာဘာပြောလိုက်တယ်လဲမာမီကျုပ်ပြေးပြီးတော့မာမီကိုလည်းဆွဲလဲလိုက်တယ်မာမီကလည်းကျုပ်ကိုမြင်တော့လဲအံ့ဩနေကြတယ်ဗျသူ့အောက်ပိုင်းမှာလည်းချီးစိမ့်တွေပန့်ထားတာမသိဘူးဗျ
ရွှဲဆိုနန်းစောနေ ဟင်တငယ်လေးပါလား မမီခုနကဘာပြောလိုက်တာလဲဥအောင်ပြူကရွာပစ္စည်းတွေကျူးမယ်ဆိုတာဘာတိတ်ပဲလေဗျမမီကလည်းမြေရည်တဲ့တဘောပေါင်းနဲ့ကြာလာဗျာခဏကြာမှခေါင်းငိမ့်နေမမီလေးတေလူဖြစ်နေပါပြီတငယ်လေးရဲ့မနေ့ကတငယ်လေးကိုစကားပြောတယ်ဆိုပြီးတော့ဥအောင်ပြူကမမီကိုတတ်တော့မှာကွအခုချိန်မှတော့မထူးလို့ပါဘူးတငယ်လေးမမီအားလုံးပြောပြမယ်ပြောပြပါမမီကျုပ်ဘာမှနားမလဲတော့ပါဘူးဗျာတကယ်တော့မမီတို့ကရုပ်ရှင်ရိုက်တဲ့လူအစ်စ်တွေမဟုတ်ကြပါဘူးမမီတို့ကနယ်လှည့်ပြီးတော့လိန်စားနေကြတဲ့ဂိုင်းတစ်ခုပါဂိုင်းကောင်းဆောင်ကတော့ရှူတင်မန်နေဂျာကိုအောင်ပြူပဲကိုအောင်ပြူကမော်စီယာကြီးတငယ်လေးရဲ့သူကလည်းမော်ပညာတွေတက်တယ်ကိုအောင်ပြူကမော်စီယာကြီးတငယ်လေးရဲ့သူကမော်ပညာတွေတက်တယ်အရင်ကတော့တကူလေးလှုပ်ရှားတဲ့လူပေါ့ကွယ်ကျုပ်ထင်တော့ထင်သားဗျဒီလူကြီးကတော့တမျိုးကြီးပါပဲလို့မမီတို့ကအရင်တော့ကတော့ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တစ်ခုကလူတွေပါပဲကွယ်ပါတီကောင်စီခေတ်မှာတိုက်သမိုင်းနေဇလန်းနေစုံးကွေဇကားတွေရိုက်ကူးခွင့်ပိတ်လိုက်တဲ့အခါမမီတို့နဲ့ရုပ်ရှင်အဖွဲ့ကြီးကလည်းအလုံးလည်းမဲ့ဖြစ်သွားတယ်အဲ့ဒီမှာကိုအောင်ပြူနဲ့ဒရိုက်တာကြီးနဲ့တွားပြီးတော့ချိန်မိတော့ပါပဲကိုအောင်ပြူကလည်းနေစုံနေပြကြေးရွာတွေကိုတွားပြီးတော့တိုက်သမိုင်းကရိုက်မယ်ဆိုတဲ့ပုံစံတရုပ်ဆောင်ခိုင်းတယ်နေရလူတွေကလည်းရုပ်ရှင်အဖွဲ့ကိုရုပ်ရှင်ရိုက်တာတို့လည်းမြင်မြင်မှုကြတာတငယ်လေးရဲ့ဒီကြားထဲသူတို့ရွာလူတွေမင်းသမီးအဖြစ်ပါရတယ်တရုပ်ဆောင်ဝင်ရရတယ်ဆိုတော့ပို့ပြီးအားပေးကြတာပေါ့ကြေးရွာကိုလည်းတပတ်လောက်အယုံသွင်းပြီးတဲ့အခါရွာနဲ့ခလန်းလန်းကိုထွက်ပြီးတော့ဇလန်ရိုက်ကြတယ်အရက်ထဲကရွာလူတွေရိုက်ကွင်းရောက်နေတဲ့အချိန်မှာကိုအောင်ပြူကလည်းရွာကိုပြန်လာပြီးတော့သူ့ရဲ့မော်ပညာနဲ့ရွာအိမ်တွေမှာရှိတဲ့ရွှေငွေပစ္စည်းတွေအကုန်လုံးအလစ်တော့ခိုးယူတယ်ခိုးယူပြီးတာနဲ့အရေးကြီးကိစ္စရှိတယ်ဆိုပြီးရွာနေညာတွင်ချင်းကားနဲ့ပြန်ထွက်ခဲ့ကြတယ်ရွာသားတွေသိတဲ့အချိန်မှာအကုန်နောက်ကျကုန်ပြီမမီတို့ကနာမည်တွေပြောင်းပြီးတော့နောက်ထပ်သားကောင်ဖြစ်မဲ့နေစုံနေပြကြေးရွာလေးတွေကိုထပ်ပြီးတော့ရှာဖွေလင်းရတာပေါ့ကွယ်ဗျာမမီတကယ်ပြောနေတာမမီတို့တစ်ခွဲလုံးကကိုအောင်ပြူရဲ့စီစားရကိုပဲခံနေရတဲ့လူတွေပါကွယ်ကိုအောင်ပြူကသူ့ရဲ့မော်ပညာနဲ့မမီတို့ဘိုက်ထဲကိုလည်းအပင်းသွင်းထားတယ်တကယ်လို့ဒီအကြောင်းတွေကိုတရယောက်ကိုပြောခဲ့မိတယ်ဆိုရင်အဲဒီလူဟာအပင်းထိပြီးတော့သေရလိမ့်မယ်ဘာထားကြောင့်ဘူးဗျဒါကြောင့်မမီကအပင်းမိတော့ဘူးဒါပေမဲ့မမီဘာမှစိတ်မပူနဲ့ကျုံမမီကိုကို့ပေးမယ်မမီကိုလည်းကိုးသားပေးနိုင်တဲ့လူတစ်ယောက်ရှိတယ်မမီဇောင်းကိုမော်စီယာတွေကိုနိုင်နေနိုင်တယ်ပညာသည်တစ်ယောက်ရှိတယ်မမီရဲ့ကြောက်သူ့ကိုသွားခေါ်ပြီးတော့မမီကိုကို့ပေးမယ်ဒီပါစီတငယ်လေးရဲ့အဲဒီလိုလူရှိတယ်ဆိုရင်လည်းမမီကိုမကူပါနဲ့ဘိုးချင်းလောက်ဆိုရင်ကိုအောင်ပြိုးတို့လှုပ်ရှားတော့မယ်တင်တယ်တငယ်လေးရဲ့ပညာသည်ကြီးကိုလည်းရွာထိတ်ခေါ်သွားပြီးတော့ကိုအောင်ပြိုးကိုလည်းတားဆီးပါကွယ်မဟုတ်ရင်တော့ဒီယာသားတွေအနည်းနဲ့လှလှစူဆောင်းထားခဲ့သမျှတွင်းပစ္စည်းတွေအကုန်သူ့လက်ကိုပါသွားပါလိမ့်မယ်မမီကအစင်းပြေးလားမမီကလည်းခေါင်းကြီးနေပြီးတော့လည်းကြောက်ကိုပြုံးပြတယ်ဗျရပါတယ်တငယ်လေးရဲ့မမီကအလက်ကြီးရှိပါသေးတယ်နောက်တစ်နာရီနှစ်နာရီလောက်နဲ့မသေးလောက်သေးပါဘူးရတယ်ဗျာကြောက်အဲ့ဒါကိုဦးအောင်ပြိုးကိုအရင်သွားတာမယ်နော်အဲ့ဒါဆိုရင်သူနဲ့လည်းစင်းရင်ရှင်းပြီးရင်တော့မမီကိုလာခဲ့မယ်ဗျာမြန်သွားတော့တငယ်လေးဒီချိန်လောက်ဆိုရင်တော့ကိုအောင်ပြိုးတွတ်လုံငန်းနေစတင်နေလောက်ပြီကွကျောက်လည်းအိမ်မောကနေအမြန်ဆင်းလာခဲ့လိုက်တယ်ဥပဒါအိမ်ကိုရောက်တော့ဥပဒါမရှိဘူးဗျဒီချိန်လောက်ဆိုဥပဒါကွင်းနဲ့ရောက်နေတာနေမှာပါကျောက်ဥပဒါကိုလည်းခေါ်ဖို့ရွာပြင်လည်းထွက်ခဲ့တော့ရွာထိတ်ကိုပင်အောက်မှာဥအောင်ပြိုးကလေကြော်ပွဲခင်းပြီးတော့မရောက်နိုင်မွေးနိုင်နေထိုးလို့ဗျသူ့ဟာရုံနဲ့သူကုန်းကလုံနေတာမဟုတ်လို့ကျောက်လာတာကိုလည်းမမြင်လိုက်ဘူးတင်နေဗျကျောက်လည်းဆက်မပြေးတော့ပဲနဲ့အနာခြံစည်းရိုးတစ်ခုနဲ့꿰ပြီးတော့သူဘာဆက်လုံးမလဲဆိုတာကိုလည်းကြိတ်နေလိုက်ပြီလေဦးအောင်ပြိုးနဲ့ကျောင်းနဲ့ဆိုရင်ဝါနဲ့ပြန်3ပြန်လောက်ပဲဝေးမယ်ထင်နေဗျကြော်ပွဲကြီးရဲ့ရှိမှာတော့တက်တာကြီးတစ်လုံးရှိတယ်ဗျသူတို့ရုပ်ရှင်ရိုက်ကူးရေးဖွဲ့သားတွေတုံးကြတဲ့ကျွန်းတက်တာကြီးပေါ့ဗျရွက်ဖက်နေနဲ့တလန်လောက်ရှိမဲ့ကျိန်လုံးတစ်ခုကိုလည်းကြော်ပွဲကငပြောသေးတွေကြားထဲမှာထိုးဆက်လိုက်ပြီးတော့လက်အုပ်ရှိပြီးတော့ဆက်ပြီးတော့ရွက်ဖက်တယ်ရွက်ဖက်ပြီးတာနဲ့ကျိန်လုံးကြီးကိုလည်းဆွဲယူလိုက်တယ်ဗျဘိုင်းဦးနာမင်းကြီးရဲ့တကောအာနုဘောကြောင့်ဟောဒီနေရာနဲ့မသက်ဆိုင်တဲ့ဝဲမိုင်ရာပိုင်းနေပိုင်းလမ်းပိုင်းတွေအကုန်လုံးရှောင်ကြရှားကြစဟိပြောရတဲ့မြေကြီးကိုလည်းကျိန်လုံးနဲ့ရွှမ်းကနေနဲ့ရိုက်တယ်ဗျာဒီတခါတော့ဟောဒီရွာကိုအုပ်ချုပ်ပိုင်သွားရတဲ့ရွာတော်ရှင်ကိုခေါ်ထည့်လိုက်မယ်ရွာတော်ရှင်မနေ့အမြန်ငါရှိရောက်ဆက်ဟာဒီတခါလေးမြေကြီးပေါ်ကိုကျိန်လုံးနဲ့ရိုက်ထည့်လိုက်တယ်ဗျသူရိုက်တဲ့နေရာမှာလည်းအဖိုးကြီးတယောက်ဘွားကနေနဲ့ပေါ်ထွက်လာတယ်ဗျာအဲ့ဒါရွာတော်ရှင်အဖိုးကိုဦးအောင်ပြည့်ရလဲတစ်ချက်ပြုံးလိုက်နေတယ်ကဲရွာတော်ရှင်အဖိုးကြီးကျုပ်ရှေဝေးဝေးတွေမပြောချင်ဘူးရွာတော်ရှင်ဆိုတာဒီရွာမှာဘယ်နာအကြတာအစသိတယ်မို့လားဒီရွာအိမ်တွေမှာရှိတဲ့အိမ်ဝိုင်းဆောင်ခြံဝိုင်းဆောင်တွေကိုအများရဲ့ပညာနဲ့ချုပ်ဆန့်ပြအောင်မငါမင်းလိုဆရာစုပ်ခိုင်းနိုင်လို့ရမလားကွာအဖိုးကတော့နားချင်းမိတယ်နဲ့နွားများလိုကြိမ်တုပ်ပြီးမှမက်မထင်နဲ့
ဦးအောင်ပြိုကလည်းရွာတော်ရှင်ဖိုးကိုလည်းကျိန်နဲ့ရိုက်ထက်တယ်ဗျာရိုက်တာမှဘယ်ပြန်ညာပြန်ကိုရိုက်တာရွာတော်ရှင်ဖိုးကလည်းဘာမှပြန်မလုပ်နိုင်ပဲနဲ့လှိမ့်ခံနေရရှာတယ်ဗျခဏကြာတော့မှတော်ပါတော့လုံးပါမယ်ငါ့ကိုမရိုက်ပါနဲ့လို့ကွာဒါဆိုရင်လည်းကြုတ်ပြောသလိုအိမ်စီချန်စီယိုအိမ်ဆောင်ချန်ဆောင်ဝိုင်းဆောင်တွေကိုလည်းခေါ်ထုတ်ဗျာရွာတော်ရှင်ဖိုးကလည်းရွာဘက်ကိုတစ်ချက်လဲကြည့်တယ်ဗျပါဇက်ကလည်းပွားစီနဲ့ပြောနေဘာပြောလဲတော့မသိဘူးဗျအိမ်မကြခင်မှာပဲရွာထဲကနေလူတွေတအုပ်ကြီးထွက်လာတယ်ဗျလူတွေဆိုရင်လည်းမှန်မှန်ထိုင်းတွေဗျယောက်ျားတွေရောမိန်းမတွေရောပါတယ်ပုံစံကလူတွေလို့ဆိုရင်လည်းတောင်းတောင်ကြီးတွေရက်နေကြတာဗျသူတို့ဒူးအောက်ပိုင်းလောက်ကစပြီးတော့မုံဝါရေးရေးကလေးပဲဖြစ်နေကြတယ်သူတို့ကလည်းလမ်းမလျှောက်ပဲနဲ့တရွတ်တိုက်ရွှေ့တယ်လို့မျိုးရွှေ့လာကြတာဗျဦးအောင်မျိုးကလည်းဘုရားညောင်ကြီးအိုးလို့အိုးလေးတစ်လုံးလည်းထုတ်လိုက်တယ်အိုးလည်းမမ်းမှုတ်ပြီးတော့ရေပြင်ပေါ်ချလိုက်တယ်ဗျရွာထဲကထွက်လာတဲ့ယာနဲ့ချီတဲ့လူအုပ်ကြီးကိုကြည့်ပြီးတော့အိုးထဲဝင်ဖို့အမိန်ပေးတယ်မန္တန်နေရော့ပြီးတော့အိုးနှုတ်ခမ်းကိုလည်းကျိန်နဲ့၃ချက်ရိုက်တက်လိုက်တာအဲ့ဒီလူအုပ်ကြီးကိုလည်းအိုးကလည်းစုပ်ယူသွားသလိုဖြစ်သွားပြီးတော့တယောက်ပြီးတယောက်အိုးထဲကိုလည်းစုပ်ခံကြရတယ်ဗျတချို့ကလည်းရွာထဲကိုလည်းပြန်ဝင်ပြေးမလို့ဗျဦးအောင်ပြိုကလည်းအဲ့ဒီပြေးတဲ့လူကိုလည်းကျိန်တုံးနဲ့လှမ်းညွန်ထိုးလိုက်ရင်အဲ့ဒီလူကလည်းမပြေးနိုင်တော့ပဲနဲ့နောက်ပြန်တရွတ်နဲ့ပါပြီးတော့အိုးထဲကိုလည်းဝင်ရရှာတယ်ဗျ9မိနစ်တောင်မကြာလိုက်ပါဘူးဒီလူအုပ်ကြီးတစ်ခုလုံးအိုးထဲရောက်သွားတော့တယ်ဦးအောင်ပြိုကတော့အိုးပေါ်ကိုလည်းအင်းနေဆွဲထားတဲ့ပိတ်စာတစ်ခုနဲ့လည်းအုပ်လိုက်ပြီးတော့ဂျိုးနေရောင်လေးတစ်ခုနဲ့ပတ်ချီလိုက်တယ်ဗျတနည်းပြောရရင်တော့အိုးဖုံးကိုလည်းပိတ်စာနဲ့ပိတ်လိုက်တာပေါ့ဗျဒါတော့ရှင်ဘိုးကတော့မျက်နှာမကောင်းဘူးဗျမင်းဒီလိုမလုပ်ပါနဲ့ကွာငါဒီရွာလူတွေပေါ့မိခိုပြီးနေရတာပါကွာငါ့ကိုလည်းနည်းနည်းတနာပါအောင်ကွာဦးအောင်ပြောလဲရီးပါလေရောကျောက်ကမတနာတယ်ဘူးဗျဦးအောင်ပြောလဲခေါင်းကတက်တာကြီးကိုလည်းလက်နဲ့ပုတ်ပြီးတော့ဟောဒီရွာတင်းကရှင်းဝဲရတနာတွင်းထက်တတ်ထုတန်ဖို့ရှိတာပဲဗျငါအမိန်နဲ့ပုံအောင်ရကနေထွက်လာခဲ့ပြီဟောဒီတက်တာတွေကိုဝင်ကြတဲ့ဟဲ့အဲ့လိုပြောပြီးတော့သူ့လက်မှာဝဲထားတယ်လက်စော့တစ်ခုကိုလည်းတက်တာနဲ့ပြစ်ထက်လိုက်တယ်ဗျကျိန်လုံးကြီးနဲ့တက်တာကိုလည်းတတောက်တောက်နဲ့ကောက်နေသေးတယ်ထိုးစမ်းတာတစ်ခုကတော့မြေကြီးပေါ်ကိုတရွတ်တိုက်ဆွဲလာတဲ့အတန်လေးနဲ့ကြားရတယ်ဗျဘာမှမမြင်အောင်နောက်တော့တက်တာတွေကိုတစ်ခုခုပြစ်ထက်နေသလိုမျိုးချွင်ကနေနဲ့လေအတန်တွေကြားနေရလေကျုံလက်ဆက်ကြည့်မနေတော့ဘူးဗျာဒါနဲ့ပဲခြံခွေကနေပြေးထွက်လိုက်တယ်ဟိတ်ရလာတော့ကျုပ်ထွက်လာတော့ဥအောင်ပြိုကလည်းလန်သွားတယ်ဗျခမရတို့ကြံနေတာတွေကျုပ်ကုန်တေးထားပြီနော်ခမရလောက်ရက်တွေရက်ရန်တန်းနဲ့ရက်လိုက်စမ်းပါဥအောင်ပြိုဩမင်းကသိနေတာဟုတ်ကွာဟုတ်မှလွယ်ရောဟိုအချောင်းမမင်းကိုပြောလိုက်တာမဟုတ်လားကွာဟေးသူပြောမပြောကျုပ်ကသိပြီးသားပါဗျာကျုပ်ကပြောရင်ဆိုရင်လည်းသူ့စီပြေးဝင်လိုက်ပြီးတော့တို့ရှိရကတော့ဝဲရီကိုလည်းခြေထောက်နဲ့ကန်ကြတယ်လေဗျာသက်တာတွေကိုလည်းကြည့်လိုက်တော့သက်တာတွေမှာရွှေတယ်ပစ္စည်းတွေတော်တော်များများရောက်နေကြပြီဗျဦးအောင်ပြိုးလည်းရုပ်တရက်ဆိုတော့လန့်သွားပုံရတယ်နောက်မှကျုပ်ကိုကြည့်နေမင်းကတေချင်လို့ဝင်ရှုပ်တယ်ပေါ့ဟုတ်လားငါလက်ကသွင်းမစွန့်ချင်ပြီမဲ့အခုတော့စွန့်ရတော့မယ်ကွာဒီလူရဲ့လည်းကျုပ်ကိုချိန်လုံးနဲ့ရိုက်တက်လိုက်တယ်ဗျာချိန်လုံးသေးသေးကလေးဆိုရင်လည်းကျုပ်လွင့်ထွက်သွားတယ်နောက်တော့ကျုံရဲ့ရင်ဝါကိုလည်းချိန်လုံးနဲ့ထောက်ထားတယ်ဗျအဲ့ဒီချိန်လုံးကိုလည်းတပြေးပြေးနဲ့ဆွဲတင်ထည့်လိုက်တာကျုပ်လေပေါ်လည်းတပြေးပြေးနဲ့မြောက်တဲ့သုံးအောင်ဗျာဒီကောင်ကိုခြေလေးပဲပြုတ်ထွက်သွားအောင်လို့ဆွဲလိုက်ကြဟဲ့သူ့အမိန်ပြီးတော့ကြောက်ခြေထိတ်လက်ထိတ်တွေကိုလည်းလာဆွဲတာခံရတယ်ဗျဘာတွေလဲတော့မသိဘူးဗျမြင်တော့မမြင်ရဘူးသူမွေးထားတဲ့ပညာတွေဖြစ်ရမယ်ဗျသူမွေးထားတဲ့တပည့်တွေလည်းဖြစ်ရမယ်ကြောက်လက်တွေကိုလည်းအတင်းဆွဲလို့ကြောက်လက်ဆက်တွေကလည်းနာကျင်လာတယ်ဗျကြောက်အားကနေအတန်ကုန်ဟဲ့ပြီးတော့អော်လိုက်ပြီလေဗျဒီချိန်မှာပဲဥပသာကြီးကလက်ကနေနဲ့ရောက်လာတယ်ဗျဦးအောင်ပြိုးရဲ့ကြောကုန်းလည်းသူ့လက်ဝါးနဲ့ရိုက်တက်လိုက်တာဦးအောင်ပြိုးတယောက်တော့မြေပေါ်ဂျွန်းပြစ်ကြသွားတယ်သူလဲသွားတော့ကြောက်လဲလေဘောကနေပြုတ်ကြတယ်ဗျဦးအောင်ပြိုးကလည်းကုန်းယုံထိုင်နေတယ်ဘယ်ကောင်သာရှုပ်တာလဲကွာရှုပ်တဲ့ကောင်သေပြီတော့ဦးအောင်ပြိုးကလည်းဥပသာကိုချိန်လုံးနဲ့လှည့်ရိုက်ထစ်တာဗျဥပသာလည်းအနောက်ကိုခုံဆုပ်ပြီးတော့ရှောင်လိုက်ရတယ်မင်းကပညာသေးပါလားကွာမင်းတို့လိုပညာသေးတွေကိုကြီးနေကောလာခဲ့တာကြာပြီကွာငါရဲ့ရမထာချိန်ဆွမ်းကိုလည်းမြည်ကြည့်စမ်းဟဲ့ဥအောင်ပြောလဲဥပသာစီကိုပြေးဝင်ပြီးတော့ချိန်လုံးနဲ့စောင့်ထိုးတာဗျဥပသာလည်းအနောက်ကိုခုံဆုပ်ပြီးတော့ရှောင်လိုက်တယ်ပညာနဲ့ရှောင်လိုက်တာမို့လို့လေတဲ့တစ်ချက်တည်းဝဲထွက်သွားပြီးတော့9ပေလောက်ကွာကိုလည်းကျသွားတယ်ထူးဆန်းတာကတော့ဥအောင်ပြိုးရဲ့ချိန်လုံးဟာသူ့လိုရှည်ထွက်လာပြီးတော့ဥပသာရဲ့ရင်ဘက်ကိုလည်းတန်တိုင်ထိုးမိသွားတယ်ဗျဥပသာလည်းအင်္ဂနဲ့တစ်ချက်អော်ပြီးတော့လည်းဒူးတစ်ဖက်ထောက်လို့ထိုင်ကြသွားတာဗျဥအောင်ပြိုးကလည်းတဟားနဲ့ရှိတယ်ဘလို့လဲကွာပညာသေးရမင်းရဲ့ပညာအိုးငါချိန်လုံးနဲ့ဖိတ်ထားလိုက်ပြီလေကွာမင်းဆက်ပြီးတော့ကြိုးစားမယ်ဆိုရင်မင်းရဲ့ပညာကိုစိတ်မှကွဲထွက်သွားအောင်လို့ငါလှုပ်ထည့်လိုက်မယ်ကွာဥပသာလည်းမျက်စောင်းကြီးခဲလို့ကြည့်တယ်ဗျ
ဒီလိုဖြစ်မယ်လို့လဲထင်တော့မရဘူးဗျအခုတော့ဟိုလူကလည်းဥပသားရဲ့ချက်ကောင်းကိုလေထောက်ထားလိုက်ပြီမို့လားအောင်မေငါ့ကိုဘလို့မျက်လုံးနဲ့ကြည့်ရလေကွာပြန်ပြင်လိုက်စမ်းမင်းရဲ့ကြည့်တွေကိုငါမကြိုက်ဘူးနော်ဥပသားတော့စက်ကြည့်နေတော့ပဲဗျပြောနေတာတော့မဟုတ်ဘူးလားကဲကွာနည်းနည်းခံစားလိုက်စမ်းဥပပြောလဲချိန်လုံးကိုတွန်းနေလိုက်တယ်ဗျချိန်လုံးရဲ့အားနဲ့ဥပသားရဲ့ရင်ဘတ်တောင်မှနည်းနည်းချက်ဝင်သွားတယ်ဗျဥပသားရဲ့ပါဇက်ထဲကနေသွေးတွေပွက်ခနဲ့ကြလာတယ်ဗျကျောက်တစ်ခုခုလုံးမှဖြစ်တော့မယ်ဗျနောက်ဆုံးကြံရမရတာနဲ့ဥအောင်ပြုတ်ရဲ့ချိန်လုံးကြီးစီကိုလဲပြေးဝင်လိုက်တယ်တသက်လုံးလောက်ရှိတဲ့ချိန်လုံးကလည်းဥပသားကြီးအထိရောက်နေတာဆိုတော့အလဲမှာလဲရှိဘူးဗျကျောက်ကအဲ့ဒီအလဲကိုလဲပြေးဝင်ပြီးတော့ချိန်လုံးကိုလဲလက်နှစ်ဖက်နဲ့စုပ်ကင်ထစ်လိုက်တာဗျလူတော်ကိုလုံးဓာတ်လိုက်သလိုခံစားလိုက်ရပြီးတော့ကျင်တက်သွားတော့ဗျကျောက်ရင်ဘက်ကလည်းဘက်ထရီအိုးကျောက်အရင်ကဘက်ထရီအိုးကင်လို့ရှင်ဓာတ်လိုက်ခံရဘူးတယ်ဗျအခုလဲအဲ့ဒီလိုပဲခံလိုက်ရတာကျောက်ချက်တောက်တွေပြော့ခွေကျသွားတယ်ဗျဥပသားလည်းကျောက်ကိုလှမ်းအောင်တယ်အတော့မလုံးနဲ့ကွာကျောက်ကမရတော့ဘူးဗျသေချင်းသေပါစေဆိုပြီးတော့ချိန်လုံးလဲလက်အားနဲ့ညှစ်ပြီးတော့ချိုးရတော့ဗျဥအောင်ပြကလည်းကျောက်ဒီလိုလုံးမယ်မထင်ဘူးကျောက်ကအားကုန်သုံးပြီးတော့ချိုးတက်လိုက်တာချိန်လုံးကလည်းကျောက်ခနဲ့အတန်မြည်ပြီးတော့ဖွာတော့သွားတယ်ဗျချိန်ဆိုတော့လဲချက်ချင်းတော့မကျိုးဘူးပေါ့အဲ့ဒီလိုအမြင်နဲ့ထွက်ပြီးတော့ရောင်ကလေးကျိုးသွားတဲ့ချိန်လုံးကျိုးသွားတဲ့နေရာကနေအဖြူရောင်လင်းတွေထွက်လာတယ်ဗျဦးအောင်ပြကတော့မလုံးနဲ့ကွာဆိုပြီးတော့လဲတစ်ချက်တည်းអော်ထက်လိုက်သေးတယ်ကြောက်ကြည့်နေတော့မှပဲမမြင်နိုင်တဲ့အားတစ်ခုကတွန်းလိုက်သလိုဖြစ်ပြီးတော့ဝုန်းနဲ့ပေါက်ကွဲထွက်သွားတော့တယ်ဗျပေါက်ကွဲတဲ့အချိန်ကြောင့်ကြောက်ဆိုရင်တော်တော်ဝေးလင်းထွက်သွားတာဗျလူလဲထားပြီးတေချာပြန်ကြည့်တော့ဦးအောင်ပြလက်ထဲရဲ့ချိန်လုံးကလည်းဘွာလန်ထွက်နေပြီဦးအောင်ပြကလည်းပြုတ်ထွက်နေတဲ့သူ့ရဲ့မျက်လုံးကြီးနဲ့ချိန်လုံးကိုလည်းကြည့်နေတယ်တွားပါပြီငါရဲ့မော်ပြစ်ပါပြီကွာဥပသားလည်းလက်ခနဲ့ပြေးလာပြီးတော့ဦးအောင်ပြရဲ့လေကုတ်ကိုလည်းလက်နဲ့ဖမ်းဆုပ်လိုက်တယ်ဗျာဦးအောင်ပြကလည်းတဆက်တုံပြီးတော့ရေပေါ်လက်ဒုနဲ့ဖက်ထောက်လို့ထိုင်ကြပါတယ်ကျုပ်ကိုချမ်းသာပေးပါဗျာကျုပ်ယူလာတဲ့ရွှေတွေပြန်ပေးပါမယ်ကျုပ်ကဘာမှမလုပ်ပါနဲ့အောင်မမင်းကနိုင်တော့နိုင်ထားပြီးတော့အခုမှချမ်းသာပေးပါလေလားကွာဥပသားလည်းပြောဆိုနဲ့ဦးအောင်ပြရဲ့လေကုတ်ကိုလည်းလဝါးနဲ့ရိတ်ထည့်လိုက်တာဦးအောင်ပြတယောက်မြေကြီးပေါ်ကိုလည်းမှောက်ခုံကြီးလဲကြပါဗျာမျက်နှာနဲ့မြေကြီးနဲ့ရိုက်မိပြီးတော့ဘုံကနေနဲ့အတန်ကြီးထွက်လာတယ်ဗျဒါတော့တော်တော်နားပါဗျာဦးအောင်ပြကလက်နှစ်ဖက်ထောက်ပြီးတော့လေးပင်ကုန်းလာတယ်ဥပသားလည်းဦးအောင်ပြရဲ့ကြောကုန်းကြီးကိုလည်းခြေပံနောက်နဲ့ပေါက်ထည့်လိုက်တာဦးအောင်ပြတယောက်အော်ခနဲ့အတန်မြည်ပြီးတော့မြေပေါ်မှာကာယာကြီးဖြစ်သွားတော့တယ်ဗျာဥပသားသေချာငုံကြည့်တယ်ဗျဒီကောင်ကဥရုနဲ့မော်အောင်ထားတာကွာမော်ချိန်လုံးရထားတဲ့သဘောပဲဒါကြောင့်သူ့ချိန်လုံးကတော်တော်ဆွဲနေရပါဗျာဥပသားလည်းတက်တာကြီးကိုကြည့်လိုက်တယ်တက်တာတွေကနေလက်စော်ကလေးတစ်ခွင်းကိုလည်းယူလိုက်တယ်လက်စော်ကတော့ရွှေနဲ့လှုပ်ထားတယ်လက်စော်ပဲဗျာအပေါ်မှာကျတော့လဲကြောက်မဟုတ်ဖဲနဲ့ဒါလုံးလိုဟာကလေးလည်းကွတ်ထားတာဗျဒါဘာလဲဆိုလဲဥပသားငါလည်းအဂိရစီရမဟုတ်တော့လဲအသေးစိတ်မသိဘူးလက်ကောင်ရဒါပေမဲ့ငါအထင်ဒီတက်လုံးကလည်းရွှေလိုက်ဆိုတာပဲဖြစ်ရမယ်ရွှေလိုက်ဆိုတာဘာလဲဗျတန်လိုက်ကတန်တက်တွေကိုဆွဲဆောင်နေကွာရွှေလိုက်ဆိုတဲ့တက်ကလည်းရွှေတွေကိုဆွဲဆောင်နေတဲ့သဘောရှိအရင်ကငါသတင်းစာတွေဖတ်ဖူးတာတခုရှိတယ်ကွာပေါတွင်းဝိဇာတယောက်ကရွှေလိုက်ကိုအသုံးပြုပြီးတော့အင်ချန်တွေရဲ့အပြင်ဘက်ကနေရွှေတွေကိုဆွဲထုတ်တယ်ဆိုပဲကွာအခုမှပဲဓာမျိုးကိုယ်တိုင်မြင်မှုကြုံမှုတို့တွေဖြစ်သမျှဆွမ်းနေပြီပဲလားဗျာရွာတော်ရှင်ဖိုးလေဥပဒါနဲ့တွေ့မှလောသွားတော့တယ်ဗျာဥပဒါလည်းခေါင်းကညောင်ရည်အိုးလေးကိုကောက်ယူလိုက်ပြီးတော့မြေပေါ်မှာပေါက်ခွဲထည့်လိုက်တယ်ဗျအိုးခွဲသွားတဲ့အခါအိုးတဲ့ဖန်ထည့်ထားတဲ့ဝိုင်းဆောင်ခြံဆောင်တွေအကုန်လုံးပြေးထွက်ကုန်ကြပြီးတော့သူ့နေရာသူပြန်သွားကြတော့တယ်ဒီချိန်မှာပဲဂျက်ကားသီးရဲ့အနောက်ကကုန်တင်ကအသေးလေးတွေရဲ့မောင်းကြလာပြီးတော့ရွာထိပ်ရောက်လာကြတယ်ဗျကားဘွားနဲ့ဆင်းလာတာတော့မြိုင်သာရဲစခန်းရဲအုပ်ကိုတန်းဦးနဲ့အဖွဲတွေပဲဗျအနောက်ကကားပေါ်မှာတော့တနက်တွေကင်ထားကြတဲ့ရဲတပ်သားတွေကိုတွေ့လိုက်ရတယ်ဟိုလူတွေဘယ်ရောက်ကုန်ပြီလဲဗျကျုပ်တို့လည်းစီးမိတာဗျဘသူလေးဗျအများတို့ရွာရောက်နေတဲ့ရုပ်ရှင်လာရိုက်တဲ့အဖွဲတွေလေအတန်နေကြနေရသေးတယ်ကိုချိန်လောက်ဆိုတော်တဲ့ရှိအောင်မယ်ထင်တယ်ကိုစန်းဦးကလည်းသူနဲ့အတူတူပါလာတဲ့ရဲတက်ချက်ကိုဘုံနဲ့အဖွဲတွေကိုလည်းတောအုပ်စီလွတ်ပြီးတော့ဖမ်းခိုင်းလိုက်တယ်ဗျခမရတို့ဘယ်ကနေဘလို့သတင်းရတာလဲရဲဦးရမနေ့ကပဲခမရတို့ရွာသားတယောက်မြိုင်သာရောက်လာတာနဲ့ခမရတို့ရွာမှာရုပ်ရှင်ရိုက်တဲ့အဖွဲတွေရောက်နေတယ်ဆိုတာသိလိုက်ရတယ်ဗျတကယ်တော့ရုပ်ရှင်ရိုက်မယ်ဆိုရင်မြို့နယ်ကသိရမှာဗျစုံစမ်းကြည့်တော့မြို့နယ်ကအနာပိုင်တွေကလည်းရုပ်ရှင်ရိုက်တဲ့အဖွဲလာတာမသိဘူးတဲ့ဒါနဲ့ကျုပ်လည်းနည်းနည်းစုံစမ်းလိုက်တော့တခြားဒေသတွေမှာလည်းရုပ်ရှင်ရိုက်တဲ့အဖွဲဆိုပြီးတော့တရွာလုံးကိုလိန်သွားဖို့တဲ့ရဲမှုခင်းတွေကိုတွေးလိုက်ရတယ်ဒါနဲ့ခင်ဗျားတို့လည်းအလိန်ခံရပြီထင်ပြီးတော့အားချင်းလူစုလို့ထွက်လာခဲ့လိုက်ရတာပဲဗျ
တော်သေးတာကိုရဲဟုတ်ရဒီမှာဟောဒီလူကြီးကလည်းဥအောင်ပြူတယ်သူကဒီလူလိန်အဖွဲ့ကိုကျိုးဆွဲတဲ့လူပဲဗျဒီရွှေတွေကတော့ရွာတွေကနေသူခိုးထုတ်လာတဲ့ရွှေတွေပဲမကြခင်သူတို့အကြောင်းသိရတော့မှာပေါ့ဗျာဘာပဲပြောကျုပ်တို့ရွာကိုလည်းကဲတင်လိုက်နိုင်ပြီဆိုတော့လေကျုပ်တို့ဂုံယူနေမိတယ်ဗျဥပဒါလည်းပြုံးလို့ပြုဥပဒါမျက်နှာကျင်းနေတဲ့ကြောက်စိတ်တဲ့တစ်ခုခုဖြစ်လာတယ်ဗျဒါကောင်မင်းမျက်နှာဘာဖြစ်တာလဲကွာဒီဥပဒါမျက်နှာတစ်ခုခုပြောဖို့သတိရသွားတယ်လို့ပဲဘာပြောမလို့လဲကွာဟေးဘာပြောမလဲဆိုတာတော့သတိမရတော့ဘူးဗျာမင်းကလည်းခြာပါလက်ကွန်ရမကြက်ဖြစ်နေတဲ့လူသားဆိုရင်တော့မင်းအုံနောက်နဲ့အသက်မီမှာမဟုတ်ဘူးကွာမကြက်ဖြစ်နေတဲ့လူအသက်မမီတော့ဘူးမမီဟုတ်ပြီမမီဗျဥပဒါလိုက်ခဲ့ဗျာမမီကိုလည်းဥပဒါကုမေးမှရမယ်ဗျမမီဆိုတာမိတ်ကပ်ပြင်းနဲ့ချောင်းရမဟုတ်လားကွာဟေးလာစမ်းပါဥပဒါရမေးစရာရှိတယ်နောက်မှမေးစမ်းပါကျုပ်ဥပဒါလက်ကိုဆွဲပြီးတော့အိမ်ကိုလည်းအသာကုန်ပြေးထွက်လာခဲ့တယ်ဗျအိမ်ရောက်တော့မမီကလည်းအခန်းထဲမှာကိုယ်ကလေးဖြစ်နေတယ်ဗျကျုပ်ကမမီကိုလည်းပြေးလန်လိုက်တယ်မမီဒီတော့အောင်ဗျာမမီကိုကဲဖို့ရောက်လာပြီဗျမမီကလည်းမလုပ်တော့ဘူးဗျဟုတ်လားမမီကိုကဲပေးပါအောင်ဗျာဥပဒါလည်းတပြင်းတစ်ချက်ကြပြီးတော့အနားကက်လာတယ်ဗျမမီရဲ့လက်ဘင်းကိုလည်းလက်နဲ့ထောက်ပြီးစမ်းကြည့်သူ့ကိုဥအောင်ပြကအမင်းထည့်ပြီးတော့လုံထားတယ်ဥပဒါကဲပါအောင်ဗျာကဲလို့ရနိုင်ပါသေးရဲ့နော်ဥပဒါလည်းခေါင်းဖြည်းဖြည်းချင်းခါတယ်ဗျမရတော့ဘူးလက်ကောင်ကြီးမင်းရဲ့မမီကလည်းတေးတာကြားပြီကွာဖြာဟုတ်လားဗျာသူပြောတာတနာရီနှစ်နာရီလောက်နဲ့မသိပါဘူးလေဗျငါကယ်ဖို့မေးတဲ့လူကိုဘယ်နှခါမကယ်ခဲ့တာရှိလို့လဲလက်ကောင်ရအခုကကယ်လို့မရတော့ဘူးကွာသူသေးတာကြားပြီကျုပ်ကမမီကိုလည်းဖက်လိုက်တယ်အောင်မလီမမီရဲ့မမီပြောတော့တနာရီနှစ်လောက်နဲ့မသိပါဘူးဆိုအခုတော့လွန်ဆုံးကြာလာနိုင်ဝဲပေါ့ဗျာသူကသူ့ရှင်တွေကိုသူတည်ပြီးသားကွာတနာရီလောက်ခံမယ်ဆိုတော့မင်းကိုတမင်လိန်ပြောလိုက်တာဖြစ်မယ်မမီကကိုကျုပ်ကိုစွန့်ပြီးတော့ဒွေးမတော်တာမဆက်တဲ့ကျုပ်တို့ရွာသားတွေကိုကယ်တင်ပေးသွားခဲ့တော့ဗျာတကယ်တော့မမီဟာမိမရှာတယောက်ဖြစ်နေပေမဲ့ကျုပ်တို့ရောက်သားသားကြီးတွေလုံနိုင်ခဲ့တဲ့ပေးဆက်မှုမျိုးနဲ့ပေးဆက်ခဲ့တဲ့လူမမီဟာမမီကကျုပ်တို့ထက်ကိုယောက်ျားပို့ပြီးသားပါလေဗျာကျုပ်ဖြစ်ဘဝမှာအเจ้าမကြီးတေလို့ဖက်ငွေရတယ်ဆိုတာဒီတခါပဲရှိဘူးဝင်ထင်တယ်ဗျသိမကြပါဘူးရွာသားတွေပြန်ရောက်လာကြတယ်ရဲတပ်ဖွဲ့ဝင်တွေကလည်းဒရိုက်တာကြီးတို့မင်းသားတို့လည်းဖက်ခေါ်လာတော့ဗျာဒါတော့တချို့ရွာသားတွေကလည်းမယုံသေးဘူးဗျလူစိုးတွေကိုရဲကလည်းဝင်ဖမ်းတဲ့အခန်းမျိုးရိုက်နေတယ်ထင်တာဆိုပဲရဲဟုတ်ကလည်းဖေတို့ရှိမှတွင်ဒရိုက်တာကြီးတို့လည်းစင်မိတော့ဗျာဒရိုက်တာကြီးကလည်းမိနေပြီဆိုမှတော့လဲအကုန်လုံးဝင်ခံရှာတယ်ဗျဒီတော့မှရွာသားတွေအကုန်လုံးဟာကနေဟင်းနဲ့ပြည့်ကုန်ကြတယ်ဗျမင်းသားကျော်စိုးကလည်းညနေနာရဲ့ယောက်ျားတယ်ဗျအရင်တော့ကမင်းသားမဟုတ်ဘူးမင်းသားနေရာမရခဲ့ဘူးဗျအခုဒရိုက်တာကြီးတို့နဲ့ပေါင်းပြီးတော့တိုက်ကားရိုင်းနေလိန်စားတော့မှလည်းမင်းသားဖြစ်လာတဲ့လူဆိုရဲ့ဗျဒရိုက်တာကြီးကလည်းငုံမဲမဲမြင်တာနဲ့ကျုပ်တို့တိတ်ပြီးတော့အပြစ်မြင်ကြပါနဲ့ဗျာတကယ်တော့ကျုပ်တို့အားလုံးကတရုပ်ဆောင်နေပါဘာတရုပ်ဆောင်နေလဲဗျရုပ်ရှင်ရဲ့တန်တရုပ်ဆောင်နေကြတာပါဗျာကျုပ်ဒေါသထွက်ပြီးတော့လူအုပ်ရားတဲ့ခေါင်းဝင်သွားမိတယ်ဗျဘာဗျအခုမှတရုပ်ဆောင်ပါတယ်လေလားဟမ်နေပေါင်းခင်ဗျားတို့တရုပ်ဆောင်တဲ့ဇာတ်လမ်းမှာကျုပ်ကဇက်လိုက်ဗျကျုပ်ကလည်းကြော်စိုးကိုလည်းပြေးပြီးတော့ထိုးတော့တာဗျကြော်စိုးတယောက်တော့ကျုပ်ထိုးလိုက်တာကိုလွဲ့ထွက်သွားတယ်ကျုပ်ကကြော်စိုးကိုပေါ်တက်ခွာပြီးတော့ဟောထိုးလေကွာမင်းငါ့ကိုပြန်ထိုးလေကွာတရုပ်ဆောင်ဆိုတာတရံလို့တရုပ်တွေဆိုကွာမင်းလည်းငါ့ကိုတကယ်ထိုးလေတကယ်တော့ကြော်စိုးကိုလည်းရဲတွေကကျိုးနေတုံတာလို့ဟိုကောင်လည်းလှုပ်မရတော့ဘူးဗျမင်းငါ့ကိုထိုးလို့မရပါဘူးကွာဘာဖြစ်လို့လဲဆိုတော့ဒီဇာတ်လမ်းမှာငါဇက်လိုက်မင်းသားကွာဇက်လိုက်မင်းသားမင်းလို့မင်းသားအတူကလည်းထိုးလို့ရမလဲလားကွာဟမ်ကြောက်ခံရသမျှအတိုးချပြီးတော့တကောင်းလည်းအသကုံထိုးကြည့်ပါတော့လေဗျာဘေးကဝိုင်းကျင်းနေတဲ့ရွာသားတွေကလည်းလက်ကုပ်လက်ဝါတီးပြီးတော့အလက်ကောင်ကွာခင်မောင်လက်ကွာဆိုပြီးတော့လည်းအားပေးနေကြပါသေးတယ်မာမီကတော့သူသိပ်ပြောတယ်ကျုပ်တို့ရွာကလေးမှာပဲတစ်သက်လုံးခေါင်းချသွားခဲ့ပါတယ်ဗျာဟိုလူစိုးတစ်သိက်ကတော့အရင်ကအမှုတွေနဲ့ပေါင်းပြီးတော့လေထောင်တဝါကြီးကိုကြာသွားကြတယ်ဆိုပဲဗျဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ယခုတင်ဆက်ပေးခဲ့တဲ့သုံးထီဥပဒါနဲ့ဇက်လိုက်မင်းသားဆိုတဲ့ဇလန်းကောင်းလေးကတော့ဒီမှာလည်းပြီးတော့ပါပြီခင်ဗျာဇလန်းလေးကိုအဆုံးထိအောင်လိုက်ပါနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်နေ့တွေမှာလည်းယခုလိုဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးသွားမှာမလို့လာရောက်နားဆင်အားပေးကြဖို့တပါးတဲ့ဖိတ်ခေါ်ပြစေခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေရန်သူမျိုး၅ပါးဘေးမှာလည်းကင်းဝေးနိုင်ကြပါစေခင်ဗျာ